ဌာနီညာရစီလို့ရော်ရီမြောင်မောင်စိတ်ဝတ်တောင်းတောင်းမောင်ဆရာကြီးတောင်းတပါသည်ဒီလိုပြောခဲ့သည်ကျွန်တော်ရောက်ပြီရာနေရာတိုင်းကတောင်းတသည်အောင်မိမိပြီအောင်မိမိပြီကျွန်တော်မွေးဌာနီမွေးဌာနီညာရစီလို့ရော်ရီမြောင်မောင်စိတ်ဝတ်တောင်းတောင်းမောင်ဆရာကြီးတောင်းတပါသည်ဒီလိုပြောခဲ့သည်ကျွန်တော်ရောက်လေရာနေရာတိုင်းကတောင်းတသည်အောင်မိမိပြီအောင်မိမိပြီကျွန်တော်မွေးဌာနီဆိုလျင်အညာမြေကအဘိုးဝါဆွေမျိုးများစီကျွန်တော်မှန်းစားတာအတူချကြရမုံရွာနီကဟူကြကတောင်ရွာစီမွေးဌာနီညီလေးအောင်မေးသည်ဘူကချောင်းရည်ကြည်ဒီညနေတဲ့ဟိုမှာကြောက်ကသူမြောင်ရည်ချိုးလာသည်ကြောက်ကသူမြောင်ရည်ချိုးလာသည်ကောက်ရည်တွေလက်ရတွင်ကလေးတွေရခါခတ်ရသည်ညီလေးတို့ဌာနီကြောက်ကတောင်ရွာတစ်မျိုးတော့သာရသည်တောင်ပြမိုင်းတောင်ပြမိုင်းရွှေပြည်ဌာနဝီတော်လေတီဒီမှာမြိုင်တဲ့ဒီလန်ဒီစီရွှေမျိုးဒီတော့စီအာယုံမြင့်မြင့်ကူမျောခြင်းလာသည်တန်ဝဒသည်မန်းစားသည်အတူချကြောရပါသည်တောင်ပြမိုင်းတောင်ပြမိုင်းရွှေပြည်ဌာနဝီတော်လေတီဒီမှာမြိုင်တဲ့ဒီလန်ဒီစီရွှေမျိုးဒီတော့စီဒီအာယုံမြင့်မြင့်ကူမျောခြင်းလာသည်တန်ဝဒသည်မန်းစားသည်အတူချကြောရပါသည်
Solan Boys TV ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်ရှင်ကျမတို့ဒီကနေ့ပြုလုပ်တဲ့ live အစီအစဉ်ကတော့ကျမတို့မိဘပြည်သူများအားလုံးသိကြတဲ့အတိုင်းပဲမီဒီယာမှာလည်းအားလုံးတွေ့မြင်ပြီးဖြစ်တဲ့စစ်ကောင်စီရဲ့ရက်ဆက်တဲ့လူမဆန်တဲ့လုပ်ရက်ဖြစ်တဲ့အော်တိုဘာလအစောပိုင်းကနေစပြီးတော့မှစကိုင်းတိုင်းဘုဒ္ဓလင်မြို့နဲ့အနီးနားရွာတွေကိုစစ်ကောင်စီကနေပြီးတော့မှစစ်ကြောင်းထိုးပြီးတော့မှရဆက်ဆက်ရွာတွေကိုမိရှို့တဲ့အပြင်ကိုအခုချိန်မှာဆိုလို့ရှိရင်တော့အယက်သားအပြစ်မဲ့ပြည်သူအရတာ20ဦးထက်မနည်းကိုပေါ့နော်တက်ဖြတ်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ရှင်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ရှင်းတိုင်းရင်းသားများအနေနဲ့ကျမတို့ရက်တည်နေကြတဲ့ဒီတော်လိုင်းရေးမှာပါဝင်နေတဲ့ကျမတို့ဇိုလန်PDF ဇိုလန် ZRF ကနေပြီးတော့မှကျမတို့ဒီကနေ့ live လွှင့်ပြီးတော့မိဘပြည်သူတွေနဲ့အတူပါဝင်လို့ရအောင်ပေါ့နော်ဒီ live လေးကိုလွှင့်ပြီးတော့ emergency fundraising လေးပြုလုပ်တဲ့အစီအစဉ်ပဲဖြစ်ပါတယ်ကျမကတော့ဒီအစီအစဉ်မှာခန္ဓာမှုဖြင့်ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပြီးတော့မှကျမနဲ့အတူအွန်လွန်ဘိုက်ကနေပြီးတော့မှလည်းကျမတို့မိခင်ဘာသာစကားနဲ့မိဘပြည်သူတွေအားလုံးကျမတို့တိုင်းရင်းသားတွေအားလုံးနားလည်နိုင်ဖို့ရန်အတွက်ကိုပေါ့နော်အထူးသဖြင့်ကျမတို့ရှင်းလူမျိုးတွေနားလည်နိုင်ဖို့ရန်အတွက်ကိုကျမတို့ဘာသာစကားနဲ့လည်းပြောသွားမှာဖြစ်ပြီးတော့မှဒီ live ကိုတကယ်လို့တွေ့တယ်ဆိုလို့ရှိရင်မိဘပြည်သူအားလုံးပါဝင်လို့ရအောင်လို့မိမိရဲ့ wall ပေါ်မှာပဲဖြစ်ဖြစ်group တွေမှာပဲဖြစ်ဖြစ် community wall တွေမှာပဲဖြစ်ဖြစ် share ပေးရှင်းဖြစ်ပေါ့နော်ကျမတို့ emergency ဒါ fundraising ပြုလုပ်နေတာဖြစ်တယ်မြေပြင်ကိုတိုက်ရိုက်သွားရောက်ပြီးတော့မှလှူဒန်းမဲ့ပေါ့နော်လိုက်တိုက်ရိုက်ကူညီမဲ့ထောက်ဖို့ရဲဘော်တယောက်ကလည်းဒီမှာကျမတို့နဲ့အတူပါဝင်မှာဖြစ်တယ်ဒါကြောင့်မို့လို့သူစီကနေပြီးတော့မှကျမတို့ဘာတွေလိုအပ်နေလဲဘာတွေလုပ်သွားမလဲယခုလက်ရှိဘာတွေဖြစ်ပျက်နေတယ်ဆိုတာကိုလည်းတိုက်ရိုက်ကြားရှိရမှာဖြစ်ပါတယ်မကြခင်ကျမတို့ဒီဟာတွေကိုတင်ဆက်သွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဦးလုံဘွားရေ Hello, idam kim tek yam mo mete tu ni na hi bangina a ger hol lo mete emergency fundraising booth le na ding na hi kha ke man na a tu ni ya mete hi live ongen kha mi khem pe te tu a thakena mete a to ma tam chi lo hi na nung ki hel jing ho ong ke a hi live pan na ong zon hi ne ung tu ni na hi ding hi a emergency fundraising pen tu lai takina hi sakain tai hi a booth le na mete hi kol gal kap te siangen ma reng sa kha sa te gam tat siat na hanga mete hi alia ma pa hi zongina tu lai tak zong hi media te tunga zong mudi hi hang bo mi pi te tunga bol sen na ha ho hangina alip khap wai ma agam tat na te hang le mete tu lai takina agal tai hi mete te a dingina hu na piak na hi dingina tu lai tak ma ina zong to hi ground wa mete na asem nyat mi pi te pan pia hu nyat mi te ma mo ama zong ki healing to changina amau te tung panina tu lai takina hi gal tai mi pi te adiak dia kina hi butre na omi gal tai mi pi ten bang te ki sama ama wa dingina bang chi en bang chi pan pi the ding bang chi hu dingina amau te changina bang dan geru hiam chi te mo dot na zong to dia hi manina atop dong bang es sakun la atom ma tam chi lo ina som kha som ni ma to mete imi pi te gama ile ya lai te pan pi technique chi ni lai panina ong zone hi ni ngwe le lungdam ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်တကယ်ဆိုလို့ရှိရင်ပေါ့နော်ကျမတို့ဒီဟာတော်လန်ရေးကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘုဒ္ဓလင်ကဲ့သို့ဖြစ်ရက်တွေဟာပေါ့နော်ကျမတို့မြန်မာနိုင်ငံအနေနဲ့ရက်မှာဖြစ်နေဒီနေ့ဒီအချိန်မှာလည်းဘုဒ္ဓလင်နဲ့တူကျမတို့ရှင်းတိုင်းရင်းသူတိုင်းရင်းသားတွေကလည်းယက်တီပေးတယ်ဆိုတော့အရာကိုပြသဖို့အတွက်ပေါ့နော်ကျမတို့တိုင်းရင်းသားတွေအားလုံးဒီ live ကိုတွေ့တယ်ဆိုလို့ရှိရင်မြန်မာပြည်ပွားတိုင်းရင်းသားတွေအားလုံးပေါ့နော်ဒါယခုလက်ရှိဖြစ်ပျက်နေတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့အင်မတန်မှလိုအပ်နေတဲ့အရာတစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါဝင်ပေးကြဖို့ရန်အတွက်လည်းထပ်လောင်းပြီးတော့မှမြစ်တာရက်ခံလိုပါတယ်လို့တကယ်လို့ဒီ live ကိုပေါ့နော်မမြင်ရတဲ့သူတွေအတွက်မိမိရဲ့မိသားစုတွေ family ထဲမှာရှိတယ်ဆိုလို့ရှိရင်ကဲဒီမှာ direct ငါတို့လှူလို့ရမယ့်နေရာရှိနေပြီဒါကြောင့်မို့လို့လာရောက်ပြီးတော့မှပါဝင်ပေးကြပါဆိုပြီးတော့မှအယောက်စီတိုင်းလက်တူပြီးတော့မှပေါ့နော်ခေါ်ပေးဖို့ရန်အတွက်လည်းမြစ်တာရက်ခံပါတယ်လို့နော်ဒီကနေ့ကျမတို့ဒီပထမဦးဆုံးအနေနဲ့ပေါ့နော်ဦးလာနိုးကနေပြီးတော့မှဒီကနေ့ကျမတို့ပြုလုပ်ရတဲ့ဒီ live fundraising လေး emergency ပေါ့နော်ကျမတို့လုပ်လိုက်ရတဲ့ရည်ရွယ်ချက်ကျမတို့ဘလို့မှကျမတို့တိုင်းရင်းသားတွေအားလုံးပြည်သူတွေလည်းအခုချိန်မှာအိတ်မပြောစားမဝင်ဖြစ်နေကြမယ်လို့ထင်တယ်တော်လိုင်းကြီးက3နှစ်ကျော်ကာလဖြစ်ပြီးဒါပြောလို့ဒီအချိန်မှာမှကျမတို့ကထားလို့တာမဟုတ်ပဲね PDF ဇုံလန်းဆိုလို့ရှိရင်တော်လိုင်းကြီးစ day 1ကလေးကနေစယခုချိန်ထိကျမတို့ပေါ့နော်ပြည်သူနဲ့တသားတည်းရက်တည်နေတဲ့အတွက်ကြောင့်မို့လို့ဒီစကိုင်းဖြစ်ခြင်းဟာကျမတို့ဖြစ်ခြင်းပါပဲစကိုင်းမှာခံစားနေရတဲ့အရာဟာကျမတို့နဲ့ဓာတ်ရိုက်သက်ဆိုင်ပါတယ်တပြည်လုံးနဲ့ကျမတို့အားလုံးသက်ဆိုင်ပါတယ်ဒါကြောင့်မို့လို့ကျမတို့အရေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ကနေပြီးတော့မှယခုကဲ့သို့ emergency fundraising ပေါ့နော်မြေပြင်မှာတသားတည်းလုပ်နေမဲ့ဒီတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့အတူကျမတို့အမြန်ဆုံးလုပ်လိုက်ရတာဖြစ်ပါတယ်ဦးလာနိုးကိုဖိတ်ခေါ်ပါတယ် ina tua pen
tu lai hi emergency fundraising hi na pen mo palang na akichian na ai pawina zonggen in china hang pen tua thu piang pen mete alum ma lai si san hi le zong alum ma lai mo asi san zong khing nai lo chini mo asilum zong akhing nai lo thu hi na ei zong mi te sunga zong hi bang piang thei mo hi na tu lai ta ka ko pdf zo len te un ka hiu hi bang hi lai che mi pi te to ko zong pum khat hi chi na la na ina mo hi bang ina fundraising ki hi pen mi nam dang te tunga om hang ei tuang piang lo ding chi pen gen the om lo hi mo mi hing lung sim anei lo te gam tat na pe ei tunga zong piang ni hi manina mo bahang ina hi bang ina i fundraising hi ka yu yam chi pen ya palang samnin la palang ina akichian ina mi pi te tunga gen chen nang nei ding hi manina hilang pai na palang samini mo ကဲကျွန်တော်တို့မြန်မာပြည်ကြီးအခုချိန်မှာအရန်ကိုရည်ကြီးဆုံးကတော့ကျွန်တော်တို့စီးလုံးညီညွတ်ကြဖို့တယောက်နဲ့တယောက်ဝိုင်းဝန်းရိုက်ပင်းကိုညီကြဖို့အချိန်ကြာရောက်လာပါတယ်ဒီနေ့ဒီချိန်ခါမှာဆိုရင်ကျွန်တော်တို့မြန်မာပြည်တဝန်းမှာအောင်ပွဲအလီလီမြို့တွေတိမ့်ပြီးတော့ဒေါ်လာကြီးတပ်ဖွဲ့တွေကမြို့85မြို့လောက်တိမ့်နေတဲ့အချိန်မှာလဲအကြမ်းဖက်စစ်ကောင်စီကနေပြီးတော့ပြည်သူတွေကိုဘလောက်ထိရက်စုပ်အစစ်ကြမ်းကြုတ်ဆိုကျွန်တော်တို့မစားရတဲ့အမဲတဲနဲ့ပက်တယ်လို့အဲ့လိုရက်စက်ကြမ်းကြုတ်လူမဆန်စွာပြုမှုလှုပ်ဆောင်နေတဲ့အချိန်မှာကျွန်တော်တို့ကလူသားတယောက်အနေနဲ့အငြိမ်နေလို့မရပါဘူးအထူးသဖြင့်ကျွန်တော်တို့ချင်းပြည်နယ်ဖက်အနေနဲ့လည်းဘလောက်သက်ဆိုင်လဲဆိုတော့ဒီနေ့ကိစ္စကျွန်တော်ကလေးမျိုးနဲ့ပြည်တော်သားနာတဝဲဘူဒီမန်တင်းခုန်ကြီးနာတဝဲမှာမီးရှို့ဖျက်ဆီးခဲ့တဲ့ဘလူးစစ်တောင်းနေတကယ်ကိုရက်စက်ကြမ်းကြုတ်စွာလူသားကျွန်တော်တို့ရွာဒီကိုမီးရှို့ဖျက်ဆီးပြီးတော့သူတို့လိုချင်တဲ့ PCDU တရိစာအိမ်မွေးတရိစာနေကိုလည်းတပ်ဖြတ်အဲ့ဒါပြီးမှချင်းပြည်နယ်တက်လာပြီးတော့တီးတိမ်မှာလည်းအိမ်တော်များများမီးရှို့ခဲ့တယ်မီးရှို့ပြီးတော့ကျွန်တော်တို့ရဲ့ PDF ဇိုလဲရဲဘော်9ယောက်လည်းကျွန်တော်ရဲဆက်တပ်ဖြတ်ပြီးတော့အိမ်တစ်လုံးထဲမှာထည့်ပြီးတော့အိမ်နဲ့တခါတည်းမီးရှို့သွားတယ်အဲ့လောက်ရက်ဆက်ကြမ်းကြုတ်တဲ့ရှစ်အာနာစင်စနစ်ကိုကျွန်တော်တို့မတိုက်ထုတ်နိုင်တဲ့မြန်မာပြည်ကြီးဘယ်နေရာမှာပဲဖြစ်ဖြစ်ကွက်ပြီးတော့ကျွန်တော်တို့လွတ်မြောက်မှုမရနိုင်ပါဘူးအဲ့ဒီကနေဆင်းသွားပြီးတော့တိုင်းငင်းကိုမီးရှို့တယ်အဲ့ဒါပြီးမှကလေးမျိုးပြန်သွားတယ်ကလေးမျိုးကနေဆင်းသွားပြီးတော့တပိတ်ချင်းမှာအဲ့မှာကောင်းဆောင်ဖမ်းခံလိုက်ရသေးတယ်အဲ့ဒါပြီးမှဗုဒ္ဓလင်မှာကြတော့ကျွန်တော်တို့PDF တကယ်ကိုပြောင်းမြောက်လာတယ်ကျွန်တော်တို့ရဲ့ PDF ရဲဘော်တွေကအဲ့ရဖွဲ့ကိုဖမ်းဆီးသွားတာဖြစ်တယ်ဖမ်းဆီးလိုက်တဲ့ခါကျတော့အဲ့ရချမ်းဖက်စစ်ကောင်ဆရာကလေးစားတဲ့အနေနဲ့အဲ့ဗုဒ္ဓလင်ကိုမီးရှို့ဖျက်ဆီးပြီးတော့အဲ့ရွာသားတွေကိုခေါင်းဖြတ်ချန်စီယူမကောင်းတွေကို sorry နော်ချိန်ပြီးတော့မိသားစုတစ်ခုလုံးကိုလည်းတပ်ဖြတ်အဲ့မှာတရွာသားလုံးတစ်မြို့သားလုံးအခုစစ်ပြီးဒုက္ခတဲ့အနေနဲ့ဆင်းရဲဒုက္ခရောက်တဲ့ချိန်မှာကျွန်တော်တို့ကူညီပေးနိုင်ဖို့ဆိုပြီးတော့ကျွန်တော်တို့ဒီနေ့ဒီမနေ့အမေရိကန်ဆိုဒီမနေ့ပေါ့မြန်မာပြည်မှာတော့ဒီညနေအဲ့လို emergency အရေးပေါ်ရန်ပုံရှာဖွေရခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကစီးလုံးချိန်တန်းပြီးညညွတ်ချိန်တန်းပြီးရိုက်ပင်ကူညီဖေးမချိန်တန်းပြီးအဲ့တော့ရှိတာမရှိတာထက်စာရင်ကျွန်တော်တို့လိုချင်တဲ့ကူညီရှင်တဲ့စန္ဒအဲ့ဒါအရန်ကိုရေးကြည့်တယ်နဲတာများတာထက်စာရင်ကျွန်တော်တို့ကထဲ့ဝင်ကြဖို့အရေးကြီးတယ်အဲ့ဒါပဲဖျားကမှကျွန်တော်တို့ချစ်ချင်းမေတ္တာတရားကိုမွတ်ကြားပေးတာဖြစ်တယ်လို့ကျွန်တော်တို့ကဘယ်ဘာသာဘယ်လူမျိုးဘယ်ပါတီအဲ့လိုလုံးဝမဟုတ်ပဲနဲ့ကျွန်တော်တို့တော်လှန်ရေးရလဲပါတီတော်လှန်ရေးမဟုတ်ဘူးအနီးအစိမ့်တော်လှန်ရေးမဟုတ်ဘူး
လူမျိုးရေးတော်လှန်ရေးလည်းမဟုတ်ဘူးစစ်အာဏာရှင်ပြုတ်ကြရေးပဲစစ်အာဏာရှင်အမြင့်ဖြတ်ကျွန်တော်တို့ခြေမုံပစ်ဖို့ဒီတော်လှန်ရေးလုပ်နေရချင်းဖြစ်တယ်အဲ့တော့အခုချိန်မှာဒုက္ခရောက်နေတဲ့စစ်ဘေးရှောင်ပြည်သူတွေပုတ်တလင်ပြည်သူတွေကိုကျွန်တော်တို့ကိုညီနိုင်ဖို့ထဲဝင်ပေးကြပါလို့ကျွန်တော်နှုတ်ညွတ်တောင်းပါရင်နှီးကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ် ลุงพ่อย ลุงดำมาไหมเมื่อพลังเกณฑ์ตัวพลังเย็นเต็งเป็นเทมฮัดไอเปล่าวินะไม่แต่องค์เกณฑ์กิ๊กนี่นะมาอีเกณฑ์สุงบางจีเฮียมสิเลยเป็นกิปุ่มขัดหุ่นมาตาหิมออินะฮีเดียกตุไลตะกาเอ็นโซอิซักฮีไม่แต่บลูสจังเตกัมตัดเสียนหาเป็นอินะเอนดิ้งฮิเลหังอเบซาหุ่นจะมาฮีกอลปีเนสุงมออินเตฮาขวดเตสุเสียไม่แต่มีปีเตบอเสียจีบางนาตัดเสียนาตั้มปีตังเนอยู่มั่วตัวเบกทำเราอิโซกัมเตดิมาจงไม่แต่อินเตฮาวสักอินาตัวคิดจังอินายากูพีดีเอฟโซเลนะจงนาวเตบังงาตักบังไม่แต่องท่าสักุอินขัดสุงะองก้อยสักุนะองฮาลตุมสักุมั่วอลิบขับไวมาอากำตามีหิงลุงซิมจงอันเนโลมั่วหินะตัวลายอิสเปนไม่แต่ปาตีนาคิเซมจงฮิโลมออันนี้เซงจียไม่แต่กิเขียนนาจงกิเซมฮิโลมีนำไว้จงกิเขียนกิเซมฮิโลวินะอุกนาบุลุงงตัดเตโดแค่ดิ่งอันเน็ตเพ็ดดิ่งอาเบยตุมดงว่าโดแค่ดิ่งสวดตากน้ำมันมีปีเตตุงไปกิริงเจอากิโดวะหิมานะกิปุ่มขัดหุ่นมาตามมออินะมีปีเตนอีเทดิ่งมีนำไว้นากิเซมฮิโลฮิมอกำไว้กำบุบมีน้ำขัดไปกี่ผัดตัวมันดีงาจงอากิเซียไม่ฮิโลมานี่นะที่ตัวลายมีปีเตนงกิเฮลนิกเนวเลยอินเอสายลำสาเตปานินาจงอะตอมจิโลวินะสมคัสสมนี่ตัวไม่แต่ตูไลตะกินะบูตเลนะอัทวักอินกวนเตกาลไตเตยาจิงินะองปันปีเตกุนจีนะตัวเต็งเกนอะตอมินะอังเกียนเกียกปักหนึ่งมาลุงดำဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျမတို့ဘူးတလင်မှာဖြစ်ပျက်နေတဲ့ဖြစ်ပျက်နဲ့ပတ်သက်ပြီးတော့မှပြည်သူလူထုအားလုံးကလည်းပေါ့နော်ဒါလုတ်သွားတဲ့ပုံစံကဒါတနက်ကိုနှစ်ဖူးတက်မှာပြစ်လိုက်တာလည်းမဟုတ်ဘူးပြီးကြလို့ရှိရင်ဒါလူတယောက်ကိုမြင်မြန်ဆန်ဆန်သိသွားအောင်လည်းမဟုတ်ပဲနဲ့အရန်ကြောက်စရာကောင်းလောက်တဲ့လူသားမဆန်နဲ့ပေါ့နော်ခြေထောက်လက်ထောက်တွေကိုဖြတ်ပြီးတော့မှရှန်စီယိုလုပ်တယ်ပြီးကြလို့ရှိရင်ကျမတို့အသားဆက်ယုံနေမှာပေါ့နော်ဒီအယိုးနဲ့အသားခွဲတလူမျိုးပေါ့နော်တရိษံတွေကိုအယိုးနဲ့သားခွဲတလူမျိုးငဖယ်ချစ်တလူမျိုးလှုပ်သွားတဲ့ပုံစံမျိုးတွေဒါတွေ့ရတဲ့ခါကျတော့ကျမတို့ဒီရန်သူဆိုပေမဲ့ရန်သူရှင်းအောင်မှဒီလိုလှုပ်တာဟာကျမတို့မရှိဘူးပေါ့နော်ဒါတော်တော်နဲတယ်လူမဆန်တဲ့လုပ်ရက်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတွေအကုန်လုံးကိုအားလုံးကလည်းကြည်ကွဲဝမ်းနဲနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီ live ကိုတွေ့တယ်ဆိုရင်ကျမတို့ဒီ live ကကျမတို့မိခင်ဘာသာစကားရှင်းစကားရဲ့မြန်မာစကားရဲ့ကိုပူးတွဲပြီးပြောသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တချို့ကရုတ်တရက်ဝင်လာတဲ့ခါမှာရှင်းစကားပြောနေတာနားမလည်ဘူးဆိုပြီးပြန်မထွက်သွားပါနဲ့လို့ကျမတို့မြန်မာလိုလည်းပြောမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်လက်ပြီးတော့မှကြည့်ရှုပေးကြပါ share လည်း share ပေးကြပါဘူးတလင်အတွက်အခုချိန်မှာခံစားနေရတယ်ဆိုလို့ရှိရင်မိမိရဲ့အိတ်ထဲကနေပြီးတော့မှပေါ့နော်90 100ပါဝင်ပြီးတော့မှဒီကျမတို့နဲ့အတူပါဝင်ရက်တီပေးကြဖို့ရန်အတွက်လည်းမေတ္တာရက်ခံပါတယ်လို့ကျမတို့ဒီ donate လို့ရတဲ့ဖုန်းနံပါတ်ကတော့682-420-5069ဖြစ်ပါတယ်682-420-5069ဖြစ်ပါတယ်ကျမတို့ 8zolan@gmail.com ဖြစ်ပါတယ်ဒီကနေ့ကျမတို့ရရှိတဲ့ငွေတွေအကုန်လုံးက Zolan Humanitarian Aid Foundation ကနေပြီးတော့မှတချို့ကနေပြီးတော့မှဒီ American ဆိုရမှာတရားဝင် tax ဆောင်ရှင်နေဆိုလို့ရှိရင်ဒါလူသားရှင်းစာနာထောက်ထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာသာရေးနဲ့ပတ်သက်ပြီးတော့မှလက်နက်မှာမကူညီရှင်တဲ့လူတွေကဒီချိန်ကကျမတို့အခွင့်ကောင်းလုံးဝဖြစ်ပါတယ်လို့เนาะကျမတို့လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့တိုက်ရိုက်လှူဒန်းလို့ရတာဖြစ်ပါတယ်မနေ့ပြန်တပတ်ခါမှာပဲကျမတို့ဒီအနီးနားတဝိုက်မှာရှိတဲ့ရွာသားတွေစစ်ပေးရှောင်နေရတဲ့သူတွေပေါ့เนาะထွက်ပြေးနေရတဲ့သူတွေလက်တလောပြီးကြလို့ရှိရင်တကယ်ကိုဒုက္ခခံစားနေရတဲ့မိသားစုတွေကိုတိုက်ရိုက်ကျမတို့ပေးပို့မှာဖြစ်ပါတယ်ဒီကနေ့ရရှိတဲ့ငွေတွေအကုန်လုံးကဘူးတလင်အတွက်ဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့ဆက်လက်ပြီးပါဝင်ပေးပါ682-420-5069ဖြစ်ပါတယ်ကျမတို့ဒီ live ဖွင့်နေတဲ့ဒီ live ရဲ့အပေါ်မှာလည်းကျမတို့စာရေးထားပါတယ်အဲ့ဒီမှာလည်းကျမတို့လှူဒန်းလို့ရတဲ့နေရာတွေရှိပါတယ်ပေးပို့တဲ့အခါကြလို့ရှိရင်ဘူးတလင်ဆိုပြီးတော့မှနှုတ်ကလေးလည်းရေးပေးပါလို့မေတ္တာရက်ခံပါတယ်ဟုတ်ကဲ့ကျေးဇူးပါလွန်ပွိုက်in dunia in zong imu te khiding mo alip khap wai ma mate ganing lai sam lo wa lu kitan mate ngong kitan khut le khe kitan sak ibun ki hok sak
ไม่แต่บางทีนี้สาอีเกียดเขียดบางอีสีสาเตียงเกียดเขียดสักสินะลุงเตียวลักเขียดสักอีจีเป็นอลิบขับไว้มาถูโมอินะฮิบังฮักษณะตัวไม่แต่มีอีสังกัมเตค่ะดินไงสุนเฮเลหังสิเรื่องนักลิบขับไว้มาเอโมอินะฮิบังตัวเตียดิ้งอินะตัวนี้นะไม่แต่ยาตัวมาตั้มจิโลวินะนะซุมนาไปเตอูบางจริงๆกาลวายะจังนวมเก่งอจิเตยาดิ่งนะตัวนี้นะหุ่นหอยมาหิมอมีปีเตขัดเลขัดกีนะทุกมีอีนะเลอีนั่นเองมีอีนะตัวขัดเลขัดอีนะเตกิลักนี้ละตัวไลตะกินะหักษณะเกนเทนะตัวไม่แต่อีบุตรีนะสังกัมเตยาดิ่งนะนะซุมนาไปเตอูฮิดานานับยาเขียนนวาเลนะอียาเขียนเทนะดิ่งเป็นยาอังเกนดิ่งนะกุกเกียนนี่ลีนี่เบมงาเบมกุกกัวไม่แต่ตัวคิดจังนะจงZoland AIDZOLAND @gmail.com มาส่งไม่แต่กิเปเทฮีตู้นี้งะสุมเข้มเปอุเตเป็นนี่นะฮีZolandเตฮี Zoland เตบางทีนี้Humanitarian Foundationเป็น US คุมพิเตแกจงเตยวันตะกาไม่แต่register ฮีมาบางอินนะสุมนาไปเตคุมเบจังนะจง text ifal จังนะฮีนวมนะจีอาเลจงไลดัลฮี text สาวนะดิ่งไม่แต่กิสามไลดัลไลคุงเตจงเปเทดิ่งฮีอุงโมตัวฮีมันนี่นะhi munan ivek pi na mate atom tam chi lowina ki health technique la hi hangina jong kumbe chang jong text ki falte hi to ki changina hi na pia khe sumle pai te pen mate amun amwal apwala tung tak pi ding hi chi jong ko lampan na jong ama khan nga mung mo ina na sumna pai te u gala ding na janop ke wale hi ukna bulu gar khap te hanginaหักษณะเกณฑ์เทนะอัตวักมีปีเตตรงอ่ะไม่เตอีบางอินะกิปิกเทฮีก็ตุงตอนนี่นะกิปิกเทฮีจิมเกนหินนวมหินยังไงเล่ลุงดำ โอเคပါကျေးဇူးတင်ပါတယ်ကျမတို့ဆက်လက်ပြီးတော့မှာပေါ့နော်မြေပြင်မှာဓာတ်ရိုက်ပေါ့နော်ကျမတို့အခုမှမဟုတ်ဘူးဒီဘူးတလင်ဖြစ်မှာမဟုတ်ဘဲနဲ့တော်လန်ရေးစကလေးကနေပြီးတော့မှပါဝင်ဆောင်ရွက်နေတဲ့ကျမတို့ရဲ့ဂျန်ဇီးပေါ့နော်ဒီတော်လန်ရေးဟာဂျန်ဇီးတွေရဲ့လှုပ်ရှားမှုကြောင့်မို့လို့ယနေ့ချိန်ထိဒီချိန်နေဒီတိုင်းတာထိကျမတို့အောင်မြင်မှုရရှိနေတာဖြစ်တယ်တော်လန်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ပန်းနဲ့ပေါက်တာမထွက်တော့မဟုတ်တဲ့အတွက်ကြောင့်မို့လို့လက်နက်ကင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဆုံးရှုံးမှုတွေရှိတယ်နစ်နာမှုတွေရှိတယ်တိုက်ခိုက်မှုဒီကျမတို့ထိခိုက်မှုတွေတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ဒီဂျားထဲမှာကျမတို့ပြည်သူလူထုဟာအန်ကိုကြိတ်ပြီးတော့လက်သီးဆုပ်ပြီးတော့မှကျမတို့စစ်အာဏာရှင်ကိုမကြိုက်လုံးတဲ့အတွက်ကြောင့်မို့လို့ယနေ့ချိန်ထိဆက်လက်ပြီးတော့မှကျမတို့ပါဝင်တိုက်ပွဲဝင်နေတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့မြေပြင်မှာတိုက်ရိုက်တာဝန်ထမ်းဆောင်နေတဲ့စကိုင်းနဲ့ပတ်သက်ပြီးတော့မှဘူးတလင်နဲ့ပတ်သက်ပြီးတော့မှကျမတို့မိဘပြည်သူတွေတိထိုက်တာတွေကိုပြောကြားပေးမယ်မောင်လေးနေချိုင်းကိုဖိတ်ခေါ်ပါတယ်မောင်လေးအနေနဲ့ပုံရင်ဆုံးမိတ်ဆက်ပေးပြီးတော့မှဒီစကိုင်းနဲ့ပတ်သက်ပြီးတော့မှဒါစကက်ရှိပေါ့နော်အစပြောပေးပါနောက်ပိုင်းမှာလည်းအမတို့ဆက်ပြီးတော့မှ question တွေရှိလာမယ်ပေါ့နော်ဆိုတော့ယခုဖြစ်ပျက်သွားတဲ့အရာတွေပေါ်မှာပြောပြပါမောင်လေးကိုချိန်ပေးပါတယ်လို့နော်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဒီတော့ကျွန်တော်ဒီစကားဝိုင်းမှာဝင်ကြည့်နေကြတဲ့ဒီမိဘပြည်သူအားလုံးလဲကျွန်တော်တို့ဒါတော်လန်နေစဲနေ့ရက်တွေပါပေါ့နော်ကျွန်တော်နာမည်ကတော့နေဆိုင်ဖြစ်ပါတယ်ကျွန်တော်ကတော့ရန်ကုန်တပိတ်တက်ကြလှုပ်ရှားသူတယောက်ပါအခုလက်ရှိတော့စကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းဒီသုံးနယ်တွေမှာတပိတ်မှောက်တာတွေလုပ်တယ်လူခွေအိဆာရက်တွေမှာကျွန်တော်တို့တက်ကြတာပါဝင်နေတယ်ပေါ့နော်အဲ့ဒီပြင်လူနည်းစုအခွင့်အရေးဆုံးရှုံးမှုတွေမှာလည်းကျွန်တော်တို့ပြည်သူဘက်ကနေပြီးတော့အတန်ထွက်ရက်တီပေးတာတွေလုပ်နေပါတယ်ခင်ဗျအခုလက်ရှိတော့စကိုင်းတိုင်းဂုတလင်မြို့နယ်မှာအကုန်လုံးက social media တွေမှာတွေ့နေကြမှာပါလူတက်မှုတွေပြည်သူကိုဘလောက်တောင်ရဲဆက်ဆက်နှိပ်စက်ထားတယ်လဲဆိုပြည်သူတအုပ်ရဲ့အသေးကိုတော့မှဟင်းချက်ထားတဲ့အိုးဒီတိုင်းထားခဲ့တာတွေအသားကိုအယိုးတစ်ခုလုံးပေါ်အောင်ထိနှွှင်နာခဲ့တာတွေရှိနေတယ်ပေါ့နော်ဒီဟာကိုဘာကြောင့်လုပ်တာလဲပြည်သူတွေကိုဘာကြောင့်ဒီလောက်ရဲဆက်ဆက်တက်ဖြတ်နေတာလဲဆိုရင်ဒါကြော်လန်ကြီးမှာသူတို့တွေဒီလောက်ထိရက်ဆက်တယ်မင်းတို့စက်မလုံးနဲ့လို့ပြောခြင်းဖြစ်ပါတယ်ဒီဟာကိုကျွန်တော်တို့တွေကကြောက်ပြီးစက်မလုံးဆိုဒီဒေါ်လာကြီးကရှုံးသွားမှာပါဒေါ်လာကြီးရှုံးသွားခဲ့ရင်ကျွန်တော်တို့ရှေ့မှာအသက်ပေးခဲ့ပြည်သူတွေအတွက်ကျွန်တော်တို့တာဝန်မကြီးပါဘူးအကျဉ်းထောင်ထဲမှာရောက်နေတဲ့ပြည်သူ6000ကျော်ရဲ့ပြည်သူ6000ကျော်ဟာအကျဉ်းထောင်ထဲမှာအကြာကြီးဆက်နေကြရမှာပါစစ်တပ်ကတေရန်တွေချထားတယ်တပ်တကြွန်းတွေချထားတယ်ဒီလိုပြစ်မှုပေါင်းများစွာနဲ့ပြည်သူဟာတစ်သက်လုံးပြည်သူ6000ကျော်ဟာဘဝတွေဆုံးရှုံးတဲ့အပြင်အင်းစိန်ထောင်လိုမျိုးထောင်တွေထဲမှာပဲသူတို့အချိန်ကြီးကုန်လွန်ခဲ့ရမှာပါအဲ့ဒီအတွက်ကျွန်တော်တို့ဒီထောင်ထဲမှာမဟုတ်တဲ့အပြင်ထောင်မှာရှိနေတဲ့ပြည်သူတွေအကုန်လုံးကတာဝန်ရှိပါတယ်အဲ့တော့စူးစမ်းပေးရမှာပဲအရင်ဆုံးကျွန်တော်တို့စကိုင်းတိုင်းဘူးတလင်မှာဘယ်လိုဖြစ်လဲဆိုတော့အရင်ဆုံးအမားတို့ခုနပြောလိုပဲဘူးတလင်ဘက်ကိုဘလူးစစ်ကြောင်းကအပေါ်ကနေဆင်းလာခဲ့ပါတယ်အပေါ်ကနေဆင်းလာခဲ့ပြီးတော့ကူတော်ရွာကနေပြီးတော့ပြည်သူလူထုတွေကအကုန်လုံးကထွက်လာခဲ့ပါတယ်ကူတော်ရဲစခန်းကနေပြီးတော့အရန်ကိုစိုးသွားတဲ့အတွက်ကူတော်ရွာပြည်သူအိမ်အောင်စုပေါင်း320ဟာအပြင်ကိုထွက်လာခဲ့ပါတယ်အပြင်ကိုထွက်လာပြီးတဲ့အခါမှာဒီရွာတရွာတဲ့ပြီးနေကြရပေါ့နော်စစ်ဆောင်တနေရနေကြပါတယ်
နေပြီးအခါမှာဒီရွာထဲမှာစစ်တပ်ကိုထောက်ခံတဲ့သူရဲ့ရွာစစ်သားတွေပဲရှိတော့ပါတယ်အဲ့ဒီအချိန်မှာသူတို့တွေကနေပြီးတော့ဒီလိုတဲ့နေရာဖြစ်တော့ပြီးကျွန်တော်တို့အညာဘက်မှာရှိတဲ့တက်တွေအားလုံးကစုပေါင်းပြီးဒီကူတော်ရဲစခန်းကိုဝင်တိုက်ကြပါတယ်ဝင်တိုက်ပြီးတဲ့အခါမှာအောင်မြင်မှုရရှိခဲ့ပါတယ်အောင်မြင်မှုရရှိပြီးနောက်ပိုင်းမှာဘာတွေဆက်ဖြစ်လဲဆိုတော့ဘလူးစစ်ကြောင်းကမကျေနပ်ပါဘူးအဲ့ဒီအပြင်ကိုကာကွယ်ရေးဝန်ကြီးဒုတိယတက်ချုပ်ကြီးဖြစ်တဲ့စိုးဝင်းဆိုတဲ့ကောင်ကလည်းရောက်ရှိလာခဲ့ပါတယ်ရောက်ရှိလာပြီးတဲ့အခါမှာဒီစစ်ကြောင်းကပို့ပြီးတော့စိုးလာပါတယ်စိုးလာပြီးတော့ဘလူးစစ်ကြောင်းကဒီဘူးတလင်ရွာတွေကနေထွက်လာပြီးပူတော်ကိုသွားတဲ့လမ်းမှာကျွန်တော်တို့ဘက်ကတပ်ပေါင်းစုတွေအကုန်လုံးကဝိုင်းပြီးတော့ဖြတ်ပြီးတော့ဒီစစ်တပ်ကိုစစ်ကြောင်းကြီးတစ်ခုလုံးကျွန်တော်တို့ဖမ်းဆီးလိုက်တယ်ပေါ့နော်ဖမ်းဆီးနိုင်ခဲ့တယ်လက်နက်ချပြီးတော့ဖမ်းဆီးနိုင်လက်နက်ချအောင်ထိဖမ်းဆီးနိုင်ခဲ့တယ်အရှင်မိခဲ့တယ်ပေါ့နော်အဲ့ဒါကိုလည်းစီဥပဒေလုံထုံးလုံနည်းတွေနဲ့အညီဆက်ပြီးတော့အရေးယူဆောင်ရွက်သွားမယ်လို့သူတို့အတိအလင်းကြေညာလာပါတယ်အစိုးရကိုယ်တိုင်က NUG အစိုးရကိုယ်တိုင်ကဒီလိုကြေညာလာပါတယ်အဲ့ဒီလိုကိုရီဘက်ကဒီမိုကရေစီနဲ့ထိုက်တန်ပြစ်မှုပြစ်ဒဏ်တွေပေးသည့်တိုင်အောင်လို့ဘလူးစစ်ကြောင်းဘက်ကတော့ဒီလိုမျိုးရှိမနေပါဘူးအခုဆိုဘလူးစစ်ကြောင်းကပြန်ရောက်လာပြီးတော့ဒီကူတော်ဒီဘူးတလင်ရဲ့ပတ်လည်မှာရှိနေတဲ့ရွာတွေအကုန်လုံးစစ်ကြောင်းဝင်ထိုးတယ်ပြည်သူကိုတပ်ဖြတ်တယ်ပြည်သူ23ဦးဒီနေ့ထိသေနေပါတယ်ပြည်သူ90ကျော်လူသားတိုင်းလုပ်ပြီးဖမ်းထားပါတယ်တကယ်လို့မြန်ကျွန်တော်တို့ကာဝေးရေးဘက်ကဝင်ပြီးတိုက်ခိုက်မယ်ဆိုရင်တော့မှဒီပြည်သူ90ကျော်ကအရင်ဆုံးသိရမှာပါနောက်ထပ်အရန်ကိုစိုးဝါလုံးတဲ့အဖြစ်ရကတော့ရွာတရားကိုဝင်တဲ့အခါမှာ2နှစ်အရွယ်သမီးလေးတယောက်ကိုသူတို့ကကင်ပေါက်ပြီးတက်ခဲ့ပါတယ်ဒီကလေးမှာတနတ်တန်ရလည်းမရှိဘူးဓာတ်တန်ရလည်းမရှိခဲ့ပါဘူးတကိုယ်လုံးညိုမဲဆွဲပုတ်နေတဲ့ဒဏ်ရာမျိုးတွေပဲတွေ့ရဖြစ်တဲ့အတွက်ဒါသူတို့ကကင်ပေါက်ပြီးတော့တက်ခဲ့တာပါအဲ့ဒီအပြင်အဲ့ဒီမိသားစု6ယောက်ကစစ်တပ်ကိုထောက်ခံတဲ့မိသားစုပါမောင်လေး2နှစ်အရွယ်ဆိုတာကလေးလေးကိုပြောတာဘေဘီလေးကိုပြောတာလားဘေဘီလေး2နှစ်အရွယ်ကလေးလေးမဟုတ်တဲ့ပြည်သူမှန်သမျှကိုသူတို့ကရန်သူတို့တတ်မှတ်ပါတယ်ဘလို့ပဲစစ်တပ်ကိုထောက်ခံတဲ့သူဖြစ်လာသည်သူတို့ဘက်ကရေးနေလား sorry just stop there's some problem technical problem just wait we need to begin again just sorry meet more care sorry ပါဟီလိုမောပိုင်လဲဟီလိုမောဟိယ pai mo no pai pai okay then okay continue sorry မောင်လေးဆက်ပြော तू ကဟို technician ကလာတော့ထင်လို့ရပြန်ပြောမောင်လေးဟုတ်ဒီလိုပေါ့နော်စစ်တပ်ကဒီလိုမျိုးကျွန်တော်တို့2နှစ်အရွယ်ကလေးတယောက်ကကင်ပေါက်ပြီးတက်လောက်တဲ့ရက်စက်မှုမျိုးဆိုတာကျွန်တော်တို့ဘဝတစ်ချောင်းလုံးကမကြားဘူးခဲ့ပါဘူးပြည်သူတွေလည်းကြားဘူးမှာမဟုတ်ပါဘူးအခုမှပထမဆုံးကြားဘူးခဲ့တာပါကလေးတယောက်လိုရက်စက်တက်ခဲ့တယ်အဲ့ဒီတက်တဲ့ကလေးကလည်းသူတို့ထောက်ခံတဲ့မိသားစုတွေကကလေးပါပဲဒါကြောင့်မလို့ပြည်သူတွေသိရမှာပါသိတာမှာရှိပါတယ်စစ်တပ်ဒီသူတို့ဒေါသထွက်လာတဲ့အခါမှာသူတို့ဘက်ထောက်ခံတဲ့သူဖြစ်နေပါစေတတ်မှာပါပဲအဲ့ဒီအတွက်ဒါဓမ္မနဲ့အာဓမ္မကိုသေချာရွေးချယ်ရတာပါစစ်တပ်ကိုဆက်ပြီးထောက်ခံအားပေးနေမယ်ဆိုရင်တနေ့မှာဒီလိုမျိုးပဲတေပွဲဝင်ရမယ်ဆိုတာသိတာဖို့တော့လိုပါတယ်ခင်ဗျအဲ့ဒီအပြင်ကိုဒီတစ်ခေါက်ထွက်လာတဲ့စစ်ကြောင်းမှာအမျိုးသမီးစစ်တီတွေပါလာပါတယ်စစ်သားတွေပဲထွက်လာတာမဟုတ်ပါဘူးစစ်သမီးတွေလည်းပါလာပါတယ်လူရဲ့အသေးကိုခွဲဟင်းချက်ပြီးတော့လူရဲ့အသားကိုနှွားလူရဲ့ခြေထောက်တွေလက်တွေဖြတ်ပြီးတော့ခေါင်းတွေကိုဖြတ်ပြီးခြံစည်းရိုးမှာချိတ်တာကိုလောက်တာစစ်သားတွေမဟုတ်ပါဘူးသူတို့ဘက်ကပါတဲ့စစ်သမီးတွေပါလောက်တာလို့ကျွန်တော်တို့အတိအကျဒီဘက်ဒီမှာထွက်နေပါတယ်ပေါ့နော်အတိအကျတက်တွေရရှိနေကြပါတယ်ဒီလိုရာမျိုးတွေကိုရဲဆက်လုပ်နေတာကိုပြည်သူလူထုကသိဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့မှာဘူးတလင်မှာပြည်သူလူထုအိမ်အောင်စုပေါင်းထောင်နဲ့ချီပြည်သူပေါင်းတောင်းနဲ့ချီစစ်ဘေးရှောင်နေကြရပါတယ်အဲ့ဒီဟာကိုကျွန်တော်တို့ပြည်သူလူထုအားလုံးကဒီပြည်သူတွေအငတ်ဘေးမကြုံရလေအောင်တာဝန်တရက်အနေနဲ့ကျွန်တော်တို့တာဝန်ကိုထမ်းပေးရမှာပဲဘာကြောင့်တာဝန်ကိုထမ်းပေးတင်လဲဆိုတော့ဒီရွာတွေကိုဒီဘူးတလင်တွေအခုလက်ကြီးဖြစ်နေတဲ့စီပါရွာတွေကိုကျွန်တော်တို့ရိတ်ခါပို့ဖို့အတွက်သွားမယ်ဆိုရင်တော့မှအဲ့ဒီလမ်းတစ်လျှောက်မှာရှိတဲ့ရွာတွေကိုစစ်တပ်က MI35 လေယာဉ်နဲ့ air strike ပေါ့နော် air strike နေ့စဉ်လာကျုံလုပ်နေပါတယ်မနေ့ကဆို10ကြိမ်နဲ့မနေ့ပြည့်ခဲ့တဲ့အတွက်ဘယ်သူမှစိုက်မဖွင့်ရကြပါဘူးအဲ့ဒီအတွက်ရိတ်ခါတွေအရန်ကိုလိုအပ်နေကြပါတယ်ဒီဘူးတလင်နယ်တွိုင်းမှာရှိတဲ့တန်ရင်တပ်ဖွဲ့တွေတက်ကြလှုပ်ရှားသူတွေအကုန်လုံးကလည်းပူပေါင်းပါပြီးတော့သူတို့ဒီဒေသမှာရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေအငတ်ဘေးမကြုံအောင်အစွမ်းကုန်စူးစမ်းနေပေမဲ့စစ်ဘေးရှောင်အင်အားတောင်းနဲ့ချီပြည်အင်အောင်စုပေါင်းထောင်နဲ့ချီရှိနေတာဖြစ်တဲ့အတွက်ဒီပြည်တွင်းပြည်ပမှာရှိတဲ့တခြားသောပြည်သူလူထုအားလုံးရဲ့အကူအညီတွေကိုလိုအပ်နေတယ်ဆိုတာကိုကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒါကြောင့်မလို့ဒီ live လေးမှာကြည့်နေကြတဲ့ပြည်သူလူထုအားလုံးကကျွန်တော်တို့ပူပေါင်းပါဝင်ပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မောင်လေးနေဆိုင်ပြောတာကိုဒီမှာကျမတို့တက်စခိုင်းရက်မယ်ပေါ့နော်ခဏနေကြရင်လည်းဆက်ပြီးတော့မှပြောဦးမှာဖြစ်ပါတယ်အခုချိန်မှာကျမတို့ရဲ့မိခင်ဘာသာစကားနဲ့ပေါ့နော်ကျမတို့ဒီမိဘပြည်သူတွေနားလည်အောင်ပြန်ပြောမှာဖြစ်ပါတယ်ဒီစကားပြောနေတဲ့ချိန်မှာပေါ့နော်ကျမတို့တကယ်လို့ဒီတိုင်းရင်းသားစကားပြောတဲ့အတွက်ကြောင့်မို့လို့နားမလည်ဘူးဆိုမထွက်သွားပါနဲ့လို့ကျမတို့ဒီကနေ့ဟာဘူးတလင်အတွက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ရဲ့မြန်မာနိုင်ငံဘုံစကားဖြစ်တဲ့ဗမာစကားနဲ့တိုင်းရင်းသားစကားပေါ့နော်ကျမတို့ရဲ့မိခင်ဘာသာစကားရောပြီးပြောသွားမှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ပါ
ဆရာမနုံဘွားကိုပြန်ပြီးရှင်းပေးပါနဲ့နော် Ina again hi inau pa lu shai mate nei shai to gen pen mate e pawin them khat mate atu chong ina ong gen king ning mo ama pen sang kong pan hi na ama hi bang chi ding ya ung na bulu gong tate na ana ting poya ki pan ina hi lu khwe yi wai te hi zong ta pe wai te zong ina mate hi inau te ring ina thau pu lama hi zong ina mate lung sit lo lung hiang lo taka mate gam le mina ma ringa ki pe khi khat hi na tu lai tak hi le ama hi sakai ne ya mo adiak dia hi butalin ne ya mo hi mi pite ading ina hu na pia le pan pia om lai tak hi chi mo to ama gen sunga bang gen hiam chi le pen ama adiak dia hi tu kudo ye sakana chi pen na bang mo hi ukna bulu ngong kat gang kapte pen suk lai changa ama to kudo khwa om mi pite pen amau lau chi mai ni lau we changa ama to khwa pa na tai hia ina mi za thum le som ni khong chi mo ina to pen mun khara bang chi ding ya hi khem dana mate agal tai te omna chia tora na omu hina to taka gal tai omna te pen ma hu na ana pe koi hina tua khichang ina tua hi blue hi gal kapte I blue se chang te na tua hi sakai ne sung tenga to bang ina ngong tat nang ne tak su chang ina I mi pi te sung kilaw ma mo kilaw ma te chang gal ki tai tek mo en ei zo gam khong gal I kho khat khoni khong gal I tai pen me te le tung a beiding za donga igen hang me te I phok khak lo mi te kho bu khu bo kho tampi ta ana gal tai je na hi mo to pe I thei pi ding thu pi ma mo to ki chang ina to ra na amau gal tai ji ja ina chi to le hi gal kapte na hi butalin panina atwa kuro khwa ong pai ding chia apai lai takuna che mo lam kal panina che mo hi to na ye asem te ina chap che dana do we chang ina to tak panina atayin bubwa mate atayin bubwa na man zo u to ki cha asi jong om aliam jong om abai jong tampi tak omu chi mo in to ten pen gal kapte lam pana lung kim lo wa lung kim lo wa tua banga mete pai ki ka bang chi ding ya phu ala ki danu hi ina tua phung la ki na wa pen bang chi yam chi le nu me be khilo e pasal be khilo nu me gal kap na leng jong pa chi mo ina bang za ta lip khap wai chi le pen chiตัวhi butalinang hi kik na wa pen chi mo ami mal ma azonga pen asi pen som mi som ni bang phakhin chi mo to ki changina am ahing tanga amadu mate luta dain chi na de lo pen bang lo khat hiang ki do le amaya ama tanga asiding chia amadu pen mi som nga bang chi mong mo to pen wado hi leng jong pen amau te simasa lo di na to ammo na nei lo amat mi pi te asimasa ding hi mo ina to bek tham lo ina chi mo kum ni ahipan naw pang no khat bang penเดงลุมุสวกเวมอเดงลุมุสวกเวนักลิบขับไว้มาเอเวกำตัดนาเตวมอมีเฮงลุงซิมโซอันนี้ฮินอนโลมอตอคิดจังอินะตัวอเดนลุบุนาวปังเตอินกวนเป็นจิมออินกวนกุกเผานะอามาเป็นกาลกับเดอินกวนจิเจเนเวกาลกับอาเท้าขานอินกวนหินะกว่ามีกว่าตายจงอินโกกาลกับเตอาเท้าขานหิวกาลกับเต้นบังมาองจิเกนเตจีอันน่ะอมตินเตนเตจิมอเกเวมอตัวจังอินะไอโซมีเตอิงไอสุดมาดิงะตัวไล่ตะกะปูเตจ้าอาเท้าขานเต้นจงนี่ขัดนี่จังนะลมเตมีเฮงลุงเสียมอันนี้ฮิโลเลยเวน้องตัวจงตัวบังอังกำตะกิกดินจีเป็นมุขสายฮิเลยจังอินะฮิบังมีเฮงลุงซิมจงอันนี้โลเตบะหางอินะปันปีลายนะฮิวยามปูเตจิลายจีลายนะฮิวยามตัวขัดเวลิมตักอินกิงไอสุนพะเลวจินมะอินะบางจะตาลิบขับไวเลี้ยงวิยามจีเลยเป็นจีมออามาลงเป็นอาทูอมองเกนฮิโลเตเตอาท่าตัมปีตักอันนี้อยู่มอบางจีกำตัดวิยามจีเลยเป็นจีมิหิงเป็นจีมอกันิงบางอาสาตองอินะเมอาหัวนุจิลายเวอากูเบกะดอกดิ้งอาสาเต็งเข้มเพียวเกียดเฮียอีกำปันอีเกนดิ้งจงลิบขับไวลุมามอตัวบางอาทวกเตไปอีสังกำอีอูนาวนาลายกุยซอมนาสังกำนาอูนาวค่ะที่เลบางจะตานานาสตัมตัวเป็นลิมตักอิงกับกิงไอสุดไว้มาสายมอเอ็นะอาศินอลุงูลักเฮียพอสุงเตงะเททางมีปีเตมุนาจิงากวยจีเป็นฮิบังอินะนากำตัดวาเลนงเลดวาเลฮิจิดิงฮิอุงจียบางจิดิงเฮียอีลาวนาดิงางบอลฮินะที่บังเลดักโตอาลาวฮิเลฮิเซนเลหางฮินะabe sa huna mete gamle mina madinga nun tak na ong pekhia inaw isang gam te ading ina pe ya zawin yai ma ding hi mo hi bang pe to law lo ding in law lo wa abe mang dong achibe dong mina do ding hi hang chi mo amang gen hian na mo to ki chang ina tu lai takina hi
si pa yo kim tenga om hi mate hi se shang mi pi te ding ye kha ki sam ma mo ina e zani ma azong ina pen som ve bang mate van lam para ong do hi chi mo ina toy chang ina tu lai tak pen mi pi te tu hu na tam pi ta ki sam ma hi mo an nek tui don nek le don om na khol na be ki lo nek le don adi ka bang hi le pen hing te kita tu lai ta ki sap pi pen nek le don chi ni mo ina hi se sham mi pi te gal ta mi pi te adi nek le don tam pi ta ki sam hi mai na hi life amu khate ina hiคันเลยขัดขีนาไม่ได้รู้ตาเช่นสานาทับทานาอีนาไม่ได้เปขัดเปกนี่มาไม่ได้ฮิตยาจริงนะนงเตียกเขียนนะดีงมั่วตัวให้หลายปนงทุ่มรวมฮีอิงจีนะอามาอีเกนสเต็งเกนอะตอมินะกิจิงเกยพิอาราเลซงกิจิงเกเลซงยาเสียมันเนี่ยฮิซงอินเสียมันนุตัวอีนาองนาเบลาบนลามอินตัวเต็งชิเกลัมปันเกนเทหินิงเลยลุงดำဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျမတို့အခုဒီ live ကိုကြည့်နေတဲ့သူတွေအတွက်ပေါ့နော်ကျမတို့အခုစကိုင်းတိုင်းမှာဖြစ်ပျက်နေတဲ့ကျမတို့ဘူးတလင်ရွာပေါ့နော်ဘူးတလင်ရွာမှာဘလူးစစ်ကြောင်းကနေပြီးတော့မှကျမတို့ဒီရွာအနီးတစ်ဝိုက်ကိုစစ်ကြောင်းထိုးပြီးတော့မှကျမတို့ဒီပြည်သူတွေကိုပေါ့နော်ဒီမတရားတပ်ဖြတ်ခဲ့တဲ့အရာနဲ့ပတ်သက်ပြီးတော့မှကျမတို့ဒီဆုံးပါသွားတဲ့သူတွေကတော့ဆုံးပါသွားပြီတိုးတော်လဲကျမတို့ကြန့်ရှိနေသေးတဲ့ဒီစစ်ပေးဆောင်ရှောင်းနေရှိပါတယ်ဒီစစ်ပေးရှောင်းနေအတွက်ကိုကျမတို့မကြခင်မှာဘယ်ပေါ့နော်ထောက်ဖို့ပေါ့နော်သွားမယ်ဒီကျမတို့ရဲ့ဂျန်ဇီထောက်ဖို့ရဲဘော်တယောက်နဲ့အတူဒီကနေ့live လုပ်ရတာဖြစ်တယ်ဒီကနေ့ live မှာပါဝင်တဲ့ဒီရရှိတဲ့ငွေတွေပေါ့နော်ဘူးတလင်ဆိုပြီးတော့မှကျမတို့ message ပို့ပြီးတော့မှကျမတို့ဖုန်းနံပါတ်ကတော့68242505069ဖြစ်ပါတယ်68242505069ဖြစ်ပြီးတော့မှ8zolan@gmail.com ဖြစ်ပါတယ်ဒီကနေ့ကျမတို့ဒီတိုင်းရင်းသားတွေထဲမှာလဲပေါ့နော်တချို့ဒီတော်လိုင်းရေးမှာမပါဝင်တဲ့သူတွေရှိတယ်စန့်ကျင်နေတဲ့သူတွေရှိပဲเนาะကျမ comment တွေလည်းတွေ့နေရတယ်ပေါ့နော်ဒီကနေ့မှာကျမတို့ဒီတော်လန်နာမတော်လန်နာကိုဘေးနာထားပြီးတော့မှလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ပေါ့နော်လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ဒီကနေ့မှာကျမတို့ရဲ့ဒီတော်လန်ရေးတမားတွေဆိုပြီးတော့မှအဖွဲ့မတူတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီကျမတို့ဒီအမြင်ဝါဒမတူတဲ့ဟာတွေခဏဘေးရှိပြီးတော့မှလူသားချင်းစာနာတဲ့အနေနဲ့ပေါ့နော်ကျမတို့ဒီဖြစ်ပျက်နေတဲ့အရာတွေပေါ်မှာအားလုံးမြင်နေရတယ်တွေ့နေရတယ်ကျမတို့လူသားချင်းစာနာတဲ့စိတ်လေးတစ်ခုထဲနဲ့ပေါ့နော်ဒီကနေ့မှာပါဝင်ပေးကြဖို့ရန်အတွက်အထူးမေတ္တာရက်ခံလိုပါတယ်လို့နော်ကျမတို့ဒီကနေ့ရရှိတဲ့ငွေတွေအကုန်လုံးကဒီမှာမောင်လေးနေရှင်းရှိတယ်ဂျန်စီကျမတို့ဒီထောက်ဖို့ရဲဘော်တယောက်ဖြစ်တယ်လက်တွေတော်လိုင်းရေးစဒီဝမ်းကနေစပြီးယနေ့ချိန်ထိပါဝင်နေတဲ့မောင်လေးကနေတော့တိုက်ရိုက်မြေပြင်ကိုယူဆောင်သွားပြီးတော့မှကူညီပေးမှာဖြစ်ပါတယ်လို့ခုချိန်မှာကျမအနေနဲ့ဆီယမနုသွဲကိုဖိတ်ခေါ်လိုပါတယ်ဆီယမနုသွဲကနေပြီးတော့မှရရှိနေတဲ့အလှူငွေတွေမိဘပြည်သူတွေသိအောင်ဘယ်သူတွေကဘယ်လိုပါဝင်ပေးတယ်ဘူးတလင်အတွက်ဆိုတာကိုကျမတို့ဒါမျက်ဝါးထင်ထင်ကျမတို့အားလုံးကြားရအောင် announce လုပ်မယ်ရတဲ့ပတ်စံတွေကိုထိုးတယ်တွေကိုလည်းထပ်ပြီး announce လုပ်မယ်ဒါပြီးကြလို့ရှင်ပြားမကြံမြေပြင်မှာရှိတဲ့မောင်လေးကနေယူဆောင်သွားပြီးတော့မှအဲ့ဒီမှာရှိနေတဲ့ကျမတို့အခုဒုက္ခရောက်နေတဲ့ကဲရမဲနေတဲ့ကျမတို့ပြည်သူတွေကိုပေါ့နော်တိုက်ရိုက်ကျမတို့တိုင်းရင်းသားတွေအခုဆိုကျမတို့ဒီ channel อ่ะကျမတို့ရှင်းတိုင်းရင်းသားတွေရဲ့ channel ဖြစ်တယ်ဒါပေမဲ့ကျမတို့အဆချင်းတော်လိုင်းရဲ့အဆမှာဆိုထန်တလန်ကြီးမီးလောင်တဲ့အခါမှာမြန်မာပြည်မှာရှိတဲ့မြေပြက်မှာရှိတဲ့ပြည်သူပြည်သားတွေအကုန်လုံးကထန်တလန်နဲ့အတူရက်တီပေးခဲ့ကြတယ်เนาะကျမတို့ရှင်းတောင်မှာဖြစ်နေတဲ့အရာတူမီနဲ့စပြီးကင်ခဲ့တဲ့အခါမှာလဲတူမီဒီတက်သားတွေကိုကျမတို့ထောက်ပို့ပေးခဲ့တာကလည်းမြေပြက်ကကျမတို့ချစ်ခင်လေးစားရတဲ့ဒီပြည်သူပြည်သားတွေပဲဖြစ်တယ်ဒါကြောင့်မို့လို့အခုချိန်မှာသခိုင်းဖြစ်နေတဲ့အရာဟာလည်းကျမတို့တောင်ပေါ်မှာရှိတဲ့အရာဖြစ်ပါတယ်သခိုင်းရဲ့အသားတွေကိုတစိတ်တမွာနှွာချနေတာလေကျမတို့တိုင်းရင်းသားတွေရဲ့အသားကိုတစိတ်တမွာနှွာချနေတာလေအတူတူပါပဲတမြေတဲနေတရေတဲတောက်တိုင်းရင်းသားတွေဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့နေရမတူပေမဲ့ဒေတာမတူစကားမတူဘူးဘာသာစကားမတူဘူးစကားနှစ်ပန်း80ကျမတို့ကိုဒီဝါရမိုင်းအမျိုးမျိုးနဲ့ဘာသာရေးမိုင်းလူမျိုးရေးမိုင်းနေနဲ့ဘလောက်ပဲခွဲတာဒီຫນွေဦးတော်လန်ကြီးကကျမတို့တသားတည်းတသွေးတည်းဖြစ်တယ်ပေါ့နော်ဆိုတော့စကိုင်းရဲ့သွေးကိုထိရင်ကျမတို့တိုင်းရင်းသားတွေချင်းနေရဲ့သွေးကိုထိတာလည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီကနေ့ရှင်းတိုင်းရင်သူတိုင်းသားတွေကလည်းဒီကနေ့မှာကျမတို့ပါဝင်ပေးရကြအောင်ကျမတို့ရဲ့မြစ်တာတွေကိုစကိုင်းသူစကိုင်းသားတွေကိုပြရအောင်เนาะကျမတို့တောင်ပေါ်ကြီးမီးဟုံးတောက်နေတဲ့အချိန်မှာမြေပြန့်ကလည်းမြစ်တာတွေကျမတို့ကိုပြခဲ့တယ်ဒါကြောင့်မလို့ယခုချိန်မှာဘူးတလင်နဲ့တူကျမတို့အတူတူရက်တီကြအောင်ကျမတို့တိုင်းရင်းသားတွေအားလုံးဒီကနေ့မှာပါဝင်ပေးဖို့ရန်အတွက်လည်းမြစ်တာရက်ခံပါတယ်လို့ဆီယမနုသွဲရနေပြီးတော့မှပါဝင်ထောက်ပို့ထားတဲ့အလှူငွေတွေကိုမြစ်တာနဲ့ပါဝင်ပေးကြတဲ့ပြည်သူတွေရဲ့အလှူငွေကိုကြော်ညာပေးပါမြစ်တာရက်ခံပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့ဒီမနေ့ပါပေါ့နော်emergency fundraising for Budalim ပေါ့နော်ဆိုတော့ဒီကကျမတို့ရဲ့လူသားထဲကလူသားဖြစ်တဲ့အတွက်လူသားတယောက်အနေနဲ့ကျမတို့ကလူသားဖြစ်တဲ့အရာကိုပြသတာဖြစ်ပါတယ်ဆိုတော့ဘာလူမျိုးမှမဆိုင်ပါဘူးဒီနေရာမှာကျမတို့ကလူသားဖြစ်တယ်ပြည်သူဖြစ်တဲ့အတွက်ကျမတို့ရက်တည်တာဖြစ်တယ်ကျ
ကျမတို့လူတွေအတွက်ကျမတို့ဟာလူဖြစ်တဲ့အရာကိုကျမတို့ပြသတာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျမတို့အခုစကြတဲ့က live စလွင့်ကြတဲ့ပတ်စံတွေဝင်တဖွဲတော့ဝင်လာပါတယ်အဲ့ဒါတွေကိုကျမဒီနေရာမှာဂုဏ်ယူစွာနဲ့ကြီးညာပါမယ်Nicholas MS Mung $50 and Vamahu $50ကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့ Zoasiam $50နောက်ပြီးတော့ပေါက်ခိုင်$50ထန်စွမ်း$100ကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့တွန်ခိုင်$200နောက်ပြီးတော့ Zomi Federal Union ZFU ကနေပြီးတော့$300ဖြစ်ပါတယ်ရှင်နောက်ပြီးတော့တန်ပူကနေပြီးတော့$100ပြီးတော့ပါဘီကနေပြီးတော့$50ပြီးတော့နုတွိုက် family ကနေပြီးတော့$50နောက်ပြီးတော့ဆီယာမလွန်ဘွိပေါ့နော်ခုနအနောင်စာဆီယာမလွန်ဘွိကနေပြီးတော့$100ပါဝင်လှူဒန်းထားပါတယ်အခုလက်ရှိလောလောဆယ်မှာကျတော့1100ကိုရရှိထားပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ဆက်လက်ပြီးတော့လည်းပါဝင်ပေးကြပါကျမတို့ရဲ့လူသားစာနာထောက်ထားတတ်တဲ့ကျမတို့ရဲ့လှပတဲ့နှလုံးသားဒီနေရာမှာကျမတို့ပြသကြရအောင်လို့ကျမပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အေးပေါက်တော့ဆုံးတောင်းကြလာရောตัวเป็นหม้อฮีซุมอีดงอีจิแต่เป็นกว่ามามีดำกิเดดันโลปอลปีกิเดดันโลมีหิงอีหิมันมีปีอีหินากิลักเขียหิหังหม้อตัวหินาอีนาแต่เป็นหิแต่งอีละเขียดิงกิซัมฮีเป็นเปอร์เซ็นต์วีเวเฮียงตัวอีหูดึงแต่เป็นเปอร์เซ็นต์โลแต่ฮีโมตัวเป็นมาจากโลกาลิเกนหม้อตัวฮีนาอีนาหลักเลยให้ขวักต่างดึงหิตัวปาอินแต่เป็นอีนาองเปียฮีอีนาอันในเปอร์เซ็นต์แต่อินในอีหิมันนะตัวนี่นะเต็นตัวแต่ลักแค่ดึงหิหังหม้อตัวฮีนะนิโคลัส MS มุงินะสุมสอมงามอเมริกันดอลลาร์สอมงาวามาฮูอินะสอมงาซัวเซียมอินะสอมงาปาวคายนะดอลลาร์สอมงาทางสวานินะดอลลาร์ซักฮัดตัวคิดจังอินะตัวนคายนะดอลลาร์ซันีตัวคิดจัง ZFU ZFU Zomi Federal Union ปานินะดอลลาร์ซัตุมตัวกิปันปีอาต่างปุยนะดอลลาร์ซักฮัดตัวคิดจังนะปาบีกินะดอลลาร์สอมงาตัวคิดจังนะนุตอยกวินกวานินะดอลลาร์สอมงาตัวคิดจังเสียมาลุนบ่อยเตยนะดอลลาร์ซักฮัดจิบังนะองกิเฮลินะตูจังอะฮีเลอีไลฟ์ค่ะปานินะตัวเกกาส่งตังนะดอลลาร์ตูเลซักฮัดยังอาเจ้าตาฮีตัวฮีมันนะมาบานเตะมาปังคอมลายดิงฮีหังอีนาเตลักินะกาส่วนโตลายดิงฮีหังจินะเกนตัวแต่งองเกนนัวมิ่งลุงดำโอเคကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့မှကျမတို့ဒီကနေ့ပြုလုပ်နေတဲ့ live ကပေါ့နော်ခဏအခုမှဝင်လာတဲ့သူတွေလည်းရှိတဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒါကိုထက်ခါပြောရတာဖြစ်ပါတယ်ပေါ့နော်ကျမတို့စကိုင်းတိုင်းဘုတလင်မြို့မှာအခု social media တွေပေါ်မှာတွေ့နေရပါတယ်ဒါတွေဟာဆိုလို့ရှိရင်တော့ကျမတို့ရက်ဆက်စစ်ကောင်စီကနေပြီးတော့မှကျမတို့ဒီအပြစ်မဲ့ပြည်သူတွေကိုပေါ့နော်လူသားမဆန်တဲ့လုပ်ရက်တွေကိုလုပ်သွားတာပါယူအရင်တော့ဆိုရင်တော့ယူတက်ဖြတ်ခံရတာဒါမျိုးတွေရှိပါတယ်ဒါပေမဲ့အခုချိန်မှာတော့ဒီစစ်ကောင်စီထဲမှာတော့မှအမျိုးသမီးတွေကနေတော့မှပါဝင်ပြီးတော့မှအမျိုးသမီးဆိုတာမိခင်တွေဖြစ်တယ်เนาะမိခင်လောင်ဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်ဖြစ်ပြီးသားမိခင်တွေဖြစ်မယ်မိခင်ဆိုတဲ့ဒီစိတ်သက်ရှိတဲ့သူတွေတော်များများကဘလောက်ပဲတရိတ်ဆန်အောင်မှပေါ့နော်သူတို့မျိုးရိုးမတူရင်အောင်မှဒီကလေးလေးတွေတွေ့တယ်ဟိုဒီတရိတ်ဆန်ချင်း baby တရိတ်ဆန်လေးတွေတွေ့တယ်ဆိုလို့ရှိရင်ဒီမျိုးရိုးမတူရင်အောင်မှသူတို့စောင့်ရှောက်တက်ကြတယ်ပေါ့နော်အခုပုံမြင်တွေလည်းအများကြီးရှိတယ်ကျမတို့ story တွေလည်းအများကြီးရှိတယ်တကယ်ဖြစ်ပျက်နေတဲ့အရာတွေဆိုလို့ရှိရင်လည်းအများကြီးရှိတယ်ပေါ့နော်ဒါမိခင်စိတ်တောင်မှလူသားဖြစ်ပြီးတော့မှတရိတ်ဆန်အောင်မဟုတ်ဘူးလူသားဖြစ်ပြီးတော့မှဒါဘလူးစစ်ကြောင်းနဲ့မှအမျိုးသမီးတွေလည်းပါဝင်နေလို့တွေ့သိရတဲ့အတွက်ကြောင့်မလို့အင်မတန်မှစိတ်ထဲမှာဒီဝမ်းနေပြီးတော့မှသူတို့ရဲ့လုပ်ရက်ကိုတကယ်ပဲကြေကွဲဝမ်းနေမိပါတယ်မောင်လေးအနေနဲ့ဒါဆက်လက်ပြီးတော့မှပေါ့နော်ပြည်သူတွေဟိုသိအောင်လို့ဒီဆက်လက်ပြီးတော့မှဒီစကိုင်းနဲ့ပတ်သက်ပြီးတော့မှအနေငယ်ထပ်ပြီးတော့မှပြောပြဖို့ရန်အတွက်မေတ္တာရက်ခံပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့စကိုင်းတိုင်းကလုံးဝမလွတ်မြောက်သေးပါဘူးတချို့နယ်မြေတွေမှာပဲကျွန်တော်တို့မြို့တွေတိမ့်နိုင်ခဲ့တာပါပထမဆုံးကျွန်တော်တို့ကောလင်းဆိုရင်ဒါစကိုင်းတိုင်းရဲ့ပထမဆုံးအကောင်းဆုံးမြို့တိမ့်နိုင်ခဲ့တယ်ပေါ့နော်မြို့သိမ်းနိုင်ခဲ့ပါတယ်နောက်ထပ်တခြားသောနေရာတွေအကုန်လုံးမှာတော်လှန်နေစေနေရက်တွေပါပဲနေ့စဉ်စစ်တပ်နဲ့ထိတွေ့နေရတယ်စစ်တပ်ကလွန်ခဲ့တဲ့လဆိုရင်လက်ရမဆိုတဲ့ကြီးရွာကိုလက်ပစ်ပုံးလေရင်နဲ့ air strike လာကျဲသွားတယ်ပေါင်904လုံးချတယ်ပေါ့နော်ပေါင်904လုံးချတဲ့အခါမှာမိသားစုတစုကသူတို့ကဘုံခိုခြင်းနဲ့ဝင်ပြေးကြပါတယ်ဒါပေမဲ့ဘုံခိုခြင်းတက်တဲ့ကိုအဲ့ဒီပေါင်900ကျလာတဲ့အခါမှာတမိသားစုလုံးအသက်ပေးလိုက်ရပါတယ်ဒါစကိုင်းထဲမှာနေ့စဉ်ကြုံနေရတဲ့ပြဿနာပေါ့နော်ဒီအပြင်ကိုလွန်ခဲ့တဲ့တလားလောက်ကကျွန်တော်အခုလက်ရှိကျွန်တော်ထိုင်နေတဲ့ဘေးကအိမ်ကိုလက်နက်ကြီးကျလာခဲ့ပါတယ်
အဲ့ဒီလက်နက်ကြီးကြလာကြီးဘေးမှာအိမ်မဟုတ်ပါဘူးစာတင်ကျောင်းဖြစ်ပါတယ်စာတင်ကျောင်းကိုကြလာခဲ့တယ်မနက်9 နာရီလောက်မှာကြလာခဲ့တာ9 နာရီဆိုတာဒီဘက်မှာစာတင်နေတဲ့အချိန်မှာစာကျောင်းသားအင်အား900ကျော်နဲ့စာတင်နေတဲ့ဒီစာတင်ကျောင်းကိုဟာဝီဇာနဲ့ကြလာခဲ့ပါတယ်အဲ့ကြလာတဲ့ဟာဝီဇာ6 တန်းကလေးကျောင်းသူလေးရဲ့ဘေးကိုသွားကြတာကလေးက6 တစ်ဖက်လုံးစုပ်ပြတ်တက်သွားခဲ့ပါတယ်အဲ့ဒီပြင်ကိုအရက်သားပြည်သူအမျိုးသမီးတူအသက်ပေးလိုက်ရပါတယ်ဒါဟာဒီဘက်စာတင်ကျောင်းကိုကြတာပါနောက်ထပ်နာယူဝက်အကြာမှာနောက်ထပ်တစ်လုံးကြလာတော့နောက်ထပ်ဟိုဘက်ကစာတင်ကျောင်းကိုကြလာပါတယ်အဲ့စာတင်ကျောင်းမှာတော့ကျွန်တော်တို့ဒီဘက်ကိုကြပြီးတဲ့အခါမှာချက်ချင်းဟိုဘက်ကျောင်းကိုသွားပြီးတော့ကလေးအငယ်တန်းလေးတွေအကုန်လုံးကျွန်တော်တို့အိမ်ကိုအမြန်ပြန်ပို့နိုင်ခဲ့ပါတယ်ကျောင်းသားအင်အား900ကျော်မှာတစ်ယောက်6 ယောက်ပြတ်တယ်အမျိုးသမီးတူတေဆုံးရတဲ့အထိကျွန်တော်ပေးဆက်လိုက်ရပါတယ်ဒါဟာစစ်တပ်ကနေ့စဉ်လုပ်နေကြအရာတွေပါဒါဟာကျွန်တော်တို့အခုလိုဒီကိစ္စကိုမသိတဲ့လူတွေကတော့အရန်အော်ပါလိမ့်မယ်ဒါပေမဲ့ဒါကနေ့စဉ်ဖြစ်ပျက်နေတာပါဒီနေ့စဉ်ဖြစ်ပျက်နေတာအခုမှလားဆိုတော့မဟုတ်ပါဘူးကျွန်တော်တို့အရင်ကတိုင်းရင်းသားတွေးချင်းညီကိုမောင်နှမတွေအကုန်လုံးစစ်တပ်ကဒီလိုမျိုးပဲအကြမ်းဖက်ဖြက်စီတက်ဖြတ်ခဲ့တယ်ဆိုတာကျွန်တော်တို့အခုမှသိရတာပါအဲ့ဒီတော့လည်းကျွန်တော်တို့ကတိုင်းရင်းသားညီကိုမောင်နှမတွေအပေါ်မှာအမြဲတမ်းအပြစ်ရှိသလိုခံစားရပြီးတော့အမြဲတမ်းကျွန်တော်တို့တိမ်ငယ်စိတ်နဲ့နေသွားမှာပါကျွန်တော်တို့ကတော်လန်ကြီးလုပ်နေရဆိုတာရှေ့လျှောက်နိုင်ငံကောင်းမှုလည်းလုပ်ရသလိုအရင်တော့ဖြစ်ပျက်ခဲ့တဲ့ကျွန်တော်တို့မသိပဲကျူးလွန်ခဲ့မိတဲ့အပြစ်တွေတော့လည်းကျွန်တော်တို့တွေကဝန်ခံပြီးတော့အမြဲတမ်းတောင်းပန်သွားမှာပါကျွန်တော်တို့ရခိုင်အရေးခင်းတွေဖြစ်တယ်ကျွန်တော်တို့ထောက်ခံမိခဲ့ကြတယ်ကျွန်တော်တို့ဘင်္ဂလီတွေကိုကျွန်တော်တို့နိုင်ငံသားမဟုတ်ပါဘူးဆိုပြီးတော့တကယ်လို့လူပါပဲပခုံးနှစ်ပတ်ကြားမှာခေါင်းပေါက်နေတဲ့လူတွေကြီးပဲအဲ့ဒါကိုကျွန်တော်တို့တွေကဗမာဆိုတဲ့လူမျိုးကြီးဝါဒကိုကင်ဆွဲမိပြီးတော့အားလုံးကထောက်ခံမိခဲ့ကြတယ်စစ်တပ်ကိုထောက်ခံခဲ့ရတယ်ငါတို့တက်လို့ကျွန်တော်တို့ထင်ခဲ့မိပါတယ်တကယ်တမ်းစစ်တပ်ကအာဏာလဲသိမ့်ပြီးတော့ကျွန်တော်တို့ဗမာတက်ဟုတ်မနေပဲနဲ့ဒတိုင်းမီလုံးရဲ့စစ်တပုံဖြစ်နေတယ်ဆိုတာကျွန်တော်တို့တိလိုက်ရတယ်ပါတိလိုက်ရပါပြီအဲ့ဒီအချိန်မှာအလွန်နောက်ကျသွားပါပြီဒါပေမဲ့ဒီနေ့ဒီချိန်ထိတိုင်းသားညီကောင်မောင်နှမတွေကကျွန်တော်တို့အပြစ်တင်တန်းမကြားရပါဘူးတချို့တွေကတော့ပြောရင်ပြောလိုက်ပါတယ်ဒါပေမဲ့သူတို့ကလည်းသူတို့မျိုးချစ်စိတ်ကြောင့်ပြောကြတာပါသူတို့ကျွန်တော်တို့မသိခင်ကာလတွေမှာကြံဆိုတာလည်းသူတို့မသိရသလိုဘာသာရေးနေ့တွေမှာလည်းလင်းနဲ့နေတိုင်းဘုံကျဲခံရပါတယ်ချက်ချောင်းတွေဖျက်ဆီးခံရပါတယ်ဒါတွေကိုကျွန်တော်တို့သိတိုင်အောင်မသိကြအောင်ဆောင်ခဲ့မိရပါတယ်ဒီလိုဟာတွေကိုဒီတော်လှန်ရေးမှာကျွန်တော်တို့တိုင်းသားညီကောင်မောင်နှမတွေအနေနဲ့ခွင့်လွတ်ပေးကြဖို့ဒီဟာကိုတင်မုံခြေပေးဖို့ကျွန်တော်တို့အနေနဲ့ညှိုးငယ်စွာနဲ့တောင်းပန်ခြင်းပါတယ်ကျွန်တော်တို့လည်းသိနေပါပြီပေါ့နော်ဒီစစ်တဲ့ရုံမှမှုတွေဒါကြောင့်ကျွန်တော်တို့တွေးချင်းညီကိုမောင်နှမတွေအကုန်လုံးစုပေါင်းပြီးတော့တိုက်ပွဲဝင်ပြီးဒီစစ်တပ်ကိုပြုတ်ကြအောင်ဖြုတ်ရမှာပါဘာကြောင့်ကျွန်တော်တို့ကဒီစစ်တပ်ကိုပြုတ်ကြအောင်ဖြုတ်တင်တာလဲဆိုတော့ကျွန်တော်တို့လိုချင်တာဒီမိုကရေစီပါဒီမိုကရေစီမှာအခွင့်အရေးဆိုတာရှိပါတယ်ဒီမိုကရေစီတိုင်းကအခွင့်အရေးရှိပါတယ်အခွင့်အရေးကိုယူဖို့အတွက်ကိုကျွန်တော်တို့ကတာဝန်တွေယူရပါမယ်အခွင့်အရေးကြတော့လိုချင်တယ်တာဝန်ကြတော့မယူချင်ဘူးဆိုရင်ဒါကကျွန်တော်တို့ဒီမိုကရေစီနဲ့လုံးဝမထိုက်တန်သေးပါဘူးအဲ့ဒီအတွက်ကျွန်တော်တို့တနိုင်ငံလုံးလွတ်မြောက်ဖို့ကိုကြိုက်တဲ့စနစ်နဲ့ Federal Democracy ပဲဖြစ်ဖြစ် Confederate ပဲဖြစ်ဖြစ် Democracy နိုင်ငံပဲဖြစ်ဖြစ်ကြိုက်တဲ့စနစ်နဲ့သွားဘလို့စနစ်နဲ့ဖြစ်နေပါစေကျွန်တော်တို့အားလုံးကတာဝန်ယူရပါမယ်ကျွန်တော်တို့ယူတဲ့တာဝန်ကိုကြေပွန်အောင်ထမ်းဆောင်ပြီးတဲ့အခါမှာကျွန်တော်တို့ရလာတဲ့အောင်မြင်မှုတွေနဲ့အတူနိုင်ငံကြီးကိုကျွန်တော်တို့တထောင်တနေရာနေကောင်းအောင်ပါဝင်ကြပါမယ်ကျွန်တော်တို့လူဖြစ်နေတဲ့ကာလတစ်လျှောက်မှာကျွန်တော်တို့ပတ်ဝန်းကျင်ကောင်းစားဖို့ကျွန်တော်တို့နိုင်ငံကောင်းစားဖို့ကျွန်တော်တို့စူးစမ်းရပါမယ်အဲ့ဒါကြောင့်ဒီတော်လန်ရေးမှာကျွန်တော်တို့နဲ့အတူတိုင်းသားတွေးချင်းညီကိုမောင်နှမတွေအကုန်လုံးပူးပေါင်းပါဝင်ပေးကြပါကျွန်တော်တို့ဆေးအာနာရှင်အမြင့်ပြတ်ပြုတ်ကြရေးကိုအရင်ဆုံးလုပ်ကြပါမယ်အဲ့ဒါပြီးတဲ့အခါမှာကျွန်တော်တို့အရင်ကလိုချင်ခဲ့တဲ့အခွင့်အရေးတွေအကုန်လုံးပြန်ရပါမယ်တိုင်းသားတွေဒန်းလူညီများရှိရပါမယ်လူနည်းစုတွေအကုန်လုံးဖိနှိပ်ပြီးနှိပ်ချတာမျိုးတွေမဖြစ်အောင်ကျွန်တော်တို့ဒီနေရာကနေလဲတစ္ဆာဆိုနိုင်ပါတယ်နောက်တစ်ချိန်မှာလည်းဒီသစ္စာကိုတီးပြီးတော့အမြဲတမ်းရက်တီးပေးသွားပါမယ်လို့အာမခံနိုင်ပါတယ်ခင်ဗျဒါကကျွန်တော်ပေးနိုင်တဲ့တော်လန်ရေးအတွင်းကသစ္စာစကားပါဒါကြောင့်ပူပေါင်းပါဝင်ပေးကြဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်လုံပွိုက်တောင်ခဏလက်ပါတယ်amaya gen na tinga bang ken hiam chile pen hi sakai sunga bang chile pen mete atam zo pen bang chi swak ta nai lo mo swak ta nai lo ina kolen hi level mo kolen hi level kolen khwa pen jong ki teng khin mo a hi jong ina khodang khem pe wa pen nisimina mete hi ukna bulu ngong tat gal kap the ki do la hi chi mo nisimina gal kap te lampan ina jong wa lampan hi jong in le lampan hi jong ina ong do den wa mete jan har ma ina jong mete le wa lampan ina pong janga agik bom ong khia du chi mo bom khia dina in kon khat bang pen atwa van leng king azak ta huchang wat mang sidingi ya bom khochin chi mai ni mo abu dinga atai na atayu na atwa abuk namun tek wa atwa abom kia chi mo kai be mo kia ai changa atwa bom la wa atai pen abom ha in kon bu pa si chi bang mo ina ama bang tua again na bang hile pen tua katut na atwa internet sai atut na age ma
มาอาเจเวโมอาเกมามาจงจานนี่มาจงกากับเต้นปมเขียจีนะตัวอาเขียนน้ำมุนเป็นสางเจเหวเจเนเวโมสางหินานาปังเตอมนาจีโมอินาตานกูกับพานุเมนูขัดบางเป็นอาเคบมินขายจังอาเคเบจีนี่โมตัวบางหินาอัตวากินาตัวเต็งปานะอาบมตัวเต็งสางขัดองอาบมกิเขียตักจังอาดังขัดปะตายเร็วอินาปังเตกาลักเขียวจิรานาไม่แต่อากิฮีนะบางจีริงยามีปีเตเบคิโลนาวปังเตอะตอมนาจังอินะอามาวอะเดโลลิมอะกว่าซิซงอาปอยาสนอนโลฮิเลมออินตัวบังอามีหิงลุงซิมะเนโลเตฮีนะตัวเป็นamau hi zang lama I amau kol mi te chipak mai leng mo kol te I bang chi ji ana thuak de ru thu kharina aman again na bang chi yam chi le pen hi pen ko kyang be ka pyang na hi hiam kol te sung be ka hi mi pen be ka pyang hi hiam ke chi chin ka ngai su tak changin na hi lo hi che mo ni dang ina me te hi kham lama jong me te ta in ta te tunga kal kap tempo sian na pen ong ki thei pi khak lo mo adyak ja ka kol te inang ki thei pi khak lo ina no I thuak na te no hak sat na te hi gal kap tempo sian na te pen tun ka thei tak chang na jong ki swang ma ong chi mo in kamayu jong zum ma chi mo ina hi ya khai gam lama gal kap te na rohingya te tuang bol na te hi jong ina me te en ki thei lo ina amau gam tan na te khong na ki thau khan kha ina tun agam tan na tak te umi pi te tunga ngong tat na tak te u pen kamu tak u chang na jong bang chi ding ya ko man jong thau non ke yung mo ko man jong pan pi non ke yung ina kong pan mun tek pan ina ko hi ana do ka hi manu na kamo na te jong mai sakun chin mo ama lam pan ina hi ta ing tha te tunga thum na jong nei mo ina tu ina ive kina ki pum khat nin la do khom nge ngai ni chi mo hi democracy nga tak pi hi le hang democracy I china sunga khu yi tampi tak omma bangina mi pi mi kim mina akhu hi nga kim the na ding ina mate ivek pi ina khut ki le ni na ido kol ding hi ma bangina do lo pi ina khu yi hi gal kap te ido khom ke ale khat be ki do to zong akido zo ding hi lo we chang ina ei mun tek panina hi gal kap te do khom ni la akhu hi inga tak chang ina zong avek ina mate ivek ina akikimin ki hom ding hi ma bangina do lo pi na khu hi la chi bang bang om thei lo ding hi manina mo ei pan mun tek panina mate ivek pi ina ko mo na te zong mai sakun la I mun tek ina mate hi gal kap ukna bulu ngong tat gal kap te mo do khom ni ko lam panina zong mete no te tunga kong kam kong thei pi khak lo hi teng bol sia na te hang in han zong ka mo na te mai sakun la no tunga zong ko zong tu ki panina mete ong chitak ma ding hi ung na thwa kha kha sat na gen the na te na thwa khak te hi gal kap te hong bol sia na te hang ina mete ko zong thei pi hi ung chen ha mete hi lam hi tak panina ki ma ina zong te sang so ngam hi ing mo no to ta te hi ung chi ma to hange na tom no wina ken ong ken ki khinin la chamanu to ile chamanu nyan yang ina zong be lap ding ma leng be lap sak le chin ma te ဟုတ်ကဲ့ပါကျမတို့အခုပြုလုပ်နေတဲ့ live ခါကြတော့ကျမတို့ရှင်းပြည်နယ်မြောက်ပိုင်းပေါ့နော်တော်လိုင်းရေးအစကတည်းကနေပြီးတော့မှကျမတို့ပြည်သူနဲ့အတူတသားတည်းရက်တီခဲ့ပြီးတော့မှဆန္ဒပြတာကနေ CDM ဝင်တာကနေစပြီးတော့မှဆန္ဒပြတာကနေစပြီးတော့မှယနေ့ချိန်ထိပေါ့နော်ပြည်သူနဲ့အတူဒီတော်လိုင်းရေးကိုကျမပတ်ဝင်ဆောင်ရွက်နေတဲ့ကျမတို့ရှင်းပြည်နယ်မြောက်ပိုင်း ZFU PDF Zolan Boys ကနေပြီးတော့မှကမကထပြုပြီးတော့မှကျမတို့ဘုတလင်အတွက်ကိုအရေးပေါ် fundraising ပြုလုပ်ပေးနေတာဖြစ်ပြီးတော့မှဒီမှာရရှိတဲ့ထောက်ပို့ငွေတွေအကုန်လုံးကတပြားတစ်ချက်မကြံပေါ့နော်ကျမတို့မနေ့ဖြန်တစ်ပတ်ခါမှာပဲအမြန်ဆုံးပို့ပြီးတော့မှရဲဘော်ဒီမှာရှိတဲ့ထောက်ပို့ရဲဘော်ကနေပြီးတော့မှယူဆောင်သွားပြီးတော့မှပြည်သူတွေစီကိုတိုက်ရိုက်ပို့ဆောင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ယုံကြည်စိတ်ချစွာနဲ့အရောက်စီတိုင်းပါဝင်ပေးလို့ရတဲ့အကြောင်းကိုပြောကြားလိုပါတယ်ကျမပါဝင်လို့ရတဲ့နံပါတ်လေးကိုပြောပြရှင်ပါတယ်682420506 ဖြစ်ပါတယ်ပါဝင်လို့ရတဲ့နံပါတ်ကတော့682420506 ဖြစ်ပါတယ် 8zolan@gmail.com ဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့ချင်းပြည်သူပြည်သားများတကယ်လို့ဒီ live ကိုတွေ့တယ်ဆိုလို့ရှိရင်အခြားမြန်မာပြည်ဖွားတိုင်းရင်းသားအားလုံးကစကိုင်းမှာဘုတလင်မှာခန်းစားနေရတဲ့ခန်းစားမှုဟာယခုကြုံတွေ့နေရတဲ့အရာဟာကျမတို့မြန်မာပြည်သူပြည်သားအားလုံးနဲ့သက်ဆိုင်ပါတယ်လို့ဒါကြောင့်မို့လို့ကိုကတာတဲ့အရက်မှာအေးချမ်းတဲ့အရက်မှာရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့စကိုင်းရဲ့ຫນွေအပူရင်ထဲမှာပူနေတဲ့အပူသောကတွေကိုကျမတို့မေ့ထားလို့မရပါဘူးလို့ကျမတို့ရဲ့အသွေးအသားကျမတို့ရဲ့မြန်မာပြည်ပွားကျမတို့ရဲ့တမြေတဲနေတရေတဲတောက်ကျမတို့တပြည်သားတဲ့ဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီကနေ့90 100ပဲဖြစ်ဖြစ်အရောက်စီတိုင်းပါဝင်ပေးကြဖို့ရန်အတွက်မြစ်တာရက်ခံပါတယ်ကျမတို့ထောက်ပို့ငွေတွေကိုကြော်ညာပေးဖို့ရန်အတွက်ဆီယမနုတိုက်ကိုပြန်လည်ပြီးတော့မှဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆောနာကျမကျင်ရထားတာအထီးက1000နဲ့100အထိရခဲ့ပါတယ်เนาะထပ်ပြီးတော့ထပ်လောင်းပြီးတော့ဝင်လာတဲ့ငွေတွေရှိပါတယ်
ညံဝုံဒေါ်လာ100ပေးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့ root နဲ့ငမ်အခု host လုပ်တဲ့ဆရာမပေါ့နော်ဆရာမနဲ့ညံကနေပြီးတော့ဒေါ်လာ100လှူဒန်းထားပါတယ်ရှင်နောက်ပြီးတော့ပဒါလ်ပေါ့နော်မလေးရှားနေပြီးတော့သူကလည်းဒေါ်လာ50နဲ့ပါဝင်ပေးထားတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆက်လက်ပြီးတော့လည်းပါဝင်ပေးဖို့ရန်အတွက်ကျမတို့ကနေနေအနူးညွန့်တောင်းပန်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် ညံဝုံမော့ညံဝုံနေတာ zakat ong pia takijang ina ni yang tein kwanina dola zakat ong pia hi takijang male padal mo padalina som nga ong pia hi na to ong ki hel khem pe nak pi takina lungdam hi hang aban zomina ong ki hel zia on la mi pi hi na ki lak kheding hanga I na te lak kheding hi hang som khat som ni mate ki hel the bang amawa ding ina nun mi khadi nun tak na mi khadi an nek na hi mo mi khadi nun tak na ahon khia hi hang to hi manina tu lai tak lian hi le pen tu wa lian hi le pen e thau vi thau tang a ding so abei nom lo te ding ina mi I na mate pasiari ong de sak lung tang mate mi hak sa te mi gen thei te adon a kem ding tu hun lian pe ding ina hun hoi pen hi to hi manina ki hel ding hi hang ma pang ding hi hang I sum te apai namun man ma ding hi tenga de na ong gen sangam pa ni shai ama nyat ina jing ma thai ma chang ina apwal tek tek a bapwak ding hi mo hi pen hi zolen te I ko ตัวองเกนแต่งเข้มเปล่าฮีโซเลนพีดีเอฟโซเลนเตยกองสงอาลูดดิ้งเลยมางาดิ้งขัดสงอมโลฮีเข้มเปล่าเป็นตุนฮีอินาวปาจากดิ้งนะซุมมาลาซาสงอากิเกนเจ็ดไปฮีโมเข้มเปล่าเป็นเป๊กขัดสงเจนโลว่ามันอโปเลียนดิ้งพัวละตุงแตกดิ้งฮีจิโมตัวฮีมันนะอีเวกเข้มเปล่านะอีกสิกโลตะกินะมาปังนะมีปีฮีนะลักกินะอีนะเตกิลักแค่นี้จีนะแกนองซอนผ่านวมลายไงแหละลุงดำไม่โม ဟုတ်ကဲ့ပါအခုချိန်မှာကျမတို့ဒီမဲဆောက်ဒေတာကနေပြီးတော့မှကျမတို့မြန်မာပြည်တနိုင်ငံလုံးတိုင်းရင်းသားအားလုံးအတိုင်းအတာနဲ့ပေါ့နော်ကျမတို့ပြည်သူလူထုကိုတက်နိုင်တဲ့ဘက်ကနေပါဝင်ဆောင်ရွက်ပေးနေတဲ့ဒီကိုမျိုးမြင့်အောင်ကိုလည်းဖိတ်ခေါ်လို့ပါတယ်ကိုမျိုးမြင့်အောင်ကနေပြီးတော့မှယနေ့ကျမတို့ဒီ live ပြုလုပ်နိုင်ဖို့ရန်အတွက်ပေါ့နော်မြေပြင်မှာတိုက်ရိုက်ထောက်ဖို့ဒီမောင်လေးနေချမ်းတို့ဆီယမထူလစ်တို့စတဲ့သူတွေနဲ့ဆက်သွယ်ပေးတာဖြစ်တယ်တကယ်ကိုမြေပြင်မှာပဲပေါ့နော်လုံနေတဲ့သူတွေနဲ့ကိုကျမတို့ကချိတ်ဆက်ရှင်နဲ့ကျမတို့ရတဲ့ငွေတွေကိုချက်ချင်းပို့မယ်မနေ့ပြန်တစ်ပတ်ခါမှလည်းချက်ချင်းပေါ့နော်ပြည်သူတွေအတွက်ကိုလိုအပ်တဲ့စားနပ်ရိက္ခာပဲဖြစ်ဖြစ်စေဝါပဲဖြစ်ဖြစ်ကူညီနိုင်ဖို့ရန်အတွက်ကျမတို့ PDF ဇိုလန်ကနေပြီးတော့မှပါဝင်ပြီးတော့မှထောက်ဖို့ရှင်ပါတယ်လို့ပြောကြတဲ့အခါမှာဒီ live play ဖြစ်လာဖို့ရန်အတွက်စီစဉ်ဆောင်ရွက်ပေးတဲ့သူဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုမျိုးမြင့်အောင်နေနဲ့လည်းကျမတို့ချင်းတိုင်းရင်းသားတွေရဲ့တော်လှန်ရေးအရေးမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီစကိုင်းရဲ့အရေးမှာပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့ရှင်းပြည်သူတွေတည်တဲ့အရာလေးတွေကိုစကိုင်းရဲ့အခြေအနေလေးတွေကိုလည်းပြပြပေးဖို့ရန်အတွက်ပြီးတော့မြန်မာပြည်အတိုင်းအတာတစ်ခုလုံးအနေနဲ့ကိုလည်းတော်လှန်ရေးသမားတွေကိုပေါ့နော်အားပေးတိုက်တွန်းစကားပြောကြပေးဖို့ရန်အတွက်ကိုမျိုးမြင့်အောင်ကိုဖိတ်ခေါ်ပါတယ်ရှင်ဟုတ်မင်္ဂလာပါဆရာဆရာမတို့အားလုံးပေါ့နော်အဓိကတော့ကျွန်တော်တို့ကတော့ဒီနေဆက်တနေရာပေါ့နော်ဒီထိုင်းနိုင်ငံရဲ့မဲဆောက်တနေရာမှာရောက်နေတာပေါ့ရောက်နေတဲ့အခါမှာအဓိကတော့ပြင်ပနိုင်ငံတွေနဲ့ပြည်တွင်းခြေနေနဲ့ကိုအဓိကတော့ချိတ်ဆက်နိုင်အောင်ကျွန်တော်တို့ကတော့ဒီဆောင်ရွက်ပေးနေတယ်ထိုနည်းတူစွာပဲဒီလက်ရှိခုနလိုပြောမှဆိုလို့ရှိရင်တော့လက်ရှိဒီနေ့ဖြစ်ပျက်လိုမျိုးပေါ့နော်ဒီဆေးရဇဝတ်မှုပေါ့ဒါကျွန်တော်တို့အနေနဲ့ပြောမှဆိုတော့ဆေးရဇဝတ်မှုကျူးလွန်တဲ့ကိစ္စတွေကိုကျွန်တော်ကတော့ဒီ MOIC ပေါ့နော်ဒေါက်တာဆာဆာရဲ့ဝန်ကြီးဌာနမှာdocumentation ဘိုင်းမှာကောက်ယူပေးတဲ့ human rights violation တွေနဲ့ပတ်သက်ပြီးတော့ဒီဆေးရဇဝတ်မှုတွေကိုကျွန်တော်တို့မှတ်တမ်းတင်ပြီးတော့တပည့်အိုင်လို့အဖွဲ့အစည်းတွေမှာချိတ်ဆက်ပြီးတော့ဒီစစ်ကောင်စီကိုအဓိကတော့တရားစွဲဆိုနိုင်ဖို့အတွက်ကြိုးစားနေတဲ့အပိုင်းတွေမှာကျွန်တော် volunteer အနေနဲ့ဆောင်ရွက်နေတဲ့သူဖြစ်တယ်ပေါ့ယနေ့ဖြစ်နေတဲ့ကိစ္စတွေဒီနေ့မှဖြစ်တာလားမနေ့မှဖြစ်တာလားတမြန်နေ့မှဖြစ်တာလားဆိုမဟုတ်ပါဘူးအဓိကတော့တနိုင်ငံလုံးမှာဖြစ်နေတာဒါကလည်းຫນွေဦးတော်လိုင်းမှာဖြစ်လာတာလားဆိုတော့လည်းမဟုတ်ဘူးဟိုးအရင်ကတည်းကကျွန်တော်တို့ဗမာပေါ့ဗျာကျွန်တော်တို့အနေနဲ့ဆိုဗမာတွေကိုယ်တိုင်ကိုမတိလိုက်မတိပါတာနဲ့ကျွန်တော်တို့မတိကြအောင်ဆောင်နေလို့ပဲဆိုမတိလိုက်ဘူးလို့ပဲပြောပေါ့နော်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ဖြစ်တည်နေတဲ့အကြောင်းအရာအများကြီးရှိတယ်အဲ့ဒီအတွက်လဲကျွန်တော်တို့ကိုယ်တိုင်လဲဟိုးအရင်ကတည်းကຫນွေဦးတော်လိုင်းမတိုင်ခင်ကတည်းကကျွန်တော်တို့ဒီကိစ္စတွေကိုကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်ဒီကိစ္စတွေကမတရားဘူးဒီကိစ္စတွေကဒါမျိုးတွေရှိတယ်ဆိုတာကိုကျွန်တော်တို့လူနည်းစုပေါ့နော်ကျွန်တော်ဗမာတွေကိုယ်တိုင်မသိခင်ကတည်းကကျွန်တော်တို့ကိုယ်တိုင်စေအာနာရှင်စနစ်ကိုတော်လှန်ခဲ့တဲ့အတွက်ကျွန်တော်တို့ထောင်ချခဲ့တာအချင်းချခဲ့တာတွေရှိပါတယ်ဒါကကျွန်တော်အနေနဲ့ကိုကြီးသိလို့ခြင်းမရှိပါဘူးပေါ့အဓိကပေးခြင်းတဲ့ message ကတော့တိုင်းသားနယ်တွေမှာဖြစ်တည်နေမှုတွေကိုကျွန်တော်တို့သိခဲ့တယ်အဲ့ဒီအတွက်လဲကျွန်တော်တို့မြန်မာပြည်မှာပေါ့နော်ပြောရမှာမြေပြန့်ဒေသမှာ
အဲ့ဒီအချိန်ကလေးကကျွန်တော်တို့ကိုယ်တိုင်ထောင်ချခံပြီးတော့ကျွန်တော်တို့စူးစမ်းခဲ့တာတွေရှိပါတယ်ဒါပေမဲ့ဒီဘက်ခေတ်မှာတော့မျိုးဦးမှာလည်းကျွန်တော်တို့ပါဝင်ခဲ့တယ်လက်ရှိချိန်မှာဆိုလဲကျွန်တော်တို့စီမှာဆိုလို့ရှိရင်လည်းမြစ်တိလူမျိုးမြစ်တိဘာသာမြစ်တိတိုင်းရင်းသားမဆိုပေါ့နော်ဆိုလို့ကျွန်တော်တို့ဗမာတွေကိုယ်တိုင်လည်းတိုင်းရင်းသားတစ်ခုပါအဲ့ဒီအတွက်လည်းကျွန်တော်တို့တက်နိုင်သမျှစူးစမ်းဆောင်ရွက်နေပါတယ်လက်ရှိကျွန်တော်တို့ချင်းဒေသမှာပဲဖြစ်ဖြစ်ပြီးတော့ကရင်ပြည်မှာပဲဖြစ်ဖြစ်ကရင်ပြည်မှာပဲဖြစ်ဖြစ်ရှမ်းမြောက်အစတစ်ဖြစ်ပေါ့နော်ကျွန်တော်တို့တက်နိုင်သမျှတော့ကျွန်တော်တို့ပူပေါင်းပါဝင်နေတယ်ကျွန်တော်တို့ချိတ်ဆက်ပေးနေတယ်မဲဆောက်မှာကျွန်တော်တို့အခြေတည်ပြီးတော့လဲကျွန်တော်တို့ရစ်စီကိုရောက်လာတဲ့သူတွေကိုလည်းကျွန်တော်တို့ရောက်လာတဲ့အခါမှာဒုက္ခတွေမကြုံအောင်ခက်ခဲတွေမကြုံအောင်တက်နိုင်သမျှကုညီဆောင်ရွက်ပေးနေတယ်တည်ခြင်းတည်ထိုက်တာတွေလည်းဆောင်ရွက်ပေးနေတယ်ထိုနည်းတူစွာပဲမြည်သူမဆိုပေါ့နော်ဘယ်လိုပြောမလဲဆိုတော့ပြည်တွင်းနဲ့ချိတ်ဆက်ချင်တာတော့၎င်းတော့မှပြပကိုထွက်အကြောင်းရအမျိုးမျိုးကြောင့်ထွက်လာခြင်းတဲ့အခြေအနေမျိုးတွေမှာတော့ကျွန်တော်တို့ကတော့ဂျားကန်နဲ့တစ်ခုလိုဖြစ်နေတာပေါ့လက်ရှိဆိုလို့ရှိရင်လည်းကျွန်တော်ကိုယ်တိုင်လည်းမဲဆောက်ဆိုပေမဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းလက်ရှိချိန်မှာဆိုဟိုဘက်ကန်းကိုကူးလိုက်တာနဲ့မြန်မာပြည်ဘက်ကိုရောက်တဲ့နေရာတစ်ခုမှာကျွန်တော်တို့ရောက်နေပါတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ခါကျကျွန်တော်တို့ဘက်ကတော့တက်နိုင်သမျှကျွန်တော်တို့စီကိုလည်းဆက်သွယ်ကူညီတောင်းလို့ရပါတယ်မြေပြင်အဖွဲ့တွေကိုဓာတ်ရိုက်ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့လည်းကျွန်တော်တို့ဘက်ကတက်နိုင်တဲ့အပိုင်းတွေကနေကူညီပေးနေတယ်ကျွန်တော်တို့ကတော့ဂျားကန်နေရာတစ်ခုမှဖြစ်တဲ့အတွက်ကျွန်တော်တို့ဂျားကန်ဆောင်ရွက်ပေးနေပါတယ်ကျွန်တော်တို့ကိုယ်တိုင်တော့ဥပမာလင်းပြောရရင်တော့ကျွန်တော်တို့ကိုယ်တိုင်ငွေကြေးတွေကိုကင်နာတော့မရှိဘူးဒါပေမဲ့ခုနလိုမဲဆောက်မှာရှိတဲ့သူတွေကိုကူညီခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်မဲဆောက်မှာရှိတဲ့အဖွဲ့အစည်းတွေကိုကူညီဖို့ကျွန်တော်ဆောင်ရွက်ပေးနေတယ်လို့မြေပြင်မှာရှိတဲ့အဖွဲ့အစည်းတွေကိုလည်းကူညီပေးခြင်းနဲ့ဆိုလို့ရှိရင်ဓာတ်ရိုက်ကျွန်တော်တို့ချိတ်ဆက်ပေးပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ငွေကြေးကိုကျွန်တော်တို့ဘက်ကနေမကင်ပါဘူးဒါကိုလည်းကျွန်တော်တို့ကပြောခြင်းနဲ့ထိုနည်းတူစွာပဲမြန်မာပြည်ထဲမှာဖြစ်ပျက်နေတဲ့မြစ်တိဒေသကမဆိုဖြစ်ပျက်နေတဲ့ဆရာဇောမှုကျူးလွန်နေတဲ့ကိစ္စမျိုးတွေကိုကျွန်တော်တို့ကိုယ်တိုင်ပဲကျွန်တော်တို့ဘက်ကတပ်ဖွဲ့တွေကပဲကျူးလွန်တာပဲဖြစ်ဖြစ်ဒီစကားစဘက်ကကျူးလွန်တာပဲဖြစ်ဖြစ်ကျွန်တော်တို့အာနာငယ်ကွက်ကူမင်းမှုမရှိဘဲနဲ့ကျွန်တော်တို့ကဒီဘယ်လိုပြောမှတ်တမ်းတင်ကောက်ယူပြီးတော့ကျွန်တော်တို့ဒီ UN ကိုပေးပို့နေတဲ့အပိုင်းမှာဒေါက်တာဆဆာရဲ့ဝန်ကြီးဌာနကvolunteer တဦးအနေနဲ့ကျွန်တော်တို့ကိုကြီးဆောင်ရွက်ပေးနေတဲ့အပိုင်းတွေရှိပါတယ်တပည့်အန်ကိုတိုက်ရိုက်ချိတ်ဆက်ပေးနေရတဲ့အပိုင်းတွေလည်းကျွန်တော်တို့ရှိပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့မြေပြင်မှာရှိနေတဲ့ရဲဘော်တွေအနေနဲ့ကလည်းတစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်နေတဲ့ဟာတွေမှာကျွန်တော်တို့ကြာဆုံးမှုတွေကိုလည်းစိတ်မကောင်းစွာနဲ့ကျွန်တော်တို့ကြားသိနေရတာဖြစ်တယ်ထိုနည်းတူစွာပဲဒီကိစ္စကြီးဒီတော်လိုင်းရေးကြီးကပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့များသောအားဖြင့်ကျွန်တော်တို့ရဲ့မှတ်တမ်းတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘက်ကကျူးလွန်တာတဲ့ကျွန်တော်တို့ဘက်ကတော့ရှင်းရှင်းလေးပြောမှဆိုတော့လက်နက်ကင်အခြေချင်းမှာကျွန်တော်တို့ဘက်ကတိုက်ခိုက်တာလက်နက်ကင်ချင်းမှာဖြတ်တောက်တာတွေကျွန်တော်တို့ဘက်ကများတယ်ပေါ့နော်တစ်ဖက်ကစစ်ကောင်စီဘက်ကကျူးလွန်တဲ့ဆရာဇဝတ်မှုလို့ကျွန်တော်တို့ကတစ်ဖက်ကျတော့မင်းတို့ကတစ်ဖက်ဟိုဗတ်မတူလို့ဆိုတာမဟုတ်ပါဘူးကျွန်တော်တို့အဲ့လိုမျိုးမဟုတ်ဘူးဒါပေမဲ့ဘာဖြစ်လာလဲဆိုတော့စစ်ကောင်စီကကျတော့ပြောမယ်ဆိုရင်တော့သူတို့ဘက်ကကျတော့ပြတ်သားတယ်ဘယ်လိုပြောမလဲဆိုတော့အစိမ်းလားအနီလားမဟုတ်ဘူးသူတို့နဲ့အတူပါလာသူမဟုတ်ရင်မြည်သူမဆိုရှင်းမယ်ဆိုတဲ့မုံနဲ့လာတယ်ကျွန်တော်တို့ဘက်ကနေကြည့်တဲ့အခါကျတော့ဒီလူဒီလက်နက်ကင်ထားလားလက်နက်ကင်မထားလားလက်နက်ချလိုက်တဲ့ဒူလားဆိုတာကိုကျွန်တော်တို့ဘက်ကတော့များသောအားဖြင့်Geneva Convention တွေကိုလိုက်နာကြတာတွေ့တယ်ထိုနည်းတူစွာပဲအဲ့လိုမျိုးလက်နက်ကင်အဲ့လိုမျိုး Geneva Convention ကိုလိုက်နာအောင်လုပ်ဖို့ကိုလည်းကျွန်တော်တို့ဘက်ကနေနေပြီးတော့MOIC ရော MOHR ရောကဒီ NUG ရဲ့ဒီအောက်မှာရှိတဲ့ရန်နေရတွေကပူပေါင်းဆောင်ရွက်နေမှုတွေရှိတယ်ဒါကိုတော့ကျွန်တော်တို့ဘက်ကတော့ clear message ပေးခြင်းတယ်အဲ့တော့ဘာလို့လာလဲဆိုတော့တချို့အခြေအနေတွေမှာအခုလက်ရှိဒီနေ့ဖြစ်ပျက်သွားတဲ့ကိစ္စဆိုတာသိကြတယ်ကျွန်တော်တို့ကြည်နေတာဒီဒါဒီတက်ထောက်ခံသူလားဒါဒီတက်ထောက်ခံသူမဟုတ်ဘူးလားဆိုတာကိုကျွန်တော်တို့ကြည်ခြင်းမဟုတ်ဘူးဒီကိစ္စမှာဆိုရင်အရင်အရေးကြီးတဲ့အချက်ကဒီပြည်သူတွေကလက်နက်ကင်ထားတဲ့သူတွေမဟုတ်ဘူးအဲ့တော့သူ့ဘာသာသူ့ရဲ့အခွင့်အရေးရသူ့ရဲ့ယုံကြည်မှုအရာစစ်တပ်ကိုထောက်ခံလို့ရတယ်အဲ့ဒါကိုကျွန်တော်တို့ပြည်သူတွေကကျွန်တော်တို့ဘက်ကအင်အားများတယ်ဆိုပြီးသူတို့ကိုရှင်းထုတ်ခဲ့တာတက်ဖြတ်ခဲ့တာလုံးဝမလုပ်ခဲ့ဘူးအင်အားများတယ်ဆိုကျွန်တော်တို့ဒီမိသားစု6ယောက်ဆိုတာကျွန်တော်တရွာလုံးနဲ့ရှင်းလိုက်ရင်အချိန်မရွေးလှုပ်လိုက်လို့ရတဲ့လှုပ်ပလိုက်လို့ရတဲ့အခြေအနေမျိုးကြီးဒါပေမဲ့ကျွန်တော်တို့ဒီ Geneva Convention အရာသူယုံကြည်ရာကိုသူ့ရဲ့ဆန္ဒကိုထုတ်ဖော်ခွင့်ရှိတယ်သူယုံကြည်ရာကို
သူ့မှာလိုက်ပါဆောင်ရွက်ခွင့်ရှိတယ်ဒါပေမဲ့လက်နက်ကင်ပြီးအကြမ်းမဖက်ဖို့လိုတယ်ဒါပေမဲ့တစ်ဖက်ကစစ်တပ်ကတော့အဲ့လိုမျိုးမဟုတ်ဘူးရှင်းနေသူတို့နဲ့အတူလာတဲ့သူမဟုတ်ရဲ့အကုန်ရှင်းပါအဲ့ဒါကိုကျွန်တော်တို့ပြည်သူတွေဒီနေ့မှာ clear message ရဖို့လိုတယ်ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်သူတို့ကိုဘယ်လောက်ပဲစိတ်ထဲမှာပဲကြိတ်ပြီးတော့ယုံကြည်နေနေဘယ်လောက်ပဲကြိတ်ပြီးတော့ online ပေါ်မှာပဲထောက်ခံနေနေဘယ်လောက်ပဲသူတို့ supporting လုပ်နေနေသူတို့နဲ့အတူလာသူမဟုတ်လို့ရှင်တော့ဘယ်လိုပြောမလဲဆိုရှင်းမယ်ဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်တို့ပြည်သူတွေနားလည်စေခြင်းတယ်လို့ပြောခြင်းတယ်ကျွန်တော်တို့ဆိုရင်ရန်ကုန်မြို့ကနေလာခဲ့တယ်ရန်ကုန်မြို့ကနေလာတဲ့ခါမှာသဲအိတ်တွေဆန္ဒပြတဲ့အຫນွေဦးအစမှာအသေးတွေချထားတဲ့အချိန်မှာဘာလုပ်လဲဆိုတော့ကျွန်တော်ကအစိမ်းပါလို့ပြောလိုက်တဲ့သူကိုအစိမ်းဆိုနှက်အိတ်ထန်းဆိုပြီးတော့ထန်းခိုင်းခဲ့တဲ့အခြေအနေကိုကျွန်တော်တို့ကိုယ်တိုင်ကြားခဲ့ရတယ်သိခဲ့ရတဲ့အခြေအနေမျိုးတွေရှိတယ်ဘာမှမပြောပဲလုပ်တဲ့သူကိုသဲအိတ်တအိတ်ချင်းထန်းပြီးတော့ဖယ်ရတယ်ဒါပေမဲ့အစိမ်းဆိုနှက်အိတ်ထန်းဆိုပြီးတော့ဘာဖြစ်လဲဒါကရန်ကုန်လိုမြို့ကြီးမှာတော့ခံခဲ့ရတာတခြားနယ်တွေဆိုတော့ဘယ်လိုပြောမလဲအထူးထွေပြောစရာမလိုတော့ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့တိုင်းရင်းသားပြည်သူတွေအနေနဲ့ယနေ့အခြေအနေမျိုးကိုတစ်ဖက်ပိတ်မနေပဲနဲ့ကျွန်တော်တို့ပြောတာတွေကိုလည်းမယုံပါနဲ့တေချာပါစီစစ်လိုက်နာစီစစ်ပါစုံစမ်းစေခြင်းနဲ့စီစစ်စေခြင်းနဲ့စုံစမ်းစေခြင်းနဲ့အဲ့ဒီအချက်လက်တွေပေါ်မှာဘယ်လိုပြောမလဲဆိုတော့မျက်စိဖွင့်နားဆွင့်ပြီးအုံနှောင်းနဲ့ချင့်ချင်ပြီးယုံစေခြင်းပါတယ်ဒီလိုပြောနေရခြင်းဒီကျွန်တော်တို့ဒီတေချာတယ်ငါတို့ဒီဟာလာသူတို့ဒီစစ်တက်ထောက်ခံနေလို့ဆိုပြီးကျွန်တော်တို့မမုန်းပါဘူးကျွန်တော်တို့ကတော့အမြဲတမ်းပြည်သူလို့ပဲမြင်တယ်လက်နက်ကင်မထားပဲကျွန်တော်တို့ကိုလက်နက်ကင်မဆန့်ကျင်မချင်းကျွန်တော်တို့ကိုယ်တိုင်ကရှင်းရှင်းလေးပဲကျွန်တော်တို့ပြည်သူလို့သတ်မှတ်ထားတယ်အဲ့ဒါကိုကျွန်တော်တို့ဘက်ကတစ်ဖက်ကနေနေပြီးတော့စစ်တပ်ရဲ့ထောက်တိုင်ပေါ့ဆိုလို့ကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုတွေကိုသတင်းပေးမနေမချင်းဒီကျွန်တော်တို့ရဲ့လူလို့သတ်မှတ်နေသေးတယ်အဲ့တော့ခါကြတော့ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ပြောနေတဲ့ information တွေအချက်လက်တွေကိုနံပါတ်1တစ်ဖက်ထဲမှာပဲပိတ်ပြီးတော့ဒါတွေကမဖြစ်နိုင်ဘူးဆိုတာကိုကြိုတင်ကောက်ချက်မကြဘဲနဲ့စုံစမ်းမှာစီစစ်ပါရရှိလာတဲ့အချက်လက်တွေကိုအုံနောက်နဲ့စီစစ်ပြီးတော့မှငါတို့ဘာလုပ်တင်တယ်လဲဆိုတာကိုဆုံးဖြတ်စေခြင်းပါတယ်လို့ပြောကြရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ လုံဒမ်မမိုင်မကျေးဇူးတင်ပါတယ်ကိုမျိုးမြအောင်တူနီနာအမာဂန်တင်ခဲပပန်ကန်တမ်ခါဒီနာမတဲ့အိပါဝနာဇုံဂန်ကင်းနေမအနာကိုမျိုးမြအောင်ပဲနေနာတူနီနာဟိဘန်နာဖန်ဒရေးစင်းဟိထိနာတင်နာမတဲ့ဟိအဖော်လာဟိဇုံနာအမီပီတဲ့ညတ်ဂါတာတဲ့ဟုနာပြတဲ့တော့အမအီဘန်ချင်းရအမရစစ်တွေဟာငါမောဟိဘန်ငါကေဟိထဲဟိမနီနာဇုံအမဟိหูนาตัมปิตักปาจิมอตัวขัดเงินมาสนวมิไงตัวคิดจังนะอามาเป็นฮีเลตุไลตะกินะฮีกาลกับเตฮีจงนะฮีเท่าตัวกิปอนะตอมเตอดิงฮีจงนะฮีสิยาจะวุนมุจินะไม่เตกาลกับเตอีซุยดิงซุยเลยซุยโลกดิ้งตัวกิตัวกันไม่แต่ทุกคนแต่ซุยเฮียมจะจิกดิ้งบ่จิกดิ้งอ่ะพอยฮี MYC จงนะฮีอามันเป็น volunteer ฮีนะอามันเป็น human right documentation แต่บ่ฮีรานะอามาอีมุแต่เข้มเป็นอามาอยู่นะปวกฮีนะฮีกากับเตตัวฮีจงนะเท่าตัวเต้นกิโลมโลกิตัวเรากำตันนั้นในว่าจงอามาอานาโลตะกาไม่แต่เดิมตะกา document ละอีนะฮีอยู่นะอัตยาสวยที่ในดิ้งหาบอลบ่ volunteer คัดฮีนะอามาเป็นดร.ซาซาอีขุดน้อยตัว MYC เพื่อเสีย volunteer เสียมออีนะอามาเกณฑ์สุงาบังเกณฑ์เฮียมจิเลเป็นจีนี่ดังอินะกูกอลเตอินจีไม่แต่กอลเตอินะฮีกากับเตอีกำตันนาฮีจงอินะฮีไอมอลตุงมีเตอีหำตุงมีเตตุงตาอินตาเตตุงไม่แต่องบอเสียนาเตวเป็นกัทเทปีนงอนุจงกันนักกิเทมอบอร์ขากูตัมปีตักอมจีมออินะตุนเป็นอามาว่าอากอลฮีไอตาอินตาเตตุงเบกให้ทำเบกลัวอามากอลเตมีมากอลมีเตตุงมาจงกำตันนาแต่ก็มุตักอุจางนะกุศลที่ดังหากกิเทมอบอลนาเตอุจงมอกิสวงมาจงกบายุจงซุมมอฮีจงอินะตุนเป็นกว่ามาไม่แต่กอลตาอินตาจิอมโลวินะอีเวกปีนะไม่แต่กิปอลคอมินะฮีดูดิฮีหางจีมอตัวกิจางอินะฮีfundraising ปันอิงะซุมเตจงไม่แต่พอละได้เด็กกิขากตัวฮีนะกูเปิงมาอินะซุมเลโลฮีองจีจงไม่แต่ทักอินะองเกนมาสนวมองเกนพาพันวมลายิงจีมอตัวกิจางอินะอามาอินะเสพนาเตงเกนนะเป็นอามาอี
hi thau toi ki pol na tom te hi zong ina mete gal kap te I agam tat na te hi zong ina akilom lo ki tuak lo amau I zui ding thukun te azui lo azui lo na te hu zong lim takina kwa chi ton lo wa mo amau bang chi ding ya bel lai mu lo wa mete bel lai mu ka chi cha gup tom nei ton lo wa mete halim taka chiam te mete le tung bup thei dinga na asem ka hi ma banguna bang chi ding ya thuman taka mete ka swana semi ung chi zong gen mo to ki changina hi mau I mu na sunga gen khiat na banga hi le pen chi mo hi ei thau toi ya ki pola hi uk na bulu ngong tat gal kap te ado te la ka atam pen bang hi le pen chi khat le khat mete kinong kai sak na chi chang bek mo ki bo sia na hi loina khat le khat gal do na acha pheda ki kinong kai sak na chi dan bek tam hi chi mo hi zong ina chi mo hi uk na bulu ngong tat gal kap te hi le pen lew pen ama pe ta ma che mo ko lam pang mong pang lo hi jiao em mo nong pan ke wa le bạt mày đến hi giàu ấy ấy tôi cái bận lộc nào mà đi thảo tôi hi thảo tôi cái pol na tom đằng tê hi lèo chăng ina chỉ pen bang chỉ yam chỉ le pen aman hi galte na hi ten thảo tôi mo I galte hi phiao zong bang chỉ ding ya ung le do te hi phiao zong hi ten thảo tôi mo thảo tôi lo hi ten len ne cha mo len ne cha lo china Geneva Convention ki thukun ki zui ma mo ki to ma banga hi Geneva Convention thukun azui the na ding wa zong MYC te hi zong ina WOHR te hi zong na tampi ta ki se ma ina thukun zong ki zui ma mo ina hi zong ina hi ga kap te lew chang pen agam tat na te pen lip khap wai ma mo mi hing bang chi ding ya mi hing te tunga bol ding to akilom lo ki tuak lo phial donga agam tat na te pen hi te pen mo mai sak zo ding thu zong hi lo mo ina tawun alak nge dingu agam tat ma avo bang wa ding hina amao zong to pen jam ta ka me te le tung bup thei na dinga hi uk na bulu ngong tat gal kap te mete te ya ki swai thi na dinga na asem hi ung chi mo ina ama gen na sunga bang pen bang chi yam chi le pen tua hi butalina banga akithatte bang pen shangen ma leng tua in kwan ko akibol se te tua naw ngek alot pai te bang chi leng pen ama pen aga kap thau khan te be mo atwa hi ukna hi ga kap de lo te lawina atai wa tai nom lo ko hi ga kap lam hi ung chi ana om te hi na athu aga kap lam di bang in ngai sun leng che be mo hi pe pen eyong lang pang te thau khan te hi na shin jaw ni chil akinga lo che mo ahianga hi Geneva Convention thukun ki zui chang bang ma akichi lo wa ki ko hina ahianga hi zong hina atwa ga kapten amaw lama apang agi gu nawon ma hi za a bor sengam lai mete hi le adang te le ongbang chi bor siat ngam tam chi pen mete ngai sun the leng lip khap wai ma chin ge nai chang ina mi pi ten zong bang chi ding ya lim ta ngai sun phani mo to ka thau khan te pen ko te yam mi hing lung si manei te ma hi yam mete to ki chang ina hite ina suatang na tak mete asit man kor pawin bang chele sin man ne democracy chi ma bang ina suatang na tak hi amau thau khan te nangon athat ke ngam abo se ke ngam te ina sit man ne democracy suatang na man tak pe ding hiam mo twa khat lim ingai sut phat ke ding mo twa ken twa teng tong hi ning la akisam lai ma len samanu te le samane ne nginong na be la pon mo lungdam ma mai le ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ယခု live ကိုကြည့်နေတဲ့သူတွေကအစောပိုင်းကနေပြီးတော့မှကြည့်တဲ့သူတွေလည်းရှိတယ်ပေါ့နော်ယခုမှဝင်လာတဲ့သူတွေလည်းရှိတယ်ဆိုလို့ရှိရင်ပေါ့နော်ကျမတို့ကတော့ရှင်းပြည်နယ်မြောက်ပိုင်း ZFU PDF Zolan Boys TV ကနေပြီးတော့မှ Zolan Boys TV ကနေပြီးတော့မှကျမတို့ဒီ channel ကိုသုံးပြီးတော့မှကျမတို့ဒီဘုဒ္ဓလင်အတွက်အရေးပေါ် fundraising ပြုလုပ်ပေးနေတာဖြစ်ပါတယ်ကျမတို့ရှင်းပြည်သူလူထုဟာလည်းဘုဒ္ဓလင်နဲ့အတူစကိုင်းမှာကြုံတွေ့နေရတဲ့ဒီအခက်အခဲဒုက္ခတွေစကိုင်းຫນွေပူပူရင်ပူပူဓာတ်ကိုကျမတို့ကလည်းတသားရဲ့ရက်တည်နေတယ်ဆိုတာကိုပြရှိတာဖြစ်ပါတယ်ကျမတို့ပြည်သူလူထုဟာဆိုလို့ရှိရင်ကျမတို့ဒီပုံတွေထွက်ရှိလာပြီးတဲ့အခါမှာစကားကတော့မီးရှို့နေတာအောက်တိုဘာဒီလအစကတည်းကနေပြီးတော့မှသူတို့စစ်ကြောင်းပြန်လဲထိုးပြီးတော့မှသူတို့ရှုံးတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျမတို့ဒီတော်လိုင်းရေးသမားတွေကိုရှုံးတဲ့အတွက်ကြောင့်မို့လို့ရှုံးမဲနေတာဖြစ်ပြီးတော့မှပြန်လဲပြီးတော့မှစစ်ကြောင်းထိုးပြီးတော့မှရဲဆက်လှုပ်ဆောင်နေတာဖြစ်ပါတယ်ကျမတို့စစ်ကြောင်းထိုးတဲ့အခါမှာလဲပေါ့နော်ပြည်သူလူထုကနေပြီးတော့မှတင်းချောင်သွားတာတွေအများကြီးရှိပါတယ်ဒီလိုမျိုးတွေ့တဲ့နေရာတိုင်းမှာပေါ့နော်အပြစ်မဲ့တဲ့ပြည်သူတွေကိုကျမတို့တော်လိုင်းရေးသမားတွေကလက်နက်ကင်ထားတာဖြစ်ပါတယ်လက်နက်နဲ့ကျမတို့ကိုအနိုင်ကျင့်နေတဲ့လက်နက်ကင်အဖွဲ့အစည်းတွေကိုကျမတို့ကလက်နက်နဲ့တုံ့ပြန်ပြီးတော့မှတော်လန်နေတာဖြစ်တယ်လက်နက်ကင်တာကိုမကြိုက်တဲ့အတွက်
အတွက်အာဏာသုံးပြီးတော့မှမတရားမှုကိုပြုလုပ်နေတဲ့အတွက်ကြောင့်မို့လက်နက်ကင်မှရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်နက်ဆွဲကင်ပြီးတော့မှတတိုင်းပြည်လုံးမှာရှိတဲ့ကျမတို့လူငယ်တွေကနေပြီးတော့မှဒီစက္ကစကိုတော်လှန်နေတဲ့အချိန်မှာစက္ကစဘက်ကသူတို့ဘက်ကရှုံးပြီဆိုလို့ရှိရင်ကျမတို့လက်နက်ကင်ထားတဲ့ကျမတို့တော်လှန်ရေးသမားတွေကိုမရင်ဆိုင်ရဲတဲ့အတွက်မရင်ဆိုင်နိုင်တဲ့အတွက်ကြောင့်မို့လို့သူတို့မှာအင်အားကြီးတဲ့190ကျော်အင်အားကြီးတဲ့ဒီဘုံနဲ့ချကျဲတာတို့စာတင်ကျောင်းတွေကိုဘုံနဲ့ကျဲတာတို့အပြစ်မဲ့တဲ့ပြည်သူတွေကိုလမ်းမှာတွေ့ပြီဆိုလို့ရှိရင်ကျမတို့ပြည်သူ PDF တွေရှိတဲ့နေရာကိုမသွားပဲ PDF တွေမရှိတဲ့ဒီရွာတွေမှာကိုသွားပြီးတော့မှကိုတမင်တကာရွာနေထွက်မပြေးနိုင်တဲ့မိသားစုတွေရှိမယ်အကြီးတွေအသက်ကြီးရွယ်အိုတွေရှိမယ်ဒီလူတွေကိုရွေချက်ရှိနေကျမတို့ကိုကြောက်လန့်အောင်ကျမတို့တော်လန်ရေးကိုရက်တန့်သွားအောင်မင်းတို့ငါတို့ကိုဒီလိုလုပ်တယ်ဆိုငါတို့ဒီလိုမင်းတို့ကိုဒီလိုတုံ့ပြန်မှာဆိုတဲ့အကြောက်တရားနဲ့ဖိနှိပ်ဖို့ကျမတို့ကိုကြိုးစားနေတာဖြစ်တယ်ဒီအကြောက်တရားဟာကျမတို့တိုင်းရင်းသားတွေထဲမှာလဲသူတို့ဖော်ဆောင်လို့မရတော့တလို့ကျမတို့စကိုင်းမှာရှိတဲ့ဒီမြမယဉ်ကျေးမှုတွေကိုအင်မတန်မှနှစ်သက်ပြီးတော့မှတကယ်ကိုနှစ်ပေါင်းများစွာဒီစစ်တပ်ရဲ့ရေတောက်မြစ်လို့ပြောလို့ရတဲ့စကိုင်းသူစကိုင်းသားတွေဟာလည်းဒီအချိန်မှာဆိုလို့ရှိရင်စိုက်ဝါးတွေလည်းထဲလို့မရတော့တလို့ဘာသာရေးနဲ့လည်းကျမတို့ဆွဲဆောင်ထားလို့မရတော့တလို့လူမျိုးရေးနဲ့လည်းငါတို့ဗမာအချင်းချင်းဆိုတဲ့လူမျိုးရေးနဲ့လည်းဆွဲဆောင်လို့မရတော့ဘဲနဲ့ဒါကဒီစစ်အစိုးရတရက်တက်ကတည်းကအာဏာရှင်ကတာလင်းအာဏာကိုလုတ်ပြီးတော့မှငါတို့တိုင်းရင်းသားတစ်ခုလုံးကိုဘာသာလူမျိုးဘာသာမရွေးပေါ့နော်အားလုံးကိုသူတို့နှိမ့်ဆက်နေပါလားဆိုတော့ကိုတိတိလင်းလင်းသိကြွားတဲ့အခါမှာစကိုင်းရဲ့အင်အားကြောင့်ကျမတို့တော်လန်ရေးရလဲဒီတိရောက်ရှိနေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့စကိုင်းရဲ့အင်အားကြီးမှုကလည်းအင်အားကြီးတယ်လို့မျိုးခံရတဲ့နေရာမှာလဲပို့ပြီးတော့မှခံရပါတယ်လို့နော်စကိုင်းရဆိုလို့ရှင်ကျမတို့တောင်ပေါ်တွေလို့တောတောင်တွေလည်းမရှိဘူးပြီးကြလို့ရှိရင်ပုံးစရာနေစရာပြေးစရာလည်းမရှိဘူးเนาะတကယ်လေဟာပြင်ကြီးထဲမှာပေါ့เนาะသူတို့လူသက်ကွင်းလိုမျိုးကိုလူတက်ကွင်းတစ်ခုလိုမျိုးကိုတတ်မှတ်ပြီးတော့မှစကိုင်းသူစကိုင်းသားတွေကိုနှိမ့်ဆက်နေတာဆိုတော့ကလည်းဒါတော်လိုင်းရေးအစကတည်းကယနေ့ချိန်ထိပဲဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့ကျမတို့စကိုင်းသူစကိုင်းသားတွေအားလုံးကကျမတို့ရဲ့အညီကိုသွေးတောက်တွေပဲဖြစ်တယ်ကျမတို့အသွေးသားတွေကနေပြီးတော့မှပေါ့နော်သူတို့ဖြစ်တဲ့ဟာတွေအကုန်လုံးဆိုလို့နာကျင်ရပါတယ်လို့အခုဆိုလို့ရှိရင်ပြည်သူလူထုကလည်းအင်မတန်မှကြိတ်မနိုင်ခဲများဖြစ်ပြီးတော့မှတကယ်ကိုပေါ့နော်ကျမတို့ငဖဲငဆုပ်လို့တလို့မျိုးအယိုးတွေပဲကြံပြီးတော့မှရှိမှာပေါ့နော်ငဖဲငဆုပ်လို့တလို့မျိုးလောက်တာဆိုတာဒါလုံးဝတခြားအရာတွေဆိုလို့ရှိရင်စစ်ကြောင်းထိုးလာတယ်တက်လိုက်တယ်ဒါလောက်ကတော့ကျမတို့ဒါအဖြစ်ပြက်တစ်ခုအနေနဲ့ပေါ့နော်လက်မခံရှင်တော့လဲသူတည်သွားတယ်ပေါ့အခုကျတော့ကျမတို့နှစ်သားပေါ့နော်တကယ်ဘေဘီလေးရင်ခွင် white ကျမတို့ကမိခင်နေဖြစ်တဲ့အတွက်ကြောင့်မို့လို့နှစ်သားကလေးလေးကိုတော့မှကင်ပေါက်ပြီးပထမဦးဆုံးနှစ်သားကလေးကိုဘိုးရင်တက်တာပေါ့နော်တက်ပြီးတော့မှဒီလှုပ်ဆောင်တဲ့ထဲမှာလည်းအမျိုးသမီးတွေပါတယ်လို့ပြောရတဲ့ခါမှာကျမတို့ဆိုကျမခေါင်းဆိုကြီးဖြစ်သွားတယ်ဒါကိုလှုပ်ဆောင်တဲ့လူဒီပြစ်မှုကိုကျူးလွန်တဲ့လူတွေကစစ်သားထဲမှာမှစစ်တပ်ထဲမှာမှအမျိုးသမီးတွေမိခင်တွေပါနေတယ်ဆိုတဲ့အရာကိုကျမတို့တိလိုက်ရတဲ့အခါမှာပေါ့နော်ဒီစကားဆိုင်ရဲ့လုတ်ရက်ကရှုံးမဲနေတဲ့လုတ်ရက်တွေဟာဒီထက်ဆိုးဝါးတဲ့အရာတွေကိုထပ်လုတ်လာတော့မယ်ဆိုတာသိရတဲ့အတွက်ကြောင့်မလို့ကျမတို့ပြည်သူလူထုတွေအနေနဲ့လည်းဒီတော်လန်ရေးက3နှစ်ကျော်ဆိုပေမဲ့ကျမတို့နိုင်ငံတကာမှာရှိတဲ့ဒီမိုကရေစီနိုင်ငံတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်း20တွန်းလှန်တဲ့သူတွေကျမတို့အိန္ဒိယဘက်မှာရှင်းပြည်ဘက်မှာဆိုလို့ရှိရင်မီဇိုရမ်ဆိုလို့ရှိရင်နှစ်ပေါင်းများစွာ10စုနှစ်တစုပေါ့နော်ကြော်ကျမတို့တွန်းလှန်တိုက်ခိုက်ပြီးမှမီဇိုရမ်ဆိုတဲ့ဒီကျမတို့နယ်ကြီးကိုလွတ်လပ်စွာနဲ့အခုလိုမျိုးနေထိုင်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့မြန်မာပြည်ရဲ့တော်လန်ရေးဟာအခုဆိုလို့ရှိရင်ຫນွေဦးပေါ့နော်တတိုင်းပြည်လို့အရင်တော့ကတော့ခေတ်ဆက်တော်လန်ခဲ့ကြတဲ့သူတွေရှိတယ်သို့တော်လည်းကျမတို့ကမဖွင့်ပြိုးမတိုးတက်တဲ့အတွက်ကြောင့်မို့လို့နားတွေမျက်လုံးတွေကိုပိတ်ထားတဲ့အတွက်ကြောင့်မို့လို့ကျမတို့အကုန်လုံးမပါဝင်ခဲ့ဘူးဒီတစ်ခါတိုင်းရင်းသားကလေးလူငယ်အကုန်လုံးပါဝင်တဲ့ဒီတော်လန်ရေးဘာသာရေးကျမတို့လူငယ်တွေအခုဒီမှာမောင်လေးနေချိုင်းလို့ဆိုရှိတယ်သူ့ကိုသွားပြောမယ် तू ကဗုဒ္ဓဘာသာဖြစ်ပေမဲ့ကျမတို့ဒီခရစ်ယာန်နေနဲ့သူ့ကိုရန်သွားတိုက်လို့မရတော့ဘူးเนาะမင်းငါတို့ကဗုဒ္ဓဘာသာဖြစ်တယ်ဟိုခရစ်ယာန်တွေကငါတို့ဒီလိုလုပ်မှာငါတို့ဘာသာပြောက်မှာသူ့ကိုသွားပြောလို့မရအောင်ကျမတို့ဒီဟိုစာဒီအိန္ဒိယလူမျိုးနယ်တစ်ခုကိုတွေ့မယ်တွေ့လားဒီကလားတွေကိုငါတို့ဒီလိုလုပ်လို့မရဘူးဒီကလားတွေတနည်းကြိုင်ငါတို့အုပ်ချုပ်သွားမှာဒီလိုမျိုးကျမတို့ဂျန်ဇီးတွေထဲမှာတိုင်းရင်းသားတွေထဲမှာကျမတို့ခရစ်ယာန်ဖြစ်လို့ဗုဒ္ဓဘာသာနဲ့တိုက်ပေးတာတို့ကျမတို့ဒီတိုင်းရင်းသားလူမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဗမာတွေနဲ့တိုက်ပေးတာမျိုးတို့ဒါမျိုးတွေကျမတို့စီမှာဒါမျိုးတွေလုပ်လို့မရတော့ဘူးဒီခေတ်မှာဒီတစ်ခါဒီ generation မှာဒါမျိုးတွေနဲ့သူတို့ဘလို့မှလုပ်လို့မရတဲ့အတွက်ကြောင့်မို့လို့သူတို့လုပ်လို့ရတဲ့ဖြက်လေးဖြက်ထဲမှာရှိသမျှအရာတွေလုပ်လို့မရတဲ့အတွက်ကြောင့်မို့လို့အကြောက်တရားနဲ့ဖိနှိပ်ဖို့အတွက်အကြောက်တရားနဲ့သူတို့ထိတိုးမလာအောင်လုပ်မဲ့ဒီအကြောက်တရားနဲ့လုပ်တဲ့အခါမှာကျမတို့နာကျင်ရတာရှိတယ်ခံစားရတာရှိတယ်ကျမတို့ကြေကွဲဝမ်းနည်းစရာတွေရှိတယ်တိုးတော်လဲကျမတို့တစ်စက်မှသွေးမကြောင်သွားပဲနဲ့ကျမတို့ချစ်ဆက်တိုးမယ်နာကျင်တယ်ဝမ်းနေတယ်အန်ကြိတ်မယ်ငိုမယ်ဒါပေမဲ့နှစ်ဆကျမတို့ကြိုးစားမယ်ဒါကြောင့်မလို့ဒီကနေ့မှာလည်းဒီမှာကြည်နေတဲ့ live မှာကြည်နေတဲ့သူတွေအကုန်လုံးဒီဒါချင်း live ကြီးမဟုတ်ဘူးလား
မဟုတ်ပါဘူးကျမတို့ရှင်းလိုက်တော့မှန်ပါတယ်ဒါပေမဲ့ကျမတို့ရှင်းပြသူပြည်သားတွေကနေဘူးတလင်းနဲ့အတူသားတဲ့ရက်တီတယ်ဆိုတော့ကျမတို့ထပြတာဖြစ်တယ်ဒါကြောင့်မို့လို့အားလုံးပါဝင်ပေးကြပါဒီဟာရတဲ့ဟာတွေအကုန်လုံးကိုဒီမှာဂျန်စီမောင်လေးလက်ထဲကိုထည့်ပြီးတော့မှမနှက်ဖြန်တပတ်ခါမှာချက်ချင်းလိုအပ်တဲ့နေရာတွေအကုန်လုံးကိုသူကနေပြီးတော့အရောက်ပို့ပေးပြီးတော့မှစီစဉ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါဝင်ပေးကြဖို့ရန်အတွက်လည်းမြစ်တာရက်ခံပါတယ်လို့တစ်ကြက်တစ်ပြားမကြံမြေပြင်ကိုရောက်ဖို့အတွက်လည်းကျမတို့ဒီမှာပေါ့နော်ကျမတို့မျက်နှာတွေအကုန်လုံးလည်းပြတယ်ကျမတို့ရဲ့ဘဝနဲ့ကိုကျမတို့အာမခံပါတယ်လို့ချက်ချင်းကိုကျမတို့ပေးပို့မှာဖြစ်ပါတယ်လို့ဆီမနုသွိုင်းအနေနဲ့ပါဝင်ပေးပို့ထားတဲ့ထောက်ဖို့ရဲဘော်တွေရဲ့အလူငွေကိုကြော်ညာပေးဖို့ရန်အတွက်မြစ်တာရက်ခံပါတယ်ဆီယမဟုတ်ကဲ့ပါအခုတော့တဖွဲဖွဲဝင်လာတယ်ပေါ့နော်ကျေးဇူးအများကြီးတင်တယ်ပေးခဲ့တဲ့လူတွေတော်တော်များများလည်းပေးခဲ့ကြပြီပေါ့နော်ထပ်ပြီးတော့လည်းဝင်လာတယ်ဒါကိုကျွန်မဂုဏ်ယူစွာနဲ့ပဲထပ်ပြီးတော့ကြေညာပါမယ်တိန်တန်ဆိုစင်ကာပူဒေါ်လာ300ပေးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ထန်မန်းဒေါ်လာ50ကျေးဇူးအများကြီးတင်ပါတယ်ထန်နုံဒေါ်လာ50နောက်ပြီးတော့ပီတာနေပြီးတော့မလေးရှားငွေ100ပေးပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့အမြင်မဖော်လို့တဲ့မိသားစုတစုကနေပြီးတော့ဒေါ်လာ50ထပ်လောင်းပြီးတော့ပေးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အခုလောလောဆယ်အထိပေါ့နော်ဒေါ်ရကကြတော့ဒေါ်လာ1500နဲ့စင်ကာပူဒေါ်လာ300ရယ်မလေးရှားငွေ100ရယ်စုစုပေါင်းအလောက်ရပါပြီလို့နော်ကျေးဇူးအများကြီးတင်ပါတယ်တိန်တန်ဆိုရင်နာစင်ကာပူစုံတော့zathum mo singapore dollar zathum thangma ngina dollar som nga to khichangina thangnung ina dollar som nga pita ina malay ngui malay sum mo so malay sum zakhat to khichangina amin ke ki pulak lo khadina in kwan khadina dollar som nga to ong pan piu hi chi mo toi changina nak pi takina lungdam hi hang ma pangkhom lai ding hi hang select ပြီးတော့ပါဝင်ပေးကြဖို့ရန်အတွက်ကျွန်မထပ်လောင်းပြီးတော့တိုက်တွန်းလိုပါတယ်ဒီချိန်မှာကျွန်မတို့ကလူသားဖြစ်တဲ့အတွက်ကျွန်မတို့ရဲ့လူသားချင်းစာနာထောက်ထားတဲ့စိတ်ဓာတ်ကိုဒီချိန်မှာကျွန်မတို့ပြရမယ့်အချိန်ဖြစ်ပါတယ်နောက်ထပ်ပေါ့နော်ဆွမ်းနာဆရာတို့မောင်လေးတို့ပြောတဲ့ဟာတွေပေါ့နော်ကျွန်မတကယ်ရင်ထဲမှာနှစ်ကကောက်တော်တော်ရင်နာတယ်ပေါ့နော်ဒီအရာတွေဘာကြောင့်လဲဆိုတော့ကျမတို့ကိုယ်တိုင်ကမိခင်ဖြစ်တဲ့ဟာဒီကလေးလေးကိုကင်ပေါက်ပြီးတော့တက်ပစ်သွားတယ်ဆိုတဲ့ဟာကိုလေတိမ်မွေးထားပြီးတော့ဘလို့မှမခံစားနိုင်ဘူးပေါ့နော်นูle pa hi khem pewin pen ki thei dek tek ding mo ita te achi kha alu khan na le pen na ma ma e in he sorry yeah အခုပြောနေတာကြတော့နှစ်နှစ်ကလေးကိုပေါ့နော်ကင်ပေါက်သွားတဲ့အတွက်ဆမနုတော့ရကလေး3ယောက်ပေါ့နော်4ယောက်မြောက်ကိုကိုဝင်ဆောင်ထားရတာဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့ social media ပေါ်ကနေပဲဒီစာမျက်နှာတွေပေါ်ကနေပြီးတော့မှအထူးသဖြင့်ကလေးပါတာကိုသိလိုက်ရတဲ့အခါမှာအရန်ခံစားရတာဖြစ်တယ်ပေါ့နော်မောင်လေးအနေနဲ့ပေါ့နော်ဒီမိသားစုရဲ့အကြောင်းကိုထပ်လောင်းပြီးတော့မှအချင်းချင်းပြောထပ်ပြီးတော့မှပြန်ပြောပြလို့ရမလားဟုတ်ကဲ့ဒီမိသားစုကသူတို့ကရွာထဲကိုစစ်ကြောင်းဝင်လာတဲ့အခါမှာသူတို့ကတော့ခဏလေးနော်ဟိပေမဟွေတကငိုင်တက်ကိုသူကအထော်တဲ့ပင်ဟိလေ SCC အပန့်ပြေအင်ကွန်တဲ့ပဲ SCC အပန့်ပြေအင်ကွန်တဲ့အမောက်လဲမောက် SCC ပန့်ပြေကြမွန်လွာစိတ်ရှာလို့ဟိကြအခွာပတ်စာအတိုက်လို့တဲ့ပဲအရင်အမောက်ဘောင်စားတဲ့ SCC အပန့်ပြေဟန်းကအမောက်ဆိုမီးဟင်မာဟိကြမောကွယ်လုံးလိုက်အလုံးတန်းနမမာရေမောဆိုတော့ဒါလေးကိုတေချာနားထောင်ပေးပါဒီဟာပြောမဲ့အကြောင်းရင်းကတော့ကျမတို့ SCC ကိုဘယ်လောက်ပဲထောက်ခံနောက်ဆုံးကြလို့ရှိရင် SCC ကသူ့ကိုဘယ်လောက်ပဲထောက်ခံသူ့အိမ်ထဲကသူ့သားသမီးဆိုလဲသူရှုံးရမယ်ဆိုလို့ရှိရင်သူ့ရဲ့ဆွေမျိုးညီကိုမောင်နှမဖြစ်ရင်တော့မှဇက်တူသားကိုစားမှာပါပဲเนาะဟုတ်ကဲ့မောင်လေးပြောပါသူတို့ဒီရွာတွေကိုစစ်ကြောင်းဘူးတလင်ကပထမတစ်ချိန်ရှုံးပြီးတော့ဒုတိယအချိန်စစ်ကြောင်းပြန်ထိုးလာတဲ့အခါမှာဒီရွာကိုဝင်တော့မယ်ဆိုတာသိတယ်အဲ့တော့ရွာကာကွယ်ရေးတွေရွာရဲ့ဒေသခံပကဖပလာဖတွေအကုန်လုံးကရှောင်ပြေးဖို့ကြီးညာပြီးထွက်ခိုင်းပြီးရွာတွေကနေရွာတွေအကုန်လုံးလွတ်မြောက်ရအောင်ထွက်လာတဲ့အခါမှာသူတို့6ယောက်တော်မိသားစုကတော့သူတို့ဒီစစ်တပ်ထောက်ခံတယ်သူတို့အိမ်ထဲမှာလည်းစစ်တပ်ထောက်ခံတဲ့ပုံတွေရှိတဲ့အတွက်သူတို့ကတော့ထွက်เสียမလို့ဘူးသူတို့မတက်ဘူးဆိုပြီးတော့သူတို့ကယုံကြည်ချက်ရှိနဲ့သူတို့အိမ်ထဲကနေမထွက်ခဲ့ပါဘူးဒါရွာတွေကနေထွက်လာတဲ့လူတွေကိုယ်တိုင်ပြောပြီးတော့ဒီလူတွေကစိတ်ဆိုးလို့ပြောတာမဟုတ်ဘူးမချိတင်ပဲပြောတာပါတကယ်ထွက်လာခဲ့ရင်သူတို့ရွာသူရွာသားတွေမသေးဘူးဆိုပြီးတော့ဝမ်းနဲ့တသားနဲ့သူတို့ပြောကြတာနောက်တစ်ခါဒီကလေးလေးတယောက်ကိုကင်ပေါက်ပြီးတက်လိုက်တဲ့အခါမှာလူတိုင်းမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေအကုန်လုံးကကျင်နာစိတ်ကအရင်လာတာပါဒီကလေးလေးတယောက်တည်သွားတဲ့အခါမှာတရွာလုံးယူကျုံမရဖြစ်ပါတယ်ဘယ်လောက်ပဲစစ်တပ်ထောက်ခံတဲ့သူဖြစ်နေပါစေဒီကလေးလေးကိုကင်ပေါက်ပြီးတက်လိုက်တာတရွာလုံးကတကယ်ဝမ်းနဲ့တသားဖြစ်နေကြပါတယ်ဒီလူတွေကသူတို့ကစစ်တပ်ထောက်ခံတဲ့သူတွေငါတို့ထွက်เสียမလို့ဘူးဆိုပြီးတော့ပြောတယ်အိမ်ထဲမှာလဲစစ်တပ်နဲ့ပတ်သက်တဲ့အရာတွေ
သူတို့အရင်တော့ကသူတို့ကြန့်ခိုင်ရေးပါတီကိုထောက်ခံခဲ့စဉ်အခါရိုက်ထားတဲ့အမှတ်တမ်းမှတ်ရပုံတွေရှိတယ်ဒါတွေချပြလိုက်ရင်သူတို့မတက်ဘူးလို့သူတို့ကတစ်ထစ်ချယုံကြည်ထားပြီးတော့သူတို့အိမ်ထဲကနေမထွက်ခဲ့ပါဘူးတဲ့စစ်ကြောင်းကဝင်လာပြီးတဲ့အခါမှာသူတို့အမျိုးမျိုးစစ်ဆေးမေးမြန်းပြီးတဲ့အခါမှာတက်ပစ်တာပါဒါသူတို့ဒီလိုမျိုးတည်သွားတဲ့အခါမှာဘလို့အခြေအနေနဲ့တည်သွားလဲမသိဘူးကျွန်တော်တို့စဉ်းစားကြည့်လိုက်ရင်ဒီကလေးကိုသူတို့အဖေအမေတွေရှိမှရင်ကင်ပေါက်လိုက်တာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဒီကလေးကိုမျိုးမဲဆွဲပုတ်ပွားအောင်တက်ပြီးတော့မှကျန်တဲ့မိသားစုတွေအကုန်လုံးကိုအပိုင်းပိုင်းခုတ်ဖြတ်ပြီးတော့တက်ခဲ့တာပါဒါကြောင့်မလို့စစ်တပ်ကိုထောက်ခံနေသူဖြစ်သည့်တိုင်အောင်စစ်တပ်ကရှုံးလာခဲ့ရင်သူတို့အကျိုးစီးပွားကိုပဲကြည့်ပါတယ်ဘလောက်ပဲသူတို့ထောက်ခံနေသူဖြစ်ဖြစ်သူတို့ကရန်သူတို့ပဲတတ်မှတ်ပြီးနောက်ဆုံးမှတတ်မှာပါကျွန်တော်တို့ကလည်းဒီဒေါ်လာကြီးကိုအဆုံးထိတိုက်မှာပါကျွန်တော်တို့မနိုင်မချင်းကျွန်တော်တို့ဆက်သွားမယ်စစ်တပ်ကလည်းအမြဲခုခံနေမှာပါအဲ့ဒီအချိန်မှာဂျားရကနေစစ်တပ်ကိုထောက်ခံနေသူတွေအနေနဲ့ဘယ်ဘက်ကိုရိမ့်မလဲဓမ္မဘက်ကိုရိမ့်မလားအာဓမ္မဘက်မှာနေကြမလားဆိုတာရွေးဖို့လိုပါတယ်ကျွန်တော်တို့ပြည်သူတွေကနေပေါက်ဖွာလာတဲ့ PDF တွေကတော့ဒီလိုမျိုးလုံမှာမဟုတ်ပါဘူးဒီလိုစစ်ရဆိုးမှုကျူးလွန်မှုတွေကိုလုံမှာမဟုတ်ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့တွေနဲ့အတူဒီစစ်အာဏာရှင်ပူပေါင်းပါဝင်တိုက်ထုတ်ပေးဖို့အတွက်ဖိတ်ခေါ်ခြင်းပါတယ်ခင်ဗျina ama hi maulini shai thuke na ken ei pawena them khat let gi mo ina tua thule na a pena man tua tu lai taka mete butlina athwakin konte thu mo ongen king na bang hiam chile pe tua athwakin konte guk te pen bang chiring ya gal kap de te chimo kai be mo ina butlina pen gal kap hi se chang masala ya pen le loi changa tua ni ve na ani ve nang lut ki takling che tak changa khwa pa na mi pi te ki hem khering chia ki gen koi mo ki gen koi ina tua in kwan guk ten pen bang na chiu hiam chile pen ko iga kap de hi ung china to ki chang ina amao hi gal kap thau khana man te sung ina hi chen khai party mete ana thau khana man te khong vo in khong vo jung ome chang mo hi te mu le bang chi ken te cha amao ga la na tai nom lo ve ko amao pan pi te hin ko bang chi ke nung chia amao le amao ana om te mo ana om hi na a hi jong ina tua hi khopi te again na bang hi le pen chi mo atwa gal kap te pen khosunga alu tu tak changam atwa teng pen man thu sit dik che be mo thu sit dik hina khopi ten bang pen na salwau si cha aza ku changa pen o ko tong tai zen le mate ko tong pai khe zen le si het loading chin mo khopi te jong na salwau chi mo ina ama u mo dan bang abang hi le pen hi ata ne hi kum ni apha ata aden lup pen uzong pen mate anua pa mai te anule apa te mai mate aden lup hi khadi hi chi khaw chiu mo ina in kwan pi te jong khut le khe khong tan bol se dik mo athu sit na wa bang chi di nia abol se dik hyun te cha mo ina khasiat wai ma ina tua gal kapte gam tat dan te pen en hi le hang pen ko ung thau khan lo mo chi hi no lo ina atom na chang ina amao i phatom na ding amao i bang chi ding ya gilwa na de hi nak le kwa achino lo wa asu phial ngam hi na to pen aman nang bp te tunga kong thum no pen na chi mete ei jong lim tak ngai sun phani thuman lama ding yam thu tak lama ding yam kwa in swa tak na tak pi tak mu pi ding yam chi pen mete en nin la mi pi te to ekipum khat no wale mi pi te de bang hi chi na mi pi te lama ding khom ngai ni chi mo aman ge ni na khasiat wai ma mo ke jong gal kap khat ka hi na to ka khasiat ma na pen bang yam chi pen ko pen gam sunga gal igal te khat imana imat kha ka mete ai galina len net acha khina thau ani non ki ya le jong ei thau to hi le i thau nang le to ngim khwat ong ki pelowe be mo ngim khwat akine no to thu khun zui zo nyat na dinga jong ki tring nyat hina i ut ke jong ina igal te na bang ma khut toy hiam toy mi pi khut toy gal hiam a toy lo khat na nge jong thau to ki yim thei lo mo to ma banga thau ana toy igal khadina jong mate a thau toy ong khia da le pen bang chi ring ya ko a thau a toy lai ten jong ngim khwan akine lo za do nga thu khun akizui hina a hi jong ina hi te ina tun thu khun zui lo be hi bek non lo wa mi hing lung sim jong nei non lo mo to te pen bahang ina pan pi lai ding hi hiam chi te pen ken mi pi te tunga khat velim takina ikinga isut phat ding le ikisit tel phat ding mate ina ukna ong ukum pi te thu na mangun chi non ke ni hi te pen ong ukum pi zen lo hi ukna bulu te hi ma ikum pi hi zen lo hi bahang ina en amount te thu mang lai ding hi ya ma ek chang ina thu man thu tak lama ding ni in la kwa te in swa tak na nga pi ding hiam chi pe lim takina ki ngai sun phani mo to ma bangina hi ukna bulu ado te thau toy ki pol na tom ten hi bang pe mai na chik mai gam ta lo ding ka hi to pen
mi pi te thei dinga mo khat veng dor gen phalai ning ina now pa ni shai zong che be mo PDF te pe ma hi bang hinang gam ta lo ding hi chi mo ai changina ai mi pi te ma in zong mate lim takina kisit phani ina turai takina butelina thuak in kwante hi zong ina gar tai te ha tingina ai hi thei za ina mate ine ilam sung panin pe khat pek ni hi pya zong ina mate nong ki help chiat tek diu hi lai panina athakinang thum pa hi ning le lungdam ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နှုတ်သွဲ့ဆီမနှုတ်သွဲ့ကိုအချိန်ပြန်ပေးမယ်နော်ဆီမ ဟုတ်ကဲ့ဆိုတော့နည်းနည်းလေးemotion မ control နိုင်တဲ့အတွက်တောင်းပန်ပါတယ်မနေ့ကထကြတဲ့ကဒီပုံတွေတွေ့ကြတဲ့ကကျွန်မရင်နာနေတာဖြစ်တဲ့အတွက်ပြောထွက်လိုက်လို့ရှိရင်အရင်စွန့်နစ်နေတာဖြစ်တဲ့အတွက်လေဒါတွေနည်းနည်းလေး control ရတာနည်းနည်းခက်သွားလို့ပါเนาะတောင်းပန်ပါတယ်ဆိုတော့ဆက်လက်ပြီးတော့ကျွန်မအလှငွေကလေးတွေပေါ့နော်ဆက်လက်ပြီးတော့ကြီးညာဖို့ရှိပါတယ်အဲ့မတိုင်မီမှာဆိုလို့ရှိရင်ကျွန်မဗာပြောချင်လဲဆိုတော့ဒီအချိန်မှာပေါ့နော်ကျွန်မတို့အားလုံးကဒီဟာကိုမြင်လိုက်တဲ့အခါကျတော့အကုန်လုံးရင်နာတယ်ဆောနာဆရာတို့ပြောသလိုပဲဒီအကုန်လုံးမြန်မာလူမျိုးမှန်လို့ရှိရင်ကျင်နာတရားကအရင်လာတာဟုတ်တယ်ဘယ်လောက်ပဲပေါ့နော်ကိုယ့်ပေါ်မှာစိုးခဲ့တည်ဖြစ်တော်ညာလဲပဲ तू ကတနာဖို့တနာမဲ့အခြေအနေမှာရောက်နေပြီဆိုလို့ရှိရင်ဒီတနာတဲ့စိတ်ကအရင်ဆုံးလာတာဟုတ်တယ်နော်အမုန်းတရားကိုဘယ်သူမှရှေ့တန်းမတင်ဘူးကျင်နာတရားကိုကျမတို့ရှေ့တန်းတင်တဲ့လူမျိုးတွေဖြစ်တယ်တမြေထဲမှာနေတယ်တရေထဲတောက်တဲ့လူတွေဖြစ်တယ်ဒါကြောင့်မို့လို့သူတို့လူမျိုးတွေငါတို့လူမျိုးတွေဆိုတာလုံးဝမရှိပါဘူးတော့ကြဟိ life on ente ina zong mo mi te gam la le a ding in buai ke yun chikein gam sung khara nung ta khom te hi hang mo itui don ki bang hi gam sung khara khang khe khom hi hang iso khian na i nun tang na i lam kian na kol gam hi mi nam dang ki om lo hi i vek kem pe na mi hing hi hang ki bang hi hang mo koi ya khat pe wi thuak zong in i kol gam sunga mi te i thuak a hi na ka le i vekin i thuak na ki bang hi ki i siam ding hi ki i siam ding hi hang ki tel siam ding hi hang ki happy ding hi hang tun hi happy na to hi anwaya comment na tampi takin a dai ve hi mi gam mi le ading to hi za taka boy na mi nam teu zong na e zolo piu chi mo ke mo tu a khem pe pen e to ki lam dang om lo amau e mi e ma e ve amau zong mi hing ma den a i sangam pa ne shain bangong gen liang ko ni ki kala lu apo vi ve ve ka mo ပခုံးနှစ်ခုကြားကပေါက်တဲ့ခေါင်းတစ်လုံးစီပဲပေါက်ကြတာအကုန်လုံးလူသားတွေပဲတိလားဆိုတော့တွိုင်းကြံက if can pe wa mi nam hi hang mi hi hang mate ilam kian na kol gam hi mo ei gwa ka ki tang len the om lo hi if kin khut ki len khom ding yang tu lai ta ka igal kwa hiam hi pen gen phat hun jong hi non lo hi sa ka sa lo ngal gal dang ki nei lo mo tua hi na amau sa ka sa te na mau le ni sha again bang a hi amau lam pa ni naကိုကိုအားပေးတဲ့အဖွဲနဲ့အားမပေးတဲ့အဖွဲကြည့်အောင်လို့ရန်သူနဲ့စစ်သားနှစ်မျိုးပဲရှိတယ်ကြည်အိနာဂါလ်ကပ်တဲလေအမောက်ဂါလ်မိပီအဟိနာကလေဂါလ်ဘန်ဇာတကင်အမောက်ပန်ပီဇောငါဟိမွန်စန်တကအမောက်ဝဒင်ဂါလ်ဟိဇယောလေကိုဝံပန်ပီအဟိမန်ပန်ပီနုအိုင်ကလေဟိုင်နုငယ်အမောက်နုန်တางနာဆုခကေနုချိပေဥမာလိုအရင်ကွမ်ဘူပါအဂူကာစီအိဗေတူအာအီဇင်းဆန်အာအီမူได้ตัวกี่ได้นะข้อกินในเลี้ยงเตเป็นนี่ดังไรอีจิพุนไรหมันสงอาเตฮิลไว้มอตูเลียนะฮิเปตัวเตมออลัมดันเสียตัวเป็นฮิบังดานะมีเตมีน้ำดังเตะดิ่งมีกำมีเลยดิ่งบวยจิโลดิ่งนักำนั่นเลยเวนังกุยเตงไปซ้อมอากอลก็มาทุบยังมีกำมีเลยจิเลยจะโนกุยนักำดิ่งกุยอมอีกำฮิเวนฮิเวนบะฮังโนมีเปียฮิเอจีลุงซิมในนี่บางหางเงินตูจังดอกอีลุงซิมตัวสักหลายอียามที่เข้มเปียวเป็นกี่อ่อยหวยจงกษักเกยมออีให้เลยจงขัดเวหายเสียมนี่ไอ้แกเลยอีให้หลัวได้อีจีนางอีเทเกยเลยจงบังเจดียเซลซิมไหมได้ยินเปล่าเกยเจ้าเหลียงเอาหอยจะตำกัจจิหุนบางตำมอตัวหิน่ะเกย์เบลอาสมต่างกูดิ่งฮีอายังเบสคอมเมนต์ต่ำหมดว่าอีลุงซิมตัวเสียเลยอีลุงซิมเตลำดังลมาไม่จัดตัวขดงเกนเบะขายังไงมั่วอีน่ะน้ำดังเตมูนะบังจัตตะกาอีมีน้ำแนวลุงซิมจุ่มหวยเฮียมอีน่ากิหลักดิ่งมีได้อีน่ากิตุอินกวนอีน่าหลักโจจะตุงนุ่งกิตุกิมไหลบางหางเอ็นมีเตบัจจิตไปเด่นแกเดียว
bà ha en mi te kyang no te câu te gal te bang dia chi te lai ding hiam mo tua pe ri ngai sut phat ma ding tua hi na tu na lu ngoi ong ki pe te mo ke nong tang ko ning mo aku จะมาပြောချင်တာလဲနည်းနည်းပြောပြီးသွားပြီဖြစ်တဲ့အတွက်အလှငွေလေးတွေကျွန်မချိန်ညာပါမယ်လီယန်နူကနေပြီးတော့ဒေါ်လာ100ပေးပါတယ်ရှင် and then ทางเลียนโซวพวลကနေပြီးတော့ဒေါ်လာ100ထပ်ပေးပါတယ်ရှင်နောက်ပြီးတော့အမြင်မဖော်လို့ချီကာဂိုကနေပြီးတော့ဒေါ်လာ100ပေးပါတယ်ရှင်နောက်ထပ်ပြီးတော့တူန်ဆီယမ်ကနေပြီးတော့ဒေါ်လာ100ပေးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အခုလောလောဆယ် total အနေနဲ့ပြီးတော့ဒေါ်လာ1900နဲ့စင်ကာပူဒေါ်လာ300နဲ့မလေး RM 100ရရှိထားပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်အောင်ပြခဲမ်ပြုတ်တော့ပန်ထူဖောင်ပတက်တာဟန်မိုင်လမဇုံပိုင်နာကီဟဲလ်တော့ဝိနာปันปีจะลายดีเนี่ยထက်လောင်းပြီးတော့အလှငွေတွေကိုထပ်ပြီးတော့ထည့်ပေးကြပါပါဝင်ပေးကြပါပံ့ပိုးပေးကြပါလို့အားလုံးကိုထပ်ပြီးတော့တိုက်တွန်းနှိုးဆော်ချင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ် Okay ကျေးဇူးတင်ပါတယ်ဦးလာနိုးရလဲတောင်ခအဘဲလပ်နော်မြာ tuan ke yuna dena nyang sorry lun boy nu to yigen mate I bad comment chite Paul belama ai chin ai igina na lo na alak lak hiangin mo phamoke to teneng nong kai sak zo kente ai thuman na sem pasiana ding na nei te mi pia ding na nei te na alak christian te zong na buddhist ai zong bang bai zong chichin mita dia chi pen na pe thu pi pe ni mo khale khat ki ding chinro pi tu riu chip chicken Lisa taya me tiao ne tiao respect lo ya me e do chinro chichin mita dia shi de chinro pi tu ri phi ya da amya yi wan ta go yu mi ba de ina ken non da ning ina den te hunang alem le slide pi ta thang lu tai te mo ama ba zong te zaleng mo Okayကျေးဇူးတင်ပါတယ်ကျမတို့အခုပါဝင်သွားကြတဲ့သူတွေအရောက်စီတိုင်းပေါ့နော်ကျမတို့ခုနကြော်ညာသွားတဲ့အတိုင်းပဲတစ်ချက်တစ်ပြားမချက်ဒီမှာမောင်လေးနေချမ်းကလည်းကြားတယ်မောင်လေးနေချမ်းကဆိုလို့ရှိရင်မြေပြင်မှာပေါ့နော်ကျမတို့ချက်ချင်းပဲကျမတို့ပေးပို့တဲ့ငွေတွေအကုန်လုံးကိုချက်ချင်းအကောင့်ထဲပို့ပြီးတော့မှဘူးတလင်မှာရှိတယ်ဘူးတလင်နဲ့ရွာအနီးမှာရှိတဲ့စစ်ပေးချောင်းတွေအကုန်လုံးလိုအပ်တဲ့နေရာတွေအကုန်လုံးကိုပေးပို့သွားမှာဖြစ်တယ်ဒါတွေကိုလည်းကျမတို့ပေးပို့ပြီးသွားတဲ့ခါကြလို့ရှိရင်လည်းသူ့ရဲ့ report ပေးတဲ့အတိုင်းမှာကျမတို့မိဘပြည်သူတင်ပြလို့ရတဲ့အရာရှိတယ်ဆိုရင်ကျမတို့ပြန်လိုက်ပြီးတင်ပြမယ်တင်ပြလို့ရမရှိဘူးဆိုရင်တော့ကျမတို့ဓာတ်ပုံနေတင်ပြလို့မရဘူးဆိုရင်တော့မှကျမတို့စာနဲ့ပေါ့နော်တေချာပြန်ပြီးတော့မှကျမတို့ PDF ဇုံလန်းရပဲဖြစ်ဖြစ်ကျမတို့ဒီဇုံလန်း voice TV ရပဲဖြစ်ဖြစ်ပေါ့နော်ပြန်လဲပြီးတော့မှ report ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ချလက်ချနဲ့ကျမတို့တော်လိုင်းရေး day 1ကဒီနေ့ခရီးလှုပ်ဆောင်မှုတွေအကုန်လုံးကိုမိဘပြည်သူတွေကလည်းတွေ့ရှိပြီးဖြစ်ပါတယ်ဒါကြောင့်မို့လို့စိတ်ချလက်ချနဲ့ပါဝင်လို့ရပါတယ်လို့မောင်လေးနေရှမ်းအနေနဲ့လည်းပေါ့နော်ဒီပြည်သူလူထုအနေနဲ့ပေါ့နော်ဒီလူငယ်တယောက်အနေနဲ့ယနေ့ချိန်ထိပါဝင်ပြီးတော့မှအလုံးဝဇွဲကားနဲ့တိုက်ခံရတာတော့မှစကိုင်းထိလာပြီးတော့မှဟိုစွန်းစွန်းတမန်မဲ့ပါဝင်ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျေးဇူးတင်ပါတယ်မောင်လေးအနေနဲ့ပေါ့နော်အခုနောက်မှဝင်လာတဲ့သူတွေလည်းရှိတယ်မတို့ခေါင်းဆောင်တယောက်လည်းအခုမှနောက်မှဝင်လာတဲ့လူရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့ပြန်လဲမိတ်ဆက်တဲ့အနေနဲ့ရောပေါ့နော်မောင်လေးရဲ့အကြောင်းအရာလေးကိုနည်းနည်းထပ်ပြောပြီးတော့မှယခုလက်ရှိပေါ့နော်ဒီအခုဒါဗုဒ္ဓလင်ကတော့အားလုံးသိသွားပြီးတက်ခံရတဲ့ကလေးနှစ်နှစ်ကလေးနဲ့အတူမိသားစုဟာဆိုလို့ရှိရင်စကားဆောက်ကိုထောက်ခံတဲ့အဖွဲဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အခါမှာပေါ့နော်အဲ့ဒီသူတို့ရဲ့ရွာကိုကစကားဆောက်ကိုထောက်ခံတဲ့အဖွဲလားပေါ့နော်အဲ့ဒီလူတွေနဲ့အတူကျမတို့ပြည်သူလူထုနဲ့အတူပေါ့နော်တသားတဲ့စကားဆောက်ကိုထောက်ခံနေတဲ့သူတွေကလည်းအဲ့ဒီရွာဘက်တွေမှာရှိတယ်သို့တော်လည်းဒီလိုမျိုးဒုက္ခရောက်ပြီးပြေးတဲ့အခါကြလို့ရှိရင်ကုညီထောက်ပံ့တဲ့အခါကြလို့ရှိရင်ကျမတို့ရဲဘော်တွေကပူညီထောက်ပံ့တဲ့အခါကြလို့ရှိရင်စကားဆောက်မှာပါတဲ့ကြန့်ခိုင်ရေးပဲဖြစ်ဖြစ်ဒီနှင်းစီပါဘသူစကားဆောက်နဲ့ပူပေါင်းပြီးတော့မှပါဝင်တဲ့ပြူရွာပဲဖြစ်ဖြစ်ပြေးလာပြီဆိုရင်ကျမတို့ပြည်သူလူထုကထောက်ပို့ရတာပဲထောက်ပြီးကျွေးမွေးရတာပဲသူတို့ကြောင့်မို့လို့ကျမတို့ရဲဘော်တွေအများကြီးကြဆုံးသွားတာတွေအများကြီးရှိတယ်တိုးတော်လည်းဒီတော်လိုင်းရင်အညိုးနဲ့လုပ်နေတဲ့တော်လိုင်းရင်မဟုတ်တဲ့အတွက်ကြောင့်မို့လို့အခုကျမတို့ပေးဖို့မဲ့ဒီအလှငွေတွေထဲမှာသူတို့လိုစက္ကဆာကိုထောက်ခံတဲ့ပြူရွာတွေကနေပြေးလာတဲ့သူတွေရှိတယ်ဆိုရင်ကျမတို့ကပြည်သူလို့ပဲမြင်တယ်ခုနမောင်လေးပြောသလိုပခုံးနှစ်ဖက်ကကြခေါင်းထွက်နေတဲ့လူသားလို့ပဲမြင်တယ်ပေါ့နော်ဒါကြောင့်မို့လို့အခုဆုံးပါသွားတဲ့မိသားစုဆိုလို့ရှိရင်တကယ်ဆိုစက္ကဆာကိုထောက်ခံတဲ့အဖွဲဖြစ်တယ်တိုးတော်လည်းသူတို့ဒီလူသားဖြစ်တယ်လူသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ရင်ထဲမှာနစ်နေအောင်လူတိုင်းကကြေကွဲတယ်တရွာလုံးကလည်းမရှိမစမ်းတဲ့အရန်ကိုခံစားကြတယ်လို့ပြောကြပါတယ်ဒါကြောင့်မို့လို့မောင်လေးကိုအချိန်ထပ်ပေးမယ်နော်အမတို့ခေါင်းဆောင်တွေခုမှဝင်လာတဲ့အတွက်ကြောင့်လို့ပြောပြပေးပါအောင်ဟုတ်ကဲ့ကျွန်တော်စကိုင်းတိုင်းရဲ့အညာဒေသရဲ့နေ့စဉ်ဖြစ်နေကြအရာပေါ့အညာဒေသအင်ကြီးအိမ်ကောင်းနဲ့
တို့ကနေကျင်ကြတယ်အဲ့တော့ညာသူညာသားအမြဲတမ်းရိုးသားတယ်လို့ပြောကြပါတယ်အညာဒေသဆိုရိုးသားတယ်တိုင်းရင်းသားတွေဆိုလဲရိုးသားတယ်အဲ့လိုရိုးသားခြင်းနောက်မှာဖိနှိပ်ခံမှုကအမြဲတမ်းကပ်ပါတတ်ပါတယ်တိုင်းရင်းသားပြည်သူတွေလည်းဖိနှိပ်ခံရတာပဲဟာရိုးသားရလို့ပြောနေမယ်ရိုးသားရဲ့လူတွေကအမြဲတမ်းသူတို့တွေပဲခံရတာပါခံရပြီးဆိုအဲ့ရိုးသားရဲ့လူတွေခံရပါတယ်ဒီလိုပဲစကိုင်းတိုင်းကရိုးသားရဲ့ပြည်သူတွေလည်းတကယ်ကိုခါးစီးပြီးတော့ဒီစစ်တမ်းကိုခံစားနေရတာပါသူတို့မှာ generation တစ်ဆက်လုံးနေပူထဲမှာကြောပြောင်နဲ့အညာသားကြောကုန်းမုတ်ဆိုပြီးတော့ထွက်ကြပါတယ်ညိုမဲနေတဲ့မုတ်ဗမာမုတ်ပေါ့နော်ဒီလိုမုတ်တွေတောင်ထွက်ခဲ့တယ်သူတို့ကြောကုန်းတွေတင်စားခဲ့ကြတာသူတို့ကနွားနဲ့ဖက်ပြီးတော့ဒီမြေစီတွေကိုထွန်ရက်တယ်ကွန်းနေစိုက်ကြတယ်နော်မျိုးစုံလဲစိုက်ကြတယ်ဒီအညာမှာစဘာမဖြစ်ဘူးသူတို့မရရအောင်တခြားနှမ်းနေစိုက်ကြတယ်နော်မျိုးစုံသူတို့လဲဝင်ထဲမှာကျူးစားတယ်ရသမျှပတ်စံကိုပွဲစားဖြတ်တာနဲ့ပွဲရုံကဖြတ်တာနဲ့ရတဲ့ပတ်စံတွေနဲ့အိမ်ကြီးအိမ်ကောင်းစောက်ပြီးနေကြတယ်အလှကြီးအတန်းကြီးအရန်ပေးရတယ်အညာဒေတာအရန်အလှလုပ်တယ်ကထိန်ဆိုရင်တရွာလုံးခင်းတယ်ဘာလဲတော့မသိဘူးအိမ်ပေါက်စိတ်ကထိန်ခင်းကြတယ်ပတ်စံရှိသမျှကိုလှူဖို့လုပ်ကြတယ်အိမ်ကြီးအိမ်ကောင်းနဲ့စောက်ပြီးလှူကြတယ်ဒီကာလလဲရောက်တော့အဲ့ဒီအိမ်ကြီးအိမ်ကောင်းတွေအကုန်မီးလောင်သွားတယ်အိမ်ကြီးအိမ်ကောင်းတွေမီးလောင်သွားတဲ့ခါမှာသူတို့ဘလို့နေကြရလို့ထင်တယ်အဲ့ဒီမီးလောင်သွားတဲ့တွတ်ပြားတွေကိုအိမ်နံရံလုတ်ပြီးတော့ခေါင်မိုးကိုဝါတာဘလူးကပြီးနေကြတယ်မီးလောင်ထားတဲ့တွတ်ပြားအိမ်နံရံနဲ့ဝါတာဘလူးကအမိုးဆိုရင်ဒီအညာနွေက46ဒီဂရီဆယ်စီယပ်ကနေ48လောက်ထိပူတဲ့ချိန်တွေရှိတယ်အဲ့လိုအချိန်တွေမှာအညာသူညာသားဒီတွတ်ပူကြားထဲမှာဟဟထနေအောင်ဒီစစ်တမ်းကိုခံစားနေရပါတယ်တရွာလုံးပျောက်သွားတဲ့တရွာလုံးမီးရှို့ခံရလို့ပျောက်သွားတဲ့ရွာတွေရှိတယ်အင်ဂျင်900ရှိတယ်900လုံးကုန်တယ်ကျွန်တော်တို့အဲ့ဒီမီးလောင်သွားတဲ့ကျွန်တော်တို့ဒီနားကညောင်မင်းဆိုတဲ့ရွာရှိတယ်အဲ့ရွာကြီးမီးလောင်တာကိုကျွန်တော်တို့ထိုင်ကြည့်ရတဲ့ခါမှာညိတ်တွေပေါက်ကြားတဲ့အထိကျွန်တော်တို့ခံစားရတယ်ဘာလို့လဲဆိုတော့တရွာလုံးကုန်သွားလို့ပြည်သူတွေအကုန်လုံးကျွန်တော်တို့ဘေးနားတွေကနေဝမ်းနဲ့ပလက်ငိုကြွေးကြတယ်သူတို့နှစ်ပေါင်းများစွာ generation တစ်ဆက်လုံးစူးစမ်းလာတဲ့သူတို့အိမ်ကြီးအိမ်ကောင်းတွေမီးလောင်သွားတယ်နွားတွေပါသွားတယ်လေယာသုံးပစ္စည်းတွေမီးလောင်ကုန်တယ်ဒီအတွက်သူတို့အခုဘာတွေလုပ်နေကြလဲဆိုရင်သူများရှိမှာအငှားသမားဖြစ်သွားတယ်အခုဒီမှာရှိတဲ့စစ်ဘေးရှောင်တွေဘာလုပ်နေကြလဲသူတို့ကျွန်တော်တို့အမြဲတမ်းကူညီထောက်ပံ့မှုမလုပ်နိုင်ကြဘူးသူတို့မျိုးပေါ်တက်ပြီးတော့အလုပ်သွားလုပ်တယ်ဟိုမှာပေါ်တာတွေဆွဲတယ်ဖမ်းတယ်မုံရဘက်တွေမှာဒါဆိုသူတို့အလုပ်သွားလို့မရရင်ရွာထဲမှာသူတို့ကအဝိလိုက်လျှော်ရတယ်မုတ်လက်ဆောင်လိုက်ရောင်းရတယ်သူများတရင်ကသူများအရင်ကလဲပိုင်းရာပိုင်းတွေကအခုစိတ်ရင်းကားဘွားရောက်ပြီးသူများကွန်းကြံတယ်မှာတနေ့ကို3500 4000ရပြီးကွန်းချိုးနေကြတယ်ရတဲ့ဟာကိုကြက်သွန်ထိုးနဲ့ပဲနှက်စားပြီးတော့သူတို့ရက်တည်နေကြတယ်ဒါအညာမှာဖြစ်နေတဲ့စစ်ဘေးရှောင်တွေရဲ့တနေ့တာဘဝပါသူတို့အနေနဲ့အနာဂတ်လည်းမရှိတော့ဘူးဘဝတွေလည်းပြတ်နေကြတယ်နေစရာအိမ်လည်းမရှိတော့ဘူးဒီဖုတ်ပူပြီးတိုက်အညာຫນွေကြီးကိုသူတို့ဖြတ်တန်းနေရတာနှစ်ဒီနှစ်ကာလတွေကြာခဲ့ပါပြီတစ်နှစ်ကျော်2နှစ်ရှိနေကြပါပြီဒါအညာဒေသမှာဒီလိုတွေဖြစ်နေရဆိုတာကိုပြောပြပေးချင်တာပါနောက်တစ်ခါကျွန်တော်တို့ဘက်မှာ1ပေါင်လက်ပတောင်းတောင်ရှိတယ်ပေါ့နော်လက်ပတောင်းတောင်1ပေါင်အကုန်လုံးသိကြမှာပါလက်ပတောင်းတောင်1ပေါင်အခုဆိုလို့ရှိရင်ခြံစည်းကိုအရင်က2ထပ်ပဲရှိတာအခုဆို3ထပ်ခတ်လိုက်ပါတယ်1ပေါင်ရဲ့ပတ်လေကိုခြံစည်းကိုနောက်တစ်ထပ်ခတ်လိုက်တဲ့အခါမှာအဲ့ဘေးမှာရှိတဲ့ရွာတွေအကုန်လုံးကိုစစ်တပ်ကဖယ်ခိုင်းပါတယ်သူတို့အကုန်စစ်ဘေးရှောင်ဖြစ်သွားရပါတယ်အော်ဒီအတွက်ကိုဘယ်သူတို့ပြန်လုပ်ပေးမလားဆိုပြန်မလုပ်ပေးပါဘူးအဲ့ဒီအပြင်ကို1ပေါင်ကအဝင်ဝစီးမှာအင်အား23ဂိတ်ထားပါတယ်ဂိတ်23ဂိတ်ထားပြီးအတွင်းမှာ18ဂိတ်ထားပါတယ်အဲ့ဂိတ်တွေနဲ့စောင့်ပြီးတော့အနီးနားမှာကတ်လာသမျှစိတ်ကျွဲနွားအကုန်ပြစ်တတ်တယ်ဟိုနွားကြောင်သားကတ်လည်းပြစ်တတ်တယ်ထင်းဒီဘက်မှာအညာဒေသမှာရှားပင်တွေပေါ်ပါတယ်ရှားငုတ်တူးတဲ့ပြည်သူတို့ကအစားပြစ်တတ်ပါတယ်စစ်ကြောင်းထိုးလာလို့ကျွန်တော်တို့ဘက်ကတေွားတဲ့ရဲဘော်တွေရဲ့အုပ်ကူတွေ့ရင်အဲ့ရွာပြကြပါပြီဒီအုပ်ကူလေးဟောမှတို့ကအညှိုးတကြီးထားတာပါအသက်ရှင်နေတဲ့ကျွန်တော်တို့တေပြီးသားဒီ PDF ရဲ့အုပ်ကူတောင်တို့ကအညှိုးထားရင်ရှင်နေတဲ့ကျွန်တော်တို့ပြည်သူတွေကိုမိသွားရင်မတွေးဝစရာပါပဲအရှင်လက်တွေတွေးနေကြပါပြီလက်တွေဖြတ်တာတွေခြေထောက်တွေဖြတ်တယ်ဒါတွေကစစ်တဲ့ရုံမာမှုတွေကိုမြင်ရမှာပါအညာဒေတာအများဆုံးကိုခံနေရပါပြီအခုဆိုကျွန်တော်တို့ဘက်မှာ internet line တွေလည်းဖြတ်ခံရပါတယ်သတင်းစီစဉ်မှုတွေလည်းနှောင့်နှေးပါတယ်ဘာတွေဖြစ်နေလဲပြည်သူလူဘယ်လောက်ထိခံစားနေရလဲဆိုတော့ဘယ်သူမှမသိပါဘူးဒါပေမဲ့အညာတော့စုပ်ပြတ်တက်နေအောင်ခံစားနေရပြီဆိုတော့ကျွန်တော်ရေးအာမခံပါတယ်မယုံဆိုတဲ့လူလက်ဆွဲပြီးသားပြလိုက်ချင်ပါတယ်ဒီမှာရွာလုံးကျွတ်ပျောက်သွားပြီးမီးလောင်မြင်ပဲကြံတော့တယ်ဆိုတာကိုကျွန်တော်တို့အနေနဲ့ကောင်းကောင်းကြီးတက်သေးထူနိုင်တဲ့တက်သေးတွေမျက်ဝါးထင်ထင်တွေရှိနေကြပါတယ်ဒီအတွက်ကြောင့်ညာဒေတာကိုအခုလိုပြစ်မထားဘဲနဲ့ကူညီပေးတဲ့ဒီအဖွဲ့အစည်းတွေအကုန်လုံးလည်းကျွန်တော်တို့အနေနဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့လည်းအညာသူအညာသားမဟုတ်ပါဘူးရန်ကုန်မှာနေခဲ့တာပါဒါပေမဲ့အညာဒေတာကိုလာပြီးတော့ငါတို့ဒေတာငါတို့အားလုံးတူပဲလူသားအားလုံးအခွင့်အရေးတန်းတူရရမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့ဒီဘက်ကိုလာတယ်ဒီဘက်မှာအစင်ပြေမှုတွေကူညီပေးတယ်ပေါ့နော်အဲ့လိုပဲဒီမှာကူညီပေးနေတဲ့လူတွေဒီ Facebook ကို live ကိုကြည့်ပြီးတော့ဝင်ပြီးထောက်ပံ့ပေးလှူဒန်းပေးနေတဲ့လူတွေကိုလည်းတကယ်ကိုကျေးဇူး
လက်လိုက်လဲလဲနဲ့ကိုတင်ပါတယ်ခင်ဗျထပ်ပြောလဲပါဝင်ပေးရတဲ့ငွေတွေကိုလဲတစ်ချက်တစ်ပြားမှကိုချိုးအတွက်မတုံးမဲနဲ့တကယ်မြေပြင်အတွက်ကိုထိထိရောက်ရာနှုန်းပြည့်ထောက်ပံ့ပေးသွားမယ်ဆိုတော့ကျွန်တော်လုပ်ခဲ့တဲ့တမိုင်းတစ်လျှောက်လုံးကိုအာမခံပြီးတော့ဂရုပေးနိုင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ် မောင်လေးရဲ့အကြောင်းလဲနည်းနည်းထပ်ပြောပေးပါအောင်မောင်လေးဒီမှာအမတို့ခေါင်းဆောင် ကျွန်တော်ကတော့အာနာမသိငယ်ကတော့ကျွန်တော်ကဒီတိုင်းပဲကုမ္ပဏီဝန်ထမ်းဘဝနဲ့နေခဲ့တာပါကျွန်တော်မှမောင်နှမ၄ယောက်ရှိပါတယ်ကျွန်တော်အဖေနဲ့အမေကတော့88ထဲကနိုင်ငံရေးဟိုတက်ကြွလှုပ်ရှားသူတွေပဲပေါ့ကျွန်တော်အဖေဆိုလဲဝရမ်းပြေးဘဝနဲ့အကြာကြီးနေခဲ့ရတယ်အမေတို့ဆိုတာတော့အမျိုးသမီးတွေဆိုတော့အဲ့တုန်းကလွန်ငိမ့်ပေးတဲ့အခါမှာအမေတို့ကတော့ပြန်ဝင်လာခဲ့တယ်ပေါ့နော်ဒီလိုနဲ့ရက်တည်ခဲ့ကြပြီးအခုလက်ရှိမောင်နှမ၄ယောက်ရှိပါတယ်ကျွန်တော်အမအကြီးဆုံးက2021မတ်လ1ရက်နေ့မှာစစ်တပ်ကိုရန်ကုန်မြင်းနီကုန်းအောင်တော်မူလန်းနေပြီးတိုင်းနံပါတ်29လွာနေပြီးတော့စစ်တပ်ကိုရင်းနှီးမှုတွေစီမှုတွေနဲ့လောင်းချခဲ့ပါတယ်။ဘာကြောင့်လောင်းချခဲ့လဲဆိုတော့စစ်တပ်ကလမ်းထဲဝင်လာပြီးတော့ပြည်သူတရားကိုရာဘာကြီးနဲ့သူတို့အိမ်ရောက်နေပြစ်နေတာကိုမြင်ပြီးတော့သူတို့ကလောင်းချခဲ့တာပါအိမ်မောကနေစိတ်မထိန်နိုင်မင်းနဲ့လောင်းချခဲ့တယ်လောင်းချတဲ့အခါမှာသူတို့အိမ်မောတက်ပြီးတော့ဖမ်းသွားပါတယ်။အမကထောင်ထဲမှာရင်းနှီးမှုနဲ့လောင်းတဲ့အမှုမြန်မာနိုင်ငံမှာပထမဆုံးလက်နက်နဲ့တော်လန်နဲ့ကွာဆိုပြီးတော့နာမည်ကြီးသွားခဲ့ပါတယ်။ဒါပေမဲ့အခုလည်းအမကပြေးနေရပါတယ်။ကျွန်တော်တို့မောင်တွေအကုန်လုံးကတော်လန်ရေးဆက်လုပ်နေကြသေးပါကျွန်တော်အကိုဆိုလို့ရှိရင်ကျောင်းဆရာ CDM မှာဒါပေမဲ့ဖဲခုံ PDF ထဲမှာသူရောက်နေပါတယ်ဖြတ်မြင်းဆိုတဲ့ PDF ထဲမှာအခု PDF တက်သားတယောက်အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ကျွန်တော်အမေလည်းအိမ်ကိုချိတ်ပိတ်ခံရတဲ့အတွက်ဝရမ်းပြေးဘွားနဲ့ထွက်ပြေးနေရသေးပါပဲကျွန်တော်တို့မိသားစုတကွဲတပြားနဲ့နေကြရတယ်ကျွန်တော်တို့ပြန်ဆုံမဲ့နေ့ကိုမျှော်လင့်ရင်းနဲ့ဒီတော်လန်ရေးကိုပါဝင်နေခြင်းဖြစ်ပါတယ်ကျွန်တော်တို့အားလုံးကအိမ်ကိုလွမ်းကြပါတယ်အကြောင်းမျိုးမျိုးနဲ့နေရာမျိုးစုံကိုရောက်ပြီးတော့တော်လန်နေတဲ့လူတိုင်းကအချိန်အိမ်ကိုပြန်ကျင်တဲ့စိတ်ကအမြဲတမ်းရှိနေမှာပါအဲ့ဒီအတွက်လည်းကျွန်တော်တို့အိမ်ပြန်မို့အတွက်ပူပေါင်းပါဝင်ပြီးကူညီပေးကြဖို့လဲကျွန်တော်အနေနဲ့ဖိတ်ခေါ်ခြင်းပါတယ်အကူအညီတောင်းခြင်းပါတယ်ခင်ဗျ ရှမလုံးပါ ตัวอามางเกนเต็งไม่ได้เทมขัดกันเกนกิ่งนี่นะเคยเจ็บเตะขักสินี่มั้งเคยต้องไงหรอเคยจ้าอินะนาข้าเสียไว้มามั้งตัวน่ะยังฮิจางกำเตะบางจีเรหางเป็นอิเทสามะบางอันนี้สามะมามั้งกอจางไปเลี้ยงบางคำละมาเต้นมาหักซากิสามะมาลุมลัวสลวยจังมั้งตัวอามาเป็นโลคงเงียดไม่ได้บองตัวโลคงเงียดไม่ได้บุจริงเงียดตัวอนุตาหิมาบางว่าตุนเดนagain นะสุงาบังคักเสียนมาเป็นบางยามสิเลเป็นอันนี้ดังเป็นจีโลลีเรื่องบองตับปีตักบางในนะนัวมาสมามาจีโมอามาฮิจังกำละมาเตเป็นอัญญาตาเตเป็นบางเดียมสิเลอินหอยโลหอยเดียดูจีมาแต่ไอจังอินเข้มเปอุกางตุ้มจิโมไอเวไออินุกางตุ้มมีนะฮิอาศิกางอุตไม่แต่อามาอินเดียจังกีกูไออินุอากางตุ้มนะศิกางอินเดียจังตุจังกีกินะตัวอินตุงปนาบางจิติงียาวาตุยปวนเตดาลาไม่แต่นิสาอากิดาลีนะจังกำสัตเจียเป็นทีดีเวหังตัวตุยปวนเตโตอากิดาลีนะบางจัตตาสดิงตุนอามาว่าขวาวจงขวบจังบุฟอากัดตักจังเป็นอันนั้นเสพดิ้งจงอมนอนโลอันนี้ก็โดนดิ้งจงอมนอนโลจังขวดังไปนะมีนะปวนซอบมีอินหาสักจีบังมีอินเตงจีบังอมินะตัวบังตัวนาเสียมนี่ดังมาอินสุวรรณวมตะกาอมเต้นเป็นตุนละเม็ดนาจงอมนอนโลเอ็นละลิมตะกานี่อันนี้สิมาคิหูโจโลจามาตัวบังอันเอกตอมดิ้งไม่แต่กิลวะนั่นดิ้งอาจงวินาคเสียดไว้มาโมมีแต่อีกาลตายตัวอีกเตจังนักกิฮัมนักกิฮัมพัดมาไอเวมีแต่ไปอัตมโซไปสังกำอูเลนาวกำดังองปันปีดิ้งหูดิ้งมินตัวจะตากิหูนางอนจงกิลุงเกสกากิลุงเนวสกาจงมีเตนกิสิโมจีจงกิอมนวมหลายโมอินะมีแต่อีทวกนาเตมีแต่อีเกนเทนาเตมีแต่ฮักสัตนาเตทวกนาเกนเทนาอีตัวเตตัวเตดิ้งฮิเลเตงามวยจงหินไอโลโมตัวจะตากิบอเสียหินะตัวagain นะสุงานะกะลุงซิมุงละมาเป็นบางยามสิเลเป็นฮิตัวอัทวกอินกวนเตบางฮิเลเป็นจงเป็นอามาเป็นกาลกับเด็กแต่จีนี่มั้งกาลกับเด็กแต่ฮินะกาลกับเต้นเป็นวันนี้เนี่ยนั่งซมไหมเว้ โอเคตัวเองกากับเด็กเจียนดูตัวเองนั่งสมตัวดันมอได้ในจิตตัวกาลกับบางจัตกากาลกับเด็กอินนาขัดทางว่าแต่กาลกับเต้นเป็นอามาเป็นกาลเละบางอย่างกาลเละมิปีเข้มเปเป็นอามากาลาโมฮิเซียมกาลฮิเซียมาว่าเด้งองปันปีเตะตัวองปันปีโลเตะตัวจีบางอามาน้ำนี่เนโลอามาอหิกยาเละกาลฮิเซียมีปีเข้มเปเป็นอามามีปีอามุงยา
เรากาลามูโมตัวฮิจังอ่ะตุนตัวจังอ่ะฮิอลิมดิมินะไอเงียดจงโมอีปิลวังมาองหุนมาตาฮิจิฮิไม่โมอดีกะตัวฮิมิหิงลุงซิมจงฮินอนเราฮิเป็นมิหิงลุงซิมจงฮินอนเราโมมีคดีในลุงตังเป็นอามาตุงอ่ะผมนอนเราแต่น่าเกนอ่ะฮิบอลเสียเตสงอ่ะบังฮิมจิเลนูเมย์เตป้าตาเจนไอเวนูเมย์ป้าตาเจนไอเวกัลกับสงอ่ะโมตัวบิลูสิจังตัวสงอ่ะเป็นฮินะตัวฮิจะจังอ่ะทวงนาวเป็นงงตัดมาเลยอ่ะฮิมกำเป็นสิตัดอักกิเกนไอเวโมอ่ะตัวเตเป็นนุ่งอ่ะกวนเลือกจังอ่ะตัวองไปไอเวบิลูสิจังแต่โมอ่ะตัวเป็นตุนองไปกี่กุจังเงินะนูเมย์นั่นแหละองไปนะตัวได้ไหนอีเกนวุนหอกจีของสินสินเตเมียบอลจีของมาแต่ห่วงอุ้นากิจังจีแต่ของเป็นตัวอาเซมเตสุงานุเมย์ป่าที่จะไหนเวตัวเป็นอาลุงตังซุงบ่เป็นมีขัดอีในดิ่งลุงตังอันในนอนเหลาเตมอตัวฮีน่ะอีปูเตจีเพียวจงเงินบางใบจะงุกกลุ่มปีเตทูมังนี่จีเพียวละฮีจงเงินไอ้กะยาเล่องเบตูเตเตกูลงมากูซาดะอิจิเฮียมจีเทนอนโลเวกว่ามันบังมาเซมเทนอนโลตัวน้ำมาเสพดิ้งอมนอนโลมงยาละมามีอินคองกับปวนซอบเจน่าอินซุมทะเลาะไปตัวก้มกะละโปตากิไก่ลายไม่เตบังจินุนตักนอนเดียงมอหินะอะขบุปียอะเบยเวอินอะเบยฮิลเฮียอามาบังนั่นนาบังเกนเฮียมจีเลยนักขุดปนองไก่นะฮิตเตงองหลักหนัวมิงเจเวอะขบุปียอะเบยเกลตัวด้านเหลียงไอเวมีเตยทวกดันมอตัวเตอินกะขบุปียกะเบยนาหางเป็นฮิปีเดียบเตหางฮินะจิไหนเลยไว้เวอะปีเดียบเตตุงมาอามาอากุนนั่นน่ะมวนหวยนั่นน่ะมาเป็นลายมอหินตุนตัวเตอปันปีดิ้งเป็นหนังเล็กเกยนะนวมตะกี้นะที่จะงะอมผิวเผียวเฉยไม่แต่อิวตาเลกิโลเฉยอิวตาเลดิกเฉยไม่แต่นวมตะกาเอนุ่งตะหิดเหียดเฉยอย่างตัวเตอปันปีดิ้งอ่ะตัวลายตะเอเตอมหีหางหม้อตัวจังเงินะมีปีขัดอีหินะตัวอีลุงซิมเตตั้งใจสกินะอีนาเตหลักจริงอีนาเตตักยัดหุ่นมาตาฮีจิมอตัวอังเกนแบบหนัวไม่ไงแหละဒါမဲ့လည်းဒီခုပေါ့နော်ကျမတို့ live ပြုလုပ်နေရချင်းအကြောင်းရင်းကတော့ကျမတို့စကိုင်းမြို့မှာဒီခန်းစားနေရတဲ့ပြည်သူလူထုရဲ့ဒုက္ခပေါ့နော်ဒီအထူးသဖြင့်ကျမတို့စစ်တပ်ကတော့ဒါရုံမာပြီးသားခေတ်ဆက်ဆက်ကရက်ဆက်ရုံမာခဲ့တယ်ဒီຫນွေဦးတော်လန်ရေးမှာကျမတို့ပြည်သူပြည်သားအားလုံးဟာတောင်ပေါ်မြေပြတ်မခွဲခြားပဲပေါ့နော်ကျမတို့တူညီတဲ့စိတ်တစ်ခုမတူညီမှုတွေအမျိုးမျိုးနဲ့ကျမတို့စကားဆနေပြီးတော့ကျမတို့မတူညီအောင်လုပ်တာလမ်းမဆက်သွယ်ရေးတာကျမတို့ချင်းနေထဲမှာဆိုလို့ရှိရင်စကားတွေတယောက်နဲ့တယောက်မတူကြဘူးဒါကြောင့်မလို့ဒီຫນွေဦးတော်လန်ရေးမှာလည်းကျမတို့မတူကွဲပြားမှုတွေအရာတယောက်နဲ့တယောက်ပဋိပက္ခတွေရှိတယ်သို့တော်လည်းစကားဆကိုတိုက်ထုတ်နေတဲ့မြည်သူနဲ့မဆူပေါ့နော်ကျမတို့တနေ့တစ်ချိန်ကြလို့ရှိရင်เนาะစုံမတ်တွေကကျမတို့ရှိလာမှာဖြစ်တယ်စကားဆပကပူပေါင်းနေတဲ့လူကလွဲလို့ကျန်တဲ့လူတွေအကုန်လုံးလည်းကျမတို့ကတစ်ချိန်ကြရင်အများနဲ့စုံမတ်ဆိုတာတော့ရှိမယ်ဒါပေမဲ့သူ့အတိုင်းတာနဲ့သူအားလုံးကလက်နဲ့ကင်ဆွဲပြီးတော့မှစကားဆကိုတွန်းလှန်တော်လှန်နေကြတာဖြစ်တယ်ဒါကြောင့်မို့လို့လူသားချင်းမဆာနာတဲ့လုပ်ရက်တွေကိုကြုံတွေ့လာရပြီဆိုလို့ရှိရင်တောင်ပေါ်မြေပြတ်မခွဲခြားပဲကျမတို့ကအတူတူနှလုံးနာပြီးတော့မှရင်ထဲမှာခံစားကြရတာဖြစ်တယ်ဒါကြောင့်မို့လို့ဒီကနေ့စကိုင်းမှာခန်းစားနေရတဲ့အနိဋ္ဌာယုံမြင်ကွင်းပေါ့နော်အိမ်မတန်မကိုစိတ်ညစ်စရာကောင်းလွန်းနဲ့ဝမ်းနည်းစရာကောင်းလွန်းနဲ့ယူကျုံမရဖြစ်လွန်းနဲ့ပေါ့နော်ကျမတို့စက္ကစကိုထောက်ခံတဲ့လူပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်လူသားလိုပဲမြင်တဲ့အတွက်ကြောင့်မို့လို့ကလေးလေး2နှစ်အရွယ်ကလေးလေးကိုတော့ကင်ပေါက်ခဲ့တဲ့အခြေအနေမျိုးထိပြီးကြလို့ရှိရင်ကျမတို့ဒီအသားတွေကိုလည်းအသားစိတ်ယုံမှာအယူနဲ့အသားချစ်တယ်လို့မျိုးငါဖဲဆုပ်လို့တယ်လို့မျိုးလုပ်ပြီးတော့မှကျမတို့ဒီပြည်သူစစ်ကြောင်းကထွက်ခွာသွားပြီးတဲ့နောက်ကမှရွာသားတွေကသွားတဲ့အခါမှာအဲ့ဒီလူသားပေါ့နော်အသားကိုနှလုံးကလေးစားတွေကိုအသေးတွေကိုပေါ့နော်ချက်ပြုတ်ထားတဲ့အိုးတောင်မှကြံခဲ့တဲ့အလောက်ထိကိုမြင်ရတဲ့အခြေအနေမျိုးမှာဖြစ်တဲ့အခါမှာတရွာလုံးကနေပြီးတော့မှနှလုံးနာကြတယ်ပေါ့နော်စစ်တပ်ကိုဘလောက်ပဲထောက်ခံသူတို့အပြေးတဲ့အခါမှာငါတို့နဲ့မြန်လိုက်ပြေးလို့ရှင်မင်းတို့ဒီလိုဖြစ်မှာမဟုတ်ဘူးဆိုဝန်းနဲ့ကြေကွင်းနေရတာဖြစ်တယ်ဒါကြောင့်မို့လို့ဒါကတော့သူတို့ရဲ့ရက်ဆက်တဲ့လုပ်ရဖြစ်တယ်သို့တော်လည်းဒီကနေ့ကောက်နေတဲ့ကျမတို့ emergency fund ကဘယ်မှာသုံးပါလဲသုံးပါကတော့အဲ့ဒီရွာတွေအတွက်ရွာကနေပြီးတော့မှစစ်ပေးချောင်တွေအတွက်ပေါ့နော်ဒီဘလူးစစ်ကြောင်းလိုက်ထိုးနေတဲ့အတွက်ကြောင့်မို့လို့ကျမတို့ကနေပြီးတော့မှပြေးတွားနေရတဲ့မိသားစုတွေအတွက်စေဝါတွေလိုမယ်ပထမအဆုံးအနေနဲ့ပြီးကြလို့ရှိရင်ကျမတို့စားဝတ်ပေါ့နော်စားနေရိတ်ခါတွေလိုမယ်ဒါကြောင့်မို့လို့မိဘပြည်သူတွေအနေနဲ့ကဒီလိုမျိုးရုတ်တရက်ပြေးချောင်ရတဲ့အခါမှာမိမိအိမ်မှာအဝတ်တစ်ထည်ကိုတစ်ခုနဲ့ပြေးရတဲ့သူတွေမြောက်များစွာရှိပါတယ်ဒါကြောင့်မို့လို့ဒီအတွက်ကျမတို့ကနေပြီးတော့မှတက်နိုင်တဲ့လောက်သူတို့အတွက်တစ်လစာပဲဖြစ်ဖြစ်နှစ်လစာပဲဖြစ်ဖြစ်ပါဝင်လို့ရတယ်ဖြစ်တယ်တစ်ပတ်စာပဲဖြစ်ဖြစ်တစ်ရက်စာပဲဖြစ်ဖြစ်
သူတို့အတွက်တက်တာမှာဖြစ်တယ်သူတို့ရဲ့အပူကိုခဏလေးငြိမ်းစေမယ်အေးစေမယ်ဒါကြောင့်မို့လို့ကျမတို့အားလုံးအတူတူသူတို့ရဲ့အပူကိုဝိုင်းငြိမ်းပေးရအောင်เนาะတရက်စာပဲဖြစ်တစ်ပတ်စာပဲဖြစ်တစ်လစာပဲဖြစ်ကျမတို့ပါဝင်ပေးကြရအောင်ဒီမှာရှိနေတဲ့ကျမတို့ရှင်းပြည်သူတိုင်းရင်းသားတွေအားလုံးကကျမတို့ရဲ့ရှင်း channel ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့တောင်ပေါ်မှာရှိတဲ့ကျမတို့အားလုံးကလည်းသူတို့နဲ့အတူရှိတဲ့အကြောင်းကျမတို့ရဲ့မေတ္တာတွေကိုကျမတို့ထုတ်ဖော်ပြကြရအောင်လို့เนาะဖုန်းနံပါတ်ကတော့682-420-5069ဖြစ်ပါတယ်682-420-5069ဖြစ်ပြီးတော့မှ5069ဖြစ်ပြီးတော့မှ 8zolan@gmail.com ဖြစ်ပါတယ်ဟုတ်ကဲ့ပါကျမတို့အခုချိန်မှာတော့ဆက်လက်ပြီးတော့မှအစီအစဉ်ကိုဆက်သွားမှာဖြစ်ပါတယ်ဒီတစ်ခါမှာတော့ကျမတို့ရဲ့ဒီခေါင်းဆောင်တူဦးဖြစ်တဲ့ချင်းညီနောင်ရဲ့ဥက္ကဋ္ဌအဖွဲ့ဝင်လည်းဖြစ်ပြီးတော့မှကျမတို့ CNO Film CNO ရဲ့ဥက္ကဋ္ဌလည်းဖြစ်တယ်ပေါ့နော်ကျမတို့ရဲ့ခေါင်းဆောင်ကိုစလိုင်းပီတာထမ်ကိုလေးစားစွာနဲ့ဖိတ်ကြားပါတယ်ကိုစလိုင်းပီတာထမ်ကနေပြီးတော့မှဒီကနေ့ကျမတို့ပြုလုပ်တဲ့ဘူးတလေမှာဖြစ်ပျက်သွားတဲ့ဘူးတလေမှာရှိတဲ့စကိုင်းပြည်သူပြည်သားတွေနဲ့အတူပေါ့နော်အရေးပေါ် fundraising မှာကျမတို့လာရောက်ပြီးတော့မှဒီအပေးတိုက်တွန်းစကားပြောကြပေးဖို့ရန်အတွက်ဆရာကိုဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ကဲ့ရှင်းစွာဒီဘောအရေးပေါ် fundraising ကိုပြုလုပ်ပေးတဲ့ Zolan အဖွဲ့ပေါ်မှာကျေးဇူးတင်တဲ့အကြောင်းပြောကြားလိုပါတယ်ခုလိုမျိုးချင်းတွေကြုံတွေ့လာတဲ့အခါမှာအထူးသဖြင့်တံပေါ်မြေဖြင့်အခုကိုအရှုပ်နဲ့ကိုရှုပ်နေကြတဲ့အချိန်မှာခုနလည်းဆင်မညံပြောသားတယ်လို့ပေါ့နော်ကျွန်တော်တို့ဒီစကားဆလည်းကျွန်တော်တို့ကိုပူပေါင်းနိုင်အောင်လို့ကိုအရှုပ်ကိုစီရှုပ်အောင်လုပ်နေတဲ့အချိန်မှာတောင်မှဒါကျွန်တော်တို့မြေပြတ်မှာရှိနေတဲ့ထူးသဖြင့်ဗမာအတိုင်းဝိုင်းကဖြစ်နေပေမဲ့လည်းပဲချင်းအဖွဲ့ကနေပြီးတော့မှဂရုစိုက်တဲ့အကြောင်းတော်မြေပြတ်မကွဲပြားတဲ့အကြောင်းကိုကောင်းတက်ဖို့ရန်အတွက်လက်တွေ့ပေါ်ပေးကြတဲ့ဒီဇုံနဲ့အဖွဲ့ကိုလည်းကျေးဇူးတင်ပါတယ်ထည့်ဝင်သွားတဲ့ပြည်သူမောင်နှမများအပေါ်မှာလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဒါကျွန်တော်တို့တကယ်တမ်းကျတော့အဲ့လိုထည့်ဝင်တာဟာကျွန်တော်တို့မှလည်းအပူရှန်ရှိနေလို့ထည့်ဝင်တာမျိုးမဟုတ်ဘူးဆိုတာတော့ဒါအားလုံးလည်းသိကြမယ်ထင်ပါတယ်ကျွန်တော်တို့ချင်းပြည်မှာလည်းပဲချင်းပြည်သူတွေမှာလည်းပဲကျွန်တော်တို့မှာမလုံလောက်မှုတွေမလောက်ငှမှုတွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့လုံလောက်လုံလောက်ဖြစ်တဲ့အထိပြည်ရှန်တဲ့အထိသူများကိုကူဖို့ဆောက်မယ်ဆိုရင်ကျွန်တော်ဘယ်တော့မှလည်းကူညီဖြစ်မှာမဟုတ်ပါဘူးအခုလည်းပဲကျွန်တော်တို့စီမှာပူနေပူရှန်နေလွန်းလို့ချင်းတော်လာရေးမှာဘာမှလုပ်ဆံမရှိတော့လို့ထည့်ဝင်ကြတာမျိုးမဟုတ်ပါဘူးဒါအရေးပေါ်လို့အပ်တဲ့ချိန်မှာအရေးကြီးတဲ့ခါမှာကျွန်တော်တို့သွေးနီးပါတယ်အတူတူရက်တည်ပါတယ်ဆိုတာပြတဲ့သဘောအနေနဲ့ကျွန်တော်တို့ထည့်ဝင်ကြခြင်းဖြစ်မှာဖြစ်ပါတယ်ပြီးတော့အခုကျွန်တော်တို့ထည့်ဝင်တဲ့ငွေဟာလည်းပဲတကယ်တမ်းလိုအပ်မှုပမာဏနဲ့ချိန်ကြည့်မယ်ဆိုလို့ရှိရင်ဆင့်ပါဇက်ကိုနှမ်းဖက်တဲ့လောက်ပဲဖြစ်မယ်ဆိုတာလည်းကျွန်တော်တို့ကောင်းကောင်းနားလည်ထားပါတယ်ဒါပေမဲ့ဒီအရာကကျွန်တော်တို့ဒီတောင်ပေါ်မှာရှိနေတဲ့အတိုင်းသားတွေအရာလည်းပဲမြေပြတ်မှာရှိနေတဲ့ပြည်သူနဲ့အတူတသားတည်းရက်တည်တယ်ဆိုတော့အထိတ်အမှတ်အနေနဲ့အတိမတ်ပြုပေးကြဖို့လက်ခံပေးကြဖို့ကိုလည်းဒါကျွန်တော်တို့ဒီကနေပြီးတော့မှပြောကြလိုပါတယ်ထည့်ဝင်သွားတဲ့အရောက်စီတိုင်းပုံမှာလည်းဘုရားရှင်ဆက်လက်ကောင်းချီးပေးပါစေလို့ပြောကြလိုပါတယ်ဆိုတော့တစ်ဆက်တည်းမှာပဲကျွန်တော်ဒီမှာဘာမြင်ရလဲဆိုတော့ကျွန်တော်တို့စကားစတော်လှန်နေတာဟာအမတမမှန်ကန်တဲ့လုပ်ရက်ဆိုတာကျွန်တော်တို့မြင်နေရပါတယ်အခုလိုမျိုးကျွန်တော်တို့အစိုးရတရက်လို့သူဟာသူကြီးညာပြီးတော့မှဒါ ISIS တို့လို့ပေါ့နော်ကျွန်တော်တို့ဒီအပေါ်မှာရှိနေတဲ့အကြမ်းဖက်ဖွဲ့စည်းတွေထက်တာမှပိုပြီးတော့မှကြမ်းတမ်းရုပ်မာတဲ့အဖွဲ့အစည်းဖြစ်နေတာကိုကျွန်တော်တို့မြေဝါထင်ထင်မြင်တွေ့ရပါတယ်အဲ့ဒီအဖွဲ့အစည်းအောက်မှာကျွန်တော်တို့အသက်ရှင်ရမယ်ဆိုရင်ကျွန်တော်တို့ဟာဒီကဘာပေါ်မှာလူဖြစ်ရှုံးရတဲ့နေအထားမျိုးမှာရောက်သွားပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ဒီတိုက်ပွဲကိုမနိုင်လို့မဖြစ်ပါဘူးကျွန်တော်တို့မနိုင်ဘဲနဲ့ကိုလိုကလန့်ဖြစ်သွားတယ်ဆိုလို့ရှိရင်ခုနတည်သွားတဲ့သူတွေရဲ့အသက်ဆုံးရှုံးသွားတဲ့သူတွေရဲ့အတ္တမပြုချင်းချင်းခံရတဲ့လူတွေရဲ့အနိုင်ချင်းချင်းခံရတဲ့လူတွေရဲ့တရားမျှတမှုတဲ့ကျွန်တော်ဘယ်တော့မှရရှိမှာမဟုတ်ပါဘူးမရရှိတဲ့အပြင်ကိုအဲ့ဒီလိုမျိုးမတရားမှုကိုပြုချင်းတဲ့သူတွေရဲ့လက်အောက်မှာတစ်သက်လုံးဆက်လက်ပြီးတော့နေထိုင်သွားမယ့်အနေအထားမျိုးမှာရှိပါတယ်သူတို့ကလည်းဘာဖြစ်လို့အဲ့လိုမျိုးဆက်လုပ်ပြနေတယ်လဲဆိုတော့ကျွန်တော်တို့ကိုအကြောက်တရားသွင်းချင်တာပါကျွန်တော်တို့ကြောက်နေလို့မဖြစ်တော့ပါဘူးကျွန်တော်တို့ဝမ်းနဲ့ငိုယိုပြီးတော့မှဘာမှမလုပ်ဘဲနဲ့ရက်တက်နေလို့မရပါဘူးအခုချိန်ကြမှာတော့ကျွန်တော်တို့ကတမိုင်းပေးတာဝန်ပေါ့နော်သူကျန်းစာလာအရာဆိုလို့ရှိရင်တော့ဘုရားသခင်ပြောထားတာကအရာခတ်သိမ်းတိုင်းမှာသူအချိန်ခါနဲ့သူရှိပါတယ်လို့ပြောပါတယ်စစ်တက်ရတဲ့အချိန်နဲ့အေးချမ်းရတဲ့အချိန်ရှိတယ်လို့ဆိုထားပါတယ်ဆိုတော့ဒီချိန်ကကျွန်တော်တို့စစ်တိုက်ရတဲ့အချိန်ဖြစ်လာပါတယ်ကျွန်တော်တို့ကစစ်တိုက်တဲ့ကာလမှာကျွန်တော်မွေးလာပါတယ်ဆိုတော့စစ်တိုက်တဲ့ကာလမှာအရေးကြီးဆုံးကစစ်နိုင်ဖို့ဖြစ်ပါတယ်တရားတော်စစ်နိုင်ဖို့ဖြစ်ပါတယ်ကျမ်းစာလာထဲမှာလည်းမတရားမှုနဲ့တရားမျှတတဲ့တိုက်ပွဲတွေဖြစ်လာတဲ့ခါကျတော့တရားမျှတမှုကိုအနိုင်ယူဖို့လိုအပ်ပါတယ်
ဆိုတော့ငိမ့်ချမ်းတဲ့ကာလမှာအေးချမ်းတဲ့ကာလမှာကျွန်တော်တို့ကုသကောင်းမှုတွေလုပ်ပြီးတော့မှအလှူဒန်းတွေလုပ်နေလို့ရပေမဲ့မတရားမှုကမာနကနေပြီးတော့မှမတရားတဲ့ evils ကကျွန်တော်တို့အပေါ်မှာလွှမ်းမိုးလာတဲ့အခါမှာအဲ့ဒီဟာကိုအောင်နိုင်ဖို့အတွက်အရေးကြီးလာပါတယ်ကျွန်တော်တို့ခရိယန်ကျမ်းစာသမားအရာဆိုလို့ရှိရင်ကျွန်တော်တို့ဘုရားသခင်စီမှာတော့မှတက်ထောင်ထားပါတယ်မကောင်းတဲ့နတ်ဆိုးတွေကိုတိုက်ခိုက်ဖို့ဖြစ်ပါတယ်ဒီချိန်မှာလည်းပဲကျွန်တော်တို့လက်ရှိမြေပြင်မှာရှိနေတဲ့မတရားမှုတွေမကောင်းဆိုးဝါးတွေကိုတိုက်ခိုက်နိုင်ဖို့ရန်အတွက်ဆက်လက်ပြီးတော့မှအားစိုက်ကြဖို့လိုပါတယ်တစ်ဖက်မှာလည်းပဲကျွန်တော်တို့ရဲ့ပြည်သူတွေဒုက္ခရောက်နေတဲ့ကိုလည်းအချင်းချင်းကူညီဖို့လိုအပ်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့အခုလိုမျိုးစစ်တိုက်တယ်ဆိုတာဟာလည်းပဲဒီပြည်သူတွေကောင်းစားဖို့အတွက်ဖြစ်ပါတယ်ဒီပြည်သူတွေလုံခြုံဖို့အတွက်ဖြစ်ပါတယ်ဒီပြည်သူတွေမတရားခံရတဲ့ဒုက္ခကနေကယ်တင်ဖို့ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စစ်တိုက်ရတဲ့အကြောင်းရင်းကိုလည်းမမေ့ဖို့အရေးကြီးပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ပြည်သူတွေဦးအိမ်လုံခြုံစွာနဲ့ဒါနေနိုင်ဖို့အတွက်ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်အောက်မှာနေနိုင်ဖို့အတွက်ခုနမတရားမှုတွေနဲ့ရက်ဆက်ရုပ်မှာကြမ်းတမ်းတဲ့လူတွေရဲ့အောက်မှာမဟုတ်ဘဲနဲ့ပြည်သူတွေကိုယ်တိုင်ရွေးချယ်တဲ့ပြည်သူတွေကိုယ်တိုင်အတိမတ်ပြုတဲ့ပြည်သူတွေကိုဂရုစိုက်တဲ့ system တစ်ခုကောင်းမွန်တဲ့ system တစ်ခုအောက်ရောက်နိုင်ဖို့ရန်အတွက်တော်လှန်ကြိုက်ခိုက်ကြခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီတိုက်ပွဲကိုအောင်နိုင်မှဖြစ်ပါတယ်အခုလက်ရှိချိန်မှာတော့ဒါတိုက်ပွဲတစ်ခုလုံးအတွက်မဟုတ်ဘဲနဲ့ဒါဇိုလန်ရဲ့အဓိက focus ဖြစ်တဲ့ဒီပေါ့စဘေးဒဏ်ကြောင့်ဒုက္ခရောက်သွားတဲ့ပြည်သူတွေအတွက်ပြုလုပ်တဲ့အလှူငွေလည်းပဲကျွန်တော်တို့ပြုလုပ်ဖို့လိုပါတယ်တစ်ချိန်လုံးတနတ်ကြီးပဲဝင်နေလို့လည်းမရပါဘူးတစ်ချိန်လုံးကြီးစံကြီးပဲဝင်နေလို့လည်းမရပါဘူးကြားထဲမှာကျွန်တော်ပြည်သူတွေအကုန်လုံးတေကုန်ရင်ပြည်သူတွေအကုန်လုံးငတ်ပြတ်ကုန်လို့ရှိရင်လည်းကျွန်တော်တို့စစ်တိုက်တဲ့အကြောင်းရင်းပြောက်သွားမှာဖြစ်တဲ့ကြောင့်မို့လို့ဒီကိစ္စနှစ်ခုဟာမျှမျှတတလေးသွားဖို့တော့လိုအပ်ပါတယ်ဆိုတော့အခုချိန်မှာကျွန်တော်တို့စာကားစားကြောင့်ဒုက္ခရောက်သွားတဲ့အနေစရာအိမ်မရှိတော့တဲ့အလုံးစရာလုပ်ငန်းမရှိတော့တဲ့ပြန်စရာနေရာမရှိတော့တဲ့သူတွေအတွက်ဒါကျွန်တော်တို့သူတို့ရဲ့သမုဒ္ဒရာ1 to 12အတွက်အများကြီးတော့မဟုတ်ပေမဲ့ကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကဒါကြာရပါတော့ကျွန်တော်တဲတပွင့်အဖြစ်ပါဝင်ကြမယ်အချိန်ဖြစ်ပါတယ်ဆိုတော့ညာသားတွေရဲ့ဘဝကဘယ်လိုမျိုးဖြစ်မလဲဆိုတာကျွန်တော်လည်းကောင်းကောင်းကြီးစာနာနားလည်ပြီးလို့ရပါတယ်ဘာလို့ဆိုတော့ကျွန်တော်ဇာတိဖြစ်တဲ့စက္ကန့်ကြီးရွာဟာလည်းပဲအင်ချီ800လောက်ရှိတဲ့ရွာဖြစ်ပါတယ်ဒါအခုချိန်မှာတို့အိမ်ကမရှိတော့ပါဘူးတရွာလုံးကျွတ်စကားမိရှို့ထားပြီးသားဖြစ်ပါတယ်ခုချိန်မှာလည်းပဲတို့တက်ဆွဲထားတော့ဖြစ်ပါတယ်ရွာသားတွေကအရွာပြန်လို့လည်းမရဘူးအိမ်အလုံးလို့လည်းမရတော့တဲ့အနေအထားမျိုးမှာရှိပါတယ်ဆိုတော့ကျွန်တော်ခုနစကားပြောခဲ့တယ်လို့ပဲအဲ့ဒီလိုမျိုးကျွန်တော်တို့အညာမှာဒေတာမှာရှိနေတဲ့ကျွန်တော်ဗမာတိုင်းရင်းသားတွေအတွက်အချင်းလူမျိုးတွေအနေနဲ့ဒါအလှူငွေကောက်ခံပြီးတော့ပေးလူကြခြင်းဟာချင်းပြည်နယ်မှာချင်းလူမျိုးတွေကြားထဲမှာလိုအပ်မှုမရှိလို့မဟုတ်ပါဘူးကျွန်တော်တို့ဘယ်လောက်ထိဒုက္ခရောက်ရလဲဘယ်လောက်ထိခက်ခဲလဲဆိုတော့ကောင်းကောင်းကြီးစာနာနားလည်ပေးနိုင်လို့ကျွန်တော်တို့ထဲဝင်ကြခြင်းဖြစ်တယ်ဆိုတာကိုလည်းထပ်လောင်းပြီးတော့မှပြောကြလို့ပါတယ်ထဲဝင်သွားတဲ့အရောက်စီတိုင်းပုံမှန်နဲ့ဒီအစီအစဉ်ကိုစီစဉ်ပေးတဲ့အစုံနဲ့အဖွဲ့အပေါ်မှာလည်းထပ်လောင်းပြီးတော့မှကျေးဇူးတင်တဲ့အကြောင်းဝန်တာကုန်ယူမိတဲ့အကြောင်းပြောကြလို့ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျမတို့ရဲ့ချင်းညီနောင်ခေါင်းဆောင်ဖြစ်တဲ့ဥက္ကဋ္ဌအဖွဲ့ဝင်ကိုစီပြီးတော့ CNO ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ CR စလိုင်းပီတာထန်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျမတို့ဒီနေ့အရေးပေါ်ပြုလုပ်လိုက်ရတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျမတို့ချင်းညီနောင်ရဲ့ခေါင်းဆောင်တွေကဆိုလို့ရှိရင်လည်းမြေပြင်မှာနေမှာညမှာပေါ့နော်ကျမတို့ဒီချင်းညီနောင်ရဲ့တလိုင်းမီတလိုင်းလာမယ်ဆိုတဲ့ပေါ့နော်နောက်လှိုင်းတစ်လုံးအတွက်ကိုနေ့မှာညမှာပြင်းထန်ကြိုးစားနေရတာဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့ဒါပေမဲ့လည်းဘူးတလင်အတွက်ကကြတော့ကျမတို့ဒီဟာကိုပေါ့နော်မနက်မိုးလင်းကလေးကပဲဖြစ်ဖြစ်ညတွေကပဲဖြစ်ဖြစ်ပေါ့နော်တွေ့မြင်နေကျမတို့ပြည်သူလူထုတွေကနေဘလို့မှလည်းမခံစားနိုင်ဘူးပေါ့နော်ကျမတို့ဒီ social media တွေမှာလည်း comment တွေ post တွေ share တာတွေတွေ့တယ်ကျမတို့ group တွေထဲမှာဆိုလို့ရှိရင်လည်းကျမတို့ team တွေဆိုလို့ရှိရင်လည်းတကယ်ကိုပေါ့နော်ဘလို့မှမခံစားနိုင်ကြဘူးဖုန်းတွေခေါ်ပြီးတော့ဒါကိုပဲတသွင်ပြောပြီးတော့ဘာလို့ဘာကန်ရမလဲမသိဘူးတခုခုတော့လုပ်ပေးရှင်ကြတယ်ပေါ့နော်ဘလို့လုပ်ရမလဲဘလို့ဆက်သွယ်ရမလဲဘလို့လှူဒန်းရမလဲပေါ့နော်အ ਨੇ ဆုံးအများကြီးမဟုတ်ရင်တော့မှ90တရားပါဝင်ရှင်ကြတဲ့သူတွေတော်တော်များများရှိပါတယ်အဲ့လိုပြောလို့ကကျမတို့ရဲ့ခေါင်းဆောင်ပြောသလိုမျိုးကျမတို့ချင်းပြည်နယ်ကြီးကလွတ်မြောက်ပြီးတော့မှအရန်ကိုပေါ့နော်တာယာဝပြောပြီးတော့မှပြည်သူပြည်သားတွေကလည်းချမ်းသာနေတာတော့မဟုတ်ပေမဲ့ကျမတို့က
အားလုံးပေါ့နော်အခုချိန်မှာထမင်းတစ်စီးရှိရင်တော့မှဖဲ့ပြီးတော့မှတိုင်းပြည်လုံးစားရမယ့်အခြေအနေမျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီခံစားမှုဒီဒုက္ခရောက်နေတဲ့ဒီစကိုင်းကအဲ့လိုပြောလို့အခုမှဒုက္ခရောက်နေတာလည်းမဟုတ်ပါဘူးဒီတော်လန်ရေးကာလမှာဆိုလို့ရှိရင်စကိုင်းကအခမ်းအဆုံးလည်းဖြစ်ပါတယ်ပေါ့နော်စကိုင်းသူစကိုင်းသားတွေနဲ့အတူကျမတို့အတူတူရှိတယ်ဆိုတာလည်းတော်လန်ရေးအစကတည်းကသူတို့လည်းကျမနဲ့အတူရှိကျမတို့နဲ့အတူရှိခဲ့တယ်လို့ကျမတို့ကလည်းအမြဲတမ်းသူတို့နဲ့အတူတအားသိ၍ပေါ့နော်ပါဝင်ဆောင်ရွက်ခဲ့ရတာဖြစ်တယ်ဒါပေမဲ့ဒီတစ်ခါကျတော့လူမဆန်တဲ့လှုပ်ရက်ပေါ့နော်ဒါတရိษံတွေကိုပဲအသားနဲ့အယိုးခွဲပြီးတော့မှပေါ့နော်အသားတက်ယုံနေမှာရောင်းတယ်ပြီးကြလို့ရှိရင်နောက်ဒီကလေးတွေပေါ့နော်ကလေးဆိုလို့ရှိရင်လည်းဒါရင်ခွင် point ဆီမနုသွဲဆိုလို့ရှိရင်လည်းဒါရင်ခွင် point ကအတန်ကြားနေရတဲ့ကလေးလေးဆိုလို့ရှိရင်လည်းဒါ2နှစ်ကျော်လေးပဲရှိတယ်ပြီးတော့သူ့ရဲ့ဒီကိုဝင်လဲလွယ်ထားရတာဖြစ်တယ်နောက်တော့ကလေးလေးတွေပေါ့နော်လူမမယ်ကလေးလေးတွေသူ့မှာနောက်ထပ်3ယောက်ရှိပါတယ်လို့နော်ဒီဟာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့တငယ်ချင်းတွေလည်းဘလို့မှမခံစားနိုင်အောင်ငါတို့ဘလို့ဆောင်ရွက်ကြမလဲဘလို့ပါဝင်ကြမလဲဆိုပြီးတော့မှစီစဉ်ဆောင်ရွက်တဲ့အခါမှာကိုမျိုးမြင့်အောင်ကနေပြီးတော့မှမြေပြင်မှာဓာတ်ရိုက်ဆောင်ရွက်နေတဲ့ကျမတို့ရဲ့ generation Z ရဲဘော်လေးတွေရှိတယ်ညီမလေးတို့လူရှင်နေဆိုလို့ရှိရင်တော့သူတို့တိုက်ရိုက်လှူလို့ရတယ်လို့ပြောတဲ့အခါမှာကျမချက်ချင်းပဲခေါင်းဆောင်တွေကိုခွင့်တောင်းတဲ့အခါမှာကျမတို့ PDF Zolan ZFU ကခေါင်းဆောင်တွေကလည်း humanitarian aid ဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ချိန်လုံးကဒီကျမတို့ရဲ့ခေါင်းဆောင်ပြောသလိုလက်နဲ့ဒီကိုပဲဆောင်ရွက်နေတာမဟုတ်ပဲねကျမတို့က department တွေအမျိုးမျိုးရှိတယ်အဲ့ department တွေထဲမှာ ZFU ကဆိုလို့ရှိရင် humanitarian department ရှိပါတယ်လို့ဒီ humanitarian department ကနေတော့ခွင့်ပြုပြီးတော့မှကျမတို့ယခုလိုမျိုးအမြန် emergency fundraising ပြုလုပ်လိုက်ရရှင်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒါတွေဟာကျမတို့ရှိလို့ပေါ်လို့ချမ်းသာလို့မဟုတ်ပဲနဲ့ပြည်သူတွေကနေပြီးတော့မှမောင်လေးပြောသလိုမျိုးပေါ့နော်ဟိုခေါင်းလက်ဒီပခုံးနှလုံးကြားတဲ့ကခေါင်းထွက်လာတဲ့ဒီလူသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့အမားတို့ကနေပြီးတော့မှတသားတဲ့ရက်တီပေးခဲ့တာဖြစ်တယ်လို့မျိုးစကိုင်းကလည်းအမားတို့နဲ့တူအမြဲတမ်းတသားတဲ့ရက်တီပေးနေတာဖြစ်တယ်ဆိုတာကိုလည်းအမားတို့ကသိတယ်ဒါစီရေးပဲဖြစ်ဖြစ်နိုင်ငံရေးပဲဖြစ်ဖြစ်အမားတို့အားလုံးကစကိုင်းနဲ့လည်းတသားတဲ့ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီကနေ့ဒီဘူးတလင်ရဲ့ fundraising season ကိုပြုလုပ်ရခြင်းဖြစ်ပါတယ်လို့ယခုဒီမှာလဲပေါ့နော်ကျမတို့လေးစားရတဲ့ဘိုးကြီးထက်မြက်ကိုလည်းကျမဒီမှာတွေ့ရတယ်ပေါ့နော်ဘိုးကြီးထက်မြက်အနေနဲ့လည်းဘူးတလင်ကိစ္စနဲ့ပတ်သက်ပြီးတော့မှဒါဟိုဥစားဘိုးကြီးထက်မြက်တဲ့ဆိုလို့ရှိရင်မြေပြင်ရဲ့အကြောင်းကိုပေါ့နော်တသားတဲ့အချိန်ပြည့်စက္ကန့်မရွေးပေါ့နော်အများနဲ့စောင့်ကြည့်နေကြတဲ့ကျမတို့ရဲ့လေးစားအားထားရတဲ့အစောဦးဆုံး CDN ဘိုးကြီးဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီမှာဒီရောက်ရှိနေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျမတို့ပြည်သူပြည်သားတွေကိုဘူးတလင်ရဲ့အကြောင်းလေးနဲ့ပြီးတော့ပြကြလို့ရှိရင်ဒီမှာအားလုံးကခံစားနေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီຢာတွေနဲ့ပတ်သက်ပြီးတော့ကျမတို့တော်လိုင်းရေးမှာဒီထက်ပို့ပြီးတော့မှဘာကြောင့်ပါဝင်သင့်လဲဆိုတဲ့အရာတွေကိုပေါ့နော်ကျမတို့ပြပြပေးဖို့ရန်အတွက်ဘိုးကြီးထက်မြက်ကိုလည်းကျမဖိတ်ခေါ်ရှင်ပါတယ်လို့ဘိုးကြီးထက်မြက်အချိန်ပေးနိုင်မလားရှင်ဟုတ်ကဲ့ဆမမင်္ဂလာပါဗျဟိုကျွန်တော်လည်းဟိုပါဘောနော်ဆရာဟိုဆရာမြောင်ဖိတ်တော့ချက်ချင်းလိုက်ငယ်ဝင်လဲတော့ဘာမှတော့ဟိုလိုမျိုးပေါ့လေဟိုဒီဟာအတွက်ဆိုပြီးကြိုပြီးတည်ထားတာမျိုးမရှိဘူးပေါ့နော်ဒါမဲ့လည်းအခုလိုလုံနေတဲ့အချိန်ဒါကျွန်တော်လည်းဝင်သင့်တယ်ပြီးတော့ကျတော့ဒါမျက်နှာလေးပြလို့မရဘူးလားဘိုးကြီးရဲ့ဟိုစဖြူဖြူဖိုးဖိုးမျက်နှာလေးကိုကြည့်ပြီးတော့မှကျမတို့နားထောင်ချင်လို့ပါရှင်ကျွန်တော်ကဒီမှာမြင်ရလားမြင်ရပါပြီဟုတ်အဲ့ကျတော့အခုဖြစ်သွားတဲ့ကိစ္စကတကယ်တမ်းပြောရင်တော့ဟိုကျွန်တော်အမြင်ကတော့ကျွန်တော်ဒါတကူစားအမြင်ပေါ့နော်အမှန်တိုင်းပြောရင်ကျွန်တော်ဒီလိုမျိုးတွေဖြစ်တဲ့ခါကျမှအခုလိုမျိုးပါဝင်ကြမယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့မဖြစ်ချင်တော့ဘူးပေါ့နော်ဟိုအဓိကတော့ဒီဟာတွေကဒီစစ်ကောင်စီရှိနေသေးသေးစစ်ကောင်စီတရက်ပို့ရှိရင်တရက်ကျွန်တော်ပို့ကြုံရမယ်နှစ်ရက်ပို့ရှိရင်နှစ်ရက်ကျွန်တော်ပို့ကြုံရမယ်ပေါ့နော်အဲ့တော့အများဆုံးအမြင့်ဖြတ်နိုင်ဖို့အတွက်ကိုကျွန်တော်ကနေ့စဉ်နဲ့မျှကျွန်တော်ဘာပို့တိုးပြီးလုံနိုင်လဲဆိုတဲ့ဟာကိုဒီချိန်မှာတွေးသင့်ပြီပေါ့နော်အရင်တော့ကတော့ကျွန်တော်တို့ဒါဒီလိုမျိုးဖြစ်စဉ်တွေမရှိဘူးဆိုတဲ့နေ့တွေမှာကျွန်တော်တို့တွေအလုပ်တွေပေါ့ရောခဲ့တာလည်းရှိမယ်ဒီနေ့မပြီးတဲ့အလုပ်ကိုနောက်နေ့မှဆက်လုပ်မယ်ကွာဆိုပြီးတော့တွေးခဲ့ကြရတယ်လည်းရှိကောင်းရှိမယ်ပေါ့နော်ဟိုဒါပေမဲ့ဒီလိုမျိုးဖြစ်စဉ်တွေကြုံလိုက်တယ်ဒီလိုမျိုးဘုံကျဲတာပဲဖြစ်ဒီလိုလူမဆန်တာမျိုးတွေပဲဖြစ်ကြုံလိုက်ကြပြီဆိုတဲ့အခါကျမှငါတို့ဘယ်ကိုကူပေးရမလဲဆိုတာဒါကျွန်တော်ပြောတဲ့ဟာကျွန်တော်ခန်းစားချက်တွေပါခြင်းလဲပါနေလိမ့်မှာပေါ့နော်ဟိုအဓိကတော့ဒီလိုမျိုးကြီးဖြစ်ကြမှာပဲငါတို့ဝိုင်းကူကြမယ်ဆိုတဲ့ဟာမျိုးတွေကျွန်တော်မရှိစေချင်ဘူးပေါ့နော်တကယ်တမ်းတော့ကျွန်တော်တို့နေ့စဉ်နဲ့မျှဒီလိုဖြစ်ရဆိုးတွေရှိနေတယ်ဆိုတာတကယ်တမ်းဟိုဒီနိုင်ငံအနှံ့မှာတောက်လျှောက်ဖြစ်နေတာပေါ့နော်မတိလိုက်တာမျိုးတွေပဲရှိမယ်အနည်းနဲ့အများပဲကွာရင်ကွာမယ်အစစ်တပ်ကပြည်သူပေါ်မှာဒီလိုရဲဆက်လုပ်ရက်တွေကတော့နေရာအနှံ့မှာတောက်လျှောက်လုပ်နေကြတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီတက်ပို့ပြီးတော့ပို့စူးစမ်းစေချင်တယ်ပြီးတော့ပို့ပြီးပါဝင်ကြစေချင်တယ်အရင်ကကျွန်တော်တို့တနေ့မှအလုပ်တော်လိုင်းအလုပ်တစ်ခုလောက်လုပ်နိုင်တယ်ဆိုရင်ကျွန်တော်အခုနှစ်ခုလောက်လုပ်နိုင်အောင်ဘယ်လိုစူးစမ်းမလဲဘယ်လိုပါဝင်ကြမလဲဆိုတဲ့ဟာမျိုးပို့တွေးစေချင်တယ်ပေါ့နော်
ပြီးတော့ဒီလိုလောက်ရက်ကိုကျွန်တော်အခုလိုမြင်ရတဲ့အခါဟိုကျွန်တော်တက်တက်နဲ့တကူကျွန်တော်စစ်တဲ့ထဲမှာ15နှစ်နေခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့လောက်ထိဟိုရဟန်းဆိုင်ရုပ်မှာပေါ့နော်ကျွန်တော်တခါမှမကြားလည်းမကြားခဲ့ဘူးလို့မမြင်လည်းမမြင်မကြုံလည်းမကြုံခဲ့ရဘူးပေါ့နော်ဟိုသူတို့ဟာလည်းသူတို့ဒါရှေ့ပိုင်းကာလတွေမှာအချို့ဒါဆရာကြီးတွေပြောကြရရှိတယ်ဒါပေမဲ့ဒီလိုရုပ်မှာပေါ့နော်ဟိုကျွန်တော်လူတယောက်ကိုတတ်လိုက်တယ်ကျွန်တော်အဆိုးဆုံးအဖြစ်ပြကြားဘူးခဲ့တာဆိုလို့ဒါလူတယောက်ကိုတတ်တယ်ဘိုက်ခွဲပြီးတော့ခေါင်းဘိုက်ထဲပြန်ထည့်တယ်ဆိုရဟာဒါအဆိုးဆုံးကြားခဲ့ဘူးတာပေါ့နော်အခုလောက်ထိအယိုးနဲ့အသားနဲ့ခွဲခြားပြီးတော့ရုပ်ပြဆင်းပြပုံစံမျိုးပြီးရင်ဒါခြံစည်းရိုးအတိုင်းမှာချိတ်ထားရလောက်အောင်ထိရုပ်မှာလောက်တာမျိုးကကျွန်တော်တို့တစ်ခါမှမတွေ့ခဲ့ဘူးပြီးတော့လူဆိုရင်ဒီလိုမလောက်ရက်ဘူးလို့ကျွန်တော်တို့မြင်တယ်ပေါ့နော်အဓိကတော့အခုကျွန်တော်ရင်ဆိုင်နေရတဲ့သူတွေကလူတွေမဟုတ်တော့ဘူးလို့ပဲကျွန်တော်တို့ပြောချင်တာပေါ့နော်ပြီးတော့ကျတော့ဒီလိုမျိုးကောင်တွေရှိနေသေးဒီလိုဖြစ်ရတဲ့တောက်လျှောက်လာနေဦးမှာလို့ကျွန်တော်ကတော့ပြောချင်တယ်ပြီးတော့ကျွန်တော်ရှေ့ပိုင်းကာလတွေမှာဆိုတော့ဒီလိုပဲဘယ်သူမှတင်မထားပါဘူးဆိုတော့ဘယ်သူမှမလုပ်တော့ပါဘူးဆိုတော့ဆေးချောင်စကန်တွေကိုပုံကျဲတယ်ပြီးတော့ကလေးတွေပဲစာတင်နေပါဆိုတော့စာတင်ကျောင်းတွေကိုပုံကျဲတယ်ပြီးတော့ခုနလိုပဲပေါ့နော်အရက်ဘက်ပြစ်မှတ်တွေကိုကြည့်ပဲဥတီပြီးတော့တိုက်ခိုက်တာမျိုးတွေကိုတော်တော်လေးကိုရုံးမှာလှုပ်ဆောင်လာရှိတယ်အဓိကတော့အခုကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေကအင်အားကောင်းလာတဲ့မြဒီတော်လိုင်းတပ်ဖွဲ့တွေကိုမနိုင်တော့တဲ့အခါသူတို့နိုင်ရလက်နက်မဲ့ပြည်သူကိုပို့ပြီးတော့အပြစ်ပုံချတယ်ပို့ပြီးတော့သူတို့ရဲ့ဒေါသတွေကိုပုံချတယ်ဆိုပြီးတော့ကျွန်တော်မြင်ရတယ်ပြီးတော့ဒီတော်လိုင်းတပ်ဖွဲ့တွေကိုအာကိုတကြီးနဲ့ဒါထောက်ပံ့ပေးနေကြမျိုးရှိမယ်အားပေးကြမျိုးရှိမယ်အဲ့လိုမျိုးလုပ်ပေးနေကြတဲ့ပြည်သူနဲ့တော်လိုင်းတပ်ဖွဲ့တွေနဲ့ကိုသွေးကွဲဖို့အတွက်ကိုအခုလိုမျိုးပုံစံမျိုးတွေလုပ်တယ်ဒါဆိုရင်ဒီကြေးရွာဆိုရင်ဒါတော်တော်လေးကိုတကယ်တမ်းကျွန်တော်တို့နေရာစဉ်းစားကြည့်မယ်ဆိုရင်တို့ကြောက်လန့်နေကြပြီပေါ့နော် PDF တွေလာမှလည်းတို့ကြောက်နေကြတကယ်လည်းတွေးကြည့်မယ်ဆိုရင်ပေါ့နော်တို့မှလက်နက်မှမရှိတာဒီ PDF တွေတို့စီမှာလာွားလို့ဒီလိုမျိုးဖြစ်တယ်ဆိုတဲ့အတွေးရဒါတို့စီမှာလည်းရှိကောင်းရှိသွားနိုင်တယ်နင်တို့လာလို့စစ်တပ်ကငါတို့ဒီလိုလှုပ်သွားရဲဆိုတဲ့အပြစ်တင်မှုတွေကရှိကောင်းရှိသွားနိုင်တယ်ဘာလို့လဲဆိုတော့တို့လှုပ်ခဲ့တဲ့လှုပ်ရက်ကဘယ်သူမှမမြင်ချင်းလောက်အောင်ဒီရက်ဆက်တဲ့လှုပ်ရမျိုးတွေလှုပ်သွားတာပေါ့နော်အဲ့တော့အဲ့လိုဒါဒီ PDF တပ်ဖွဲ့တွေကိုထောက်ပံ့နေတဲ့တော်လန်ပြည်သူတွေမုံတီးသွားအောင်ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့လှုပ်တာတွေလည်းရှိသလိုခုနလိုသူတို့ PDF တပ်ဖွဲ့တွေကိုမနိုင်တော့တဲ့အခါပေါ့နော်တဖြည်းဖြည်းနဲ့ကျွန်တော်တပ်ဖွဲ့တွေအင်အားတောင်းနေလာတဲ့အခါသူတို့ကိုရှင်မဖြစ်နိုင်တော့တဲ့အခါမှာသူတို့မနိုင်နိုင်ရအနိုင်ကျင့်လို့ရတဲ့လက်နက်မဲ့ပြည်သူကိုလှုပ်တာမျိုးတွေလည်းပို့ပြီးတော့များလာတယ်ပေါ့နော်အဲ့တော့အဲ့လိုဖြစ်ရဆိုတွေကျွန်တော်တို့မကြုံကျင်ဘူးဆိုရင်တော့ကျွန်တော်တချို့အရာတွေမှာနေ့စဉ်နဲ့များကျွန်တော်တို့ဒေါ်လာရင်းပေါ်မှာစိတ်ဝင်စားလုပ်နေကြတာပါပဲဒါပေမဲ့ကိုယ့်ရဲ့ရှင်သန်ရက်တည်အတွက်လည်းကျွန်တော်တို့လှုပ်ကြရတယ်အဲဒါကြတော့ကျွန်တော်ဒေါ်လာရင်းအတွက်ကိုအချိန်1နာရီလောက်ပို့ပေးတာပဲဖြစ်ဖြစ်အရင်တော့9နာရီပြီးရင်ကျွန်တော်6နာရီပို့ပေးရဖြစ်ဖြစ်အရင်တော့9နာရီပြီးရင်အခုကျွန်တော်10နာရီပို့ပေးရပဲဖြစ်ဖြစ်ပေါ့နော်အရင်တော့ကျွန်တော်အလုပ်တစ်ခုလောက်ပဲစူးစမ်းနိုင်တယ်ဆိုတော့အခု2ခုလောက်ဘယ်လိုလုပ်မလဲအရင်တော့ကျွန်တော်တယောက်တည်းကူတယ်ဆိုရင်ကျွန်တော်ငါတို့2ယောက်3ယောက်ပေါင်းပြီးဘယ်လိုကူကြမလဲအဲ့လိုပုံစံမျိုးလေးတော့ကျွန်တော်ပို့ပြီးတော့တွေးသိချင်တယ်ပေါ့နော်ပြီးတော့ဒီအကြောင်းကျွန်တော်ပြောရတာတချင်ကစစ်သားဖြစ်ခဲ့ဘူးတဲ့သူတယောက်အနေနဲ့ပြောရတော့ရှက်တယ်ပေါ့နော်ကျွန်တော်ဘယ်တော့မှမတွေးခဲ့ဘူးတဲ့အရာတွေကိုအခုလိုမြင်နေရတဲ့အခါဒီစစ်တပ်ကိုကျွန်တော်အရန်ယွန်တယ်အရန်မုန်းတယ်ဒီထက်ကောင်းမွန်တဲ့စစ်တပ်တွေကိုပဲကျွန်တော်ကတကယ်တမ်းတော့ပြည်သူကိုကာကွယ်တဲ့စစ်သားပဲကျွန်တော်ကမြင်ချင်တာဗျအခုလိုမျိုးပြည်သူကိုတတ်နေတဲ့စစ်သားကတော့ကျွန်တော်ကအမြန်ဆုံးဖယ်ရှားဖို့လိုတယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တွေဝိုင်းပြီးတော့ကြိုးစားစေချင်တယ်ဒီနေ့ကျွန်တော်ပြောတဲ့စကားလေးထဲမှာပေါ့နော်ဟိုချိုးရည်ကျွန်တော်အရှိမဝန်ခံထားပါတယ်ခန်းစားချက်တွေပါကောင်းပါနိုင်ပါတယ်ဟိုကျွန်တော်လည်းစောက်တရားများရှိရပါတော့ကျွန်တော်မျိုးညင်းတယ်ဒါပေမဲ့လည်းဒါဝင်ရမယ်ဆိုတဲ့အချိန်မှာဝင်သိတယ်ဒါနားထောင်မယ်ပြောသိတာလည်းပြောမယ်ဆိုပြီးတော့စိတ်ဆုံးရက်ပြီးဝင်လာတော့ကျွန်တော်ပြင်ဆင်ထားတာမရှိဘူးအဓိကတော့ကျွန်တော်ပြောရတဲ့ထဲမှာပြောမှဆိုမှရှိသွားခဲ့ရင်အမြင်လွဲမှားတာမျိုးရှိသွားခဲ့ရင်ကျွန်တော်တောင်းပန်ချင်ပါတယ်လို့ဟုတ်ကျေးဇူးတင်ပါတယ်ရပါတယ်ဘိုးကြီးဒါကျမတို့ကအမြန်ပေါ့နော် fundraising ဒါအားလုံးကလည်းတခုခုဒါကျမတို့ဒီစကိုင်းနဲ့ကြတော့ဒီကျမတို့ PDF ဇုံလန်းပဲဖြစ်ပေါ့နော်ချင်းကြီးနောင်ဝါပဲဖြစ်စီရေးအရာမှာမြေပြင်မှာပေါ့နော်ပူပေါင်းဆောင်ရွက်တာတွေအများကြီးရှိတယ်ဒါပြည်သူကိုချပြလို့ရတာရောမချပြလို့ရတာရောကျမတို့အများကြီးတပြေးတဲ့တသားတဲ့ D1 ကစနေတူတူရှိနေပေါ့နော်ဒါပေမဲ့ဒီဘူးတလင်ကိစ္စနဲ့ပတ်သက်ကြတော့တခြားပြည်သူလူထုပေါ့နော်ကျမတို့ ਨੇ ဆက်ဆက်မှုမရှိတဲ့စီရေးအရာမဟုတ်ပဲနဲ့ဆက်ဆက်မှုမရှိတဲ့ဒီ humanitarian ဘိုင်းမှာပါဝင်ရှင်တဲ့သူတွေကိုပါဝင်လို့ရအောင်ကျမတို့ emergency live လုပ်လိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အခုဒီမှာပါဝင်တဲ့သူတွေကျမတို့ခေါင်းဆောင်တွေကအစကျမတို့ခေါင်းဆောင်ပေါ့နော်ချင်းကြီးနောင်ခေါင်းဆောင်တွေကစအပြေးအလွာအင်ကြီးကုတ်မြနေကောက်ဝစ်ပြီးတော့မှသူတို့ပြေးလာရတာဖြစ်တယ်ကျမကလည်း
ဘယ်လိုလုပ်ရမလဲမသိဘူးတခုခုတော့လုပ်ပေးရှင်နေဆိုတဲ့ဆန္ဒဘယ်လိုမှရင်ထဲမှာမခံစားနိုင်တော့ဘူးပေါ့နော်အဲ့လိုမျိုးအယူတခြားတာတခြားဖြစ်ပြီးတော့မှငဖယ်ဆုပ်လို့လုပ်တာမျိုးသိတယ်မလားဟိုသွားတဲ့အခါမှာသူတို့ကဒီအသေးဟိုကဆက်ချက်ပြုတ်ထားတာဆိုတော့ကျွန်တော်တို့တော်လိုင်းရေးတစ်ချောက်ကာလမှာဒါအဆိုးဝါးဆုံးတော့ကြားဖူးလိုက်တဲ့အရာလို့ကျွန်မအဲ့ဒီဘိုက်ခွဲတာတို့ဥခွဲတာတို့ကျွန်မတို့ကြားဖူးပါတယ်ဒါပေမဲ့ချက်ပြုတ်ပြီးတော့မှသူတို့စားတဲ့ပုံစံမျိုးလုပ်ထားတာကြီးကြတော့တခုခုကျွန်မတို့တိုင်းရင်းသားတွေလဲပေါ့နော်စကိုင်းရဲ့အားကြောင့်မို့လို့တော်လိုင်းရေးရာဒီနေ့ထိအောင်မြင်လာတာလို့ကျွန်မတိုင်းရင်းသားတွေအနေနဲ့ခံစားရတယ်ပေါ့နော်ဆိုတော့စကိုင်းသားတွေကိုကျွန်မတို့ကအမြဲတမ်းကျေးဇူးတင်နေတာလည်းဖြစ်တယ်ဂုဏ်ယူနေတာလည်းဖြစ်တယ်ကျွန်မတို့ချင်းပြည်နယ်မှာကဒီဟိုရာသီဥတုကလည်းအရန်ဆိုးတဲ့ခါကျတော့ကျွန်မတို့ဒီရဲဘော်တွေနဲ့ဒီစကိုင်းအတွက် fundraising တွေလုပ်ပေးတဲ့ခါ meeting ရှိတဲ့ခါကျရင်ဆရာမရေကျွန်မတို့ရှင်းညီနောင်ကစီရေးလေးကျင်းတဲ့ခါမှာအရန်ကိုစိုးရတဲ့ရာသီဥတုတောင်ကိုခံနေရတယ်သူတို့ကဘယ်လိုပြန်ပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့ဆိုလို့ရှိရင်တဲ့ဟိုဘယ်လိုပြောမလဲဘယ်လောက်ပဲခက်ခဲအဒီရတွေဂျားတွေကလုံနေရပေမဲ့အဲယာတီဥရုဒံကိုကြတော့တောင်ပေါ်ကလူတွေလောက်ကျွန်တော်တို့မခံစားရဘူးပြီးတော့စားနေရိတ်ခါသူတို့စားတဲ့အရာတွေဆိုလို့ကျွန်တော်တို့ဆိုစကိုင်းပြည်သူပြည်သားတွေကပေါ့နော်ရွာသားရွာသူရွာသားတွေကကျွန်တော်တို့ကောက်ပဲတိနှံနေအများနဲ့ကျွေးတယ်တဲ့တောင်ပေါ်မှာရှိတဲ့သူတွေကြတော့တဲ့ယာတီဥရုလည်းခံရတဲ့အပြင်စားဝင်းနေရလည်းရမ်းခတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရိတ်ခါတွေပုတ်ပေးရှင်နေဆိုကျွန်မတို့ပြောတဲ့အခါမှာပေါ့အဲ့ဒီစကားတန်တွေကျွန်မခုချိန်ဒီမမေ့ဘူးဒါကြောင့်မလို့စကိုင်းမှာရှိတဲ့ PDF တွေရဲဘော်တွေကသူတို့လည်းဒုက္ခရောက်နေတဲ့အပြင်သူတို့ကကောက်ပဲတိနှံပေါ်တဲ့အတွက်ကြောင့်မလို့ကျွန်မတို့တောင်ပေါ်ကရှင်းညီနောင်တွေကိုပေါ့နော်မရတဲ့နီးနဲ့သူတို့ပို့ပေးတာတွေရှိတယ်ကျမတို့ကအိန္ဒိယဘက်ကနေလိုအပ်တဲ့ပစ္စည်းလေးတွေစီးပွားလေးတွေလိုအပ်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီလက်နက်ပိုင်းဆက်လိုတဲ့ဆိုကျမတို့တယောက်နဲ့တယောက်ကူညီဆောင်ရွက်နေတာရှိတဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးကျမတို့နဲ့တသားတဲ့ညီကိုမောင်နှမတွေလိုဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီလိုဖြစ်တဲ့အခါမှာကျမတို့ရင်ထဲမှာဘလို့မှမခံစားနိုင်ဘူးနော်ဒါကြောင့်မို့လို့အမြန်ဆုံး fundraising live ကလေးကိုပေါ့နော်ကျမတို့ပေးလိုက်တယ်ဆိုရင်ကျမတို့ဒီမှာရှိတဲ့တော်လိုင်းရေးမှာပါဝင်နေတဲ့ခေါင်းဆောင်တဲ့လူတွေပေးလိုက်တယ်ဆိုရင်100 200ပဲဖြစ်နိုင်မယ်ပေါ့နော်ဒါပေမဲ့ပြည်သားအားလုံးပါလိုက်တဲ့အခါမှာအခုဆိုရင်ဟိုစာဘိုးကြီးကကျမတို့2000လောက်ရပြီပေါ့နော်ဆိုတော့တရက်စာပဲဖြစ်ဖြစ်တပတ်စာပဲဖြစ်ဖြစ်တလစာပဲဖြစ်ဖြစ်စကိုင်းမှာရှိတဲ့အခုဒုက္ခရောက်နေတဲ့ဒီအိမ်တွေကိုထားခဲ့ပြီးတော့မှရုတ်တရက်ဒီအဝတ်တထည်ကိုတစ်ခုနဲ့ထွက်သွားရတဲ့စကိုင်းသားတွေအတွက်ကျမတို့ရှင်းပြည်သူတွေကနေတရက်စာဖြစ်ဖြစ်သူတို့ရင်တွေကိုအေးစေမယ်ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့အခုလို emergency လောက်လိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကစင်ကလေးဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့လဲကျမဒီမှာရှိတဲ့ခေါင်းဆောင်တွေနဲ့တူဧည့်သည်တွေကိုအထူးပဲတောင်းပန်လိုပါတယ်လို့ကျေးဇူးတင်ပါတယ်ဘိုးကြီးနေနဲ့လည်းလုံးဝတစ်ချက်မှမငြင်းမနဲ့အခုလိုပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်tena ya pui mo them ya di athugen te tom chek kenong gen kik nengena mo ama ongen na hi le pen hibang dan na to se tak cha ngena aki hu pan ding chi pen ka dei non ke chi mo a hangena hi pen gal kap ongom lai sung se ni khadongom be le hi hak sanna te ni khadongom to ding mo in amao bang tan be ongom ding hiam ongom tan tan hi hak sanna te om den ding hi manina ana ama sa pe sep ding hi le hi ngong tat gal kap te abeina ding isep meng ding pen ni dang sangena azania za thomi ha kat ding thupi ding hi chi to khechangena mi pi ten hi sangena i ha kat zo ding i han chiam jok ding tu lai taka hi le pen to lai na sem komina nun tang na ding nek zon na to ki jong kom aki thwa kom nun tak na hi ya to hi manina abe sa hunina to lai ya ding na na sep khat sem hi ya le tun na sep ni se mai zoina na sep khat pe hi na khat pe wa aza ni bangina i ha ka dong kul ta ding hi chi mo to khechangena hi ama pen tuang genมีบุยเทมเป็ดมาเป็นกาลกับลุยมอกาลกับสงะกลุ่มซอยและกลุ่มงาบางออมไงฮีนะกาลกับขัดกะฮีนะตัวฮีบังดานากาลกับเตกำตัดกะหมูเป็นกะไม้จงซุ่มฮีจิมอกะแกนจังจงซุ่มหวยสมาใหม่จึงมาหูนะก็กาลกับสงะกะเทไงลกถูเตฮีนะฮีบังดานากะหมูจังนะจงกะไม้จงซุ่มนะจงกิหวยจงกะซาฮีมออินลำดังจงสายจีนะอามันองเกนฮีมออามาเป็นกาลกับลุยเงียดกลุ่มสารกลุ่มงาบังมอตัวฮีนะตัวคิดจังนะฮิจะจังอ่ะงงตัดเตเป็นจึงมาหุ่นมันมุงไงโลเทงไงโลจักจงจังไงโลตัวจานให้เตเป็นมิหิงจงหินอนโลฮีเจแต่คือจังไงนะอามาเป็นกาลกับเตนะฮิปีเดียกเตตุงอามาอบอลเทโลตักจันบางฮิยามจีเลมิปีเตไม่แต่ลายหิลนาสังเตอบอมเขียแต่คือจังไงนะกาลใต้นะเสียงสักขันไม่แต่ตัวเตของอบอมเขียนะโมในโลมิปีเตตุงอามาเตนะอามาเฮนาทางไปนาเป็นสงเขียวมออีน่ะอดีก็อามาบางหางเงินตัวบางบอลเฮียมจีเล PDF เตเลมิปีเตลุงซิมกิมุเขียนน่ะเดียงองบอลุมอฮิ PDF เตองอมหางเงินน่ะมิปีเตน่ะฮิบังเงินกะถวากูฮีโนหางฮีจีน่ะอะ PDF เตอะเลโมสักดิงอามาอเกลน่ะตัวฮิบังน่ะกำเตาฮีจิเป็นฮิบูปานองเกนเงียนมอตัวฮิมันนี่น่ะมิปีเตเงินอีลุงซิมอะฮอยสักโลเดียงฮิเป็นบางหางเฮียมจีเป็นกาลกับเตหางฮิลำเป็นซาใจเตลเดียงตัวเป็นมันกิจแจนตะกินะองเกนฮีโมเดียง
กว่าอีโมนาเฮียบางหางินเปียงเฮียมจิเป็นอามาปีเดียบเตลมปีเตกิกาลากิเตลเขียวเดียงอดีนาหางอ่ะอบาอวายหอมูฮีจิโมตัวฮีนาโมในโลไม่ปีเตตุงอามาเฮนาเป็นตุสักเดนุจิเป็นอดีกาอามายองเกนนาส่งปนินาเกนอทุปิเดกเตียงกงไก่ขอบตัวเตียงองเกนหินิงโมลงดาไม่แหละ ဟုတ်လဲလုံတမေးလဲนี่ตัวซุมอลุเบอเมียตังกงนเมียอเมีย อ๋ออมมาอมมาอีนะ အဲ့လိုထောက်ပုံငွေတွေထပ်ဝင်တာရှိတယ်ဆိုရင်ကြော်ညာပေးပါအောင်ဆီယမ ကျွန်မထပ်ပြီးတော့ချိန်ညာပေးမယ်ထပ်လောင်းပြီးတော့ဝင်လာတာရှိပါတယ်ပါတူလ်မုံကနေပြီးတော့ဒေါ်လာ50ပေးပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ပြီးတော့8 ton ပေါင်ကနေပြီးတော့ဒေါ်လာ50ထပ်လောင်းပေးပါတယ်ပြီးတော့ဆီယမဒွန်လီယန်ကနေပြီးတော့လဲဒေါ်လာ30ပေးပါတယ်ဒီဆီယမဆိုလို့ရှိရင်ကျမတို့ရဲ့ဇိုလန်မှာအမြဲတမ်းတက်အားပါဝင်တဲ့ဆီယမဖြစ်တယ်သူကိုယ်တိုင်ကအလုံးမလုံးတော့ဘူးတိုးတော်ညာလည်းပဲသူ့မှာရှိစုမဲ့စုလေးနဲ့အမြဲတမ်းပါဝင်တာဖြစ်တယ်ပေါ့နော်ဆီယမကိုကျေးဇူးအများကြီးတင်တယ်တော်ခေချာငင်နာနောက်ပြီးတော့မုံနောကနေပြီးတော့ဒေါ်လာ50ထပ်လောင်းပေးပါတယ်နောက်ပြီးတော့ကျမတို့ရဲ့မောင်လေးမလေးရှားနေပြီးတော့ SG မာကနေပြီးတော့မလေးရှား RM 100ပေးပါတယ်ရှင်နောက်ထပ်ပြီးတော့ညမာနာနေပြီးတော့ဒေါ်လာ50နဲ့ပါဝင်ပါတယ်ဂျွန်ခိုင်လည်းဒေါ်လာ50နဲ့ပါဝင်ပါတယ်နောက်ထပ်ပြီးတော့ဂျင်ကင်မနေပြီးတော့လဲဒေါ်လာ50ထည့်ပေးပါတယ်ကျေးဇူးတင်ပါတယ်နောက်ပြီးတော့ဂင်ထောင်းကနေပြီးတော့ဒေါ်လာ50ထပ်ပြီးတော့ပေးပါတယ်ဆိုတော့ဒေါ်လာ10ဒီလောက်ကျမချင်းညာပါမယ်အောက်မှာနည်းနည်းရှိသေးတယ်ဒါပေမဲ့စရင်တေချာမမှတ်သေးတဲ့အတွက်ပေါ့နော်ဆိုတော့လောလောဆယ်ကျမချင်းညာထားပြီးတလောက်ဆိုလို့ရှိရင်total amount ကကြတော့ဒေါ်လာ2280နဲ့စင်ကာပူဒေါ်လာ300နဲ့ RM 200ရထားပြတာဖြစ်ပါတယ်ရှင်ပေးကလှူဒန်းကြတဲ့အရောက်စီတိုင်းကိုတကယ်ကိုကျေးဇူးတင်သလိုနောက်ထပ်လည်းဒီ live ပြီးသွားလို့ရှိရင်လည်းထပ်ပြီးတော့ပေးလို့ရပါတယ်ဆိုတော့ထပ်လောင်းပြီးတော့တိုက်တွန်းနှိုးဆော်ချင်ပါတယ်နောက်ပိတကိနအလုံးဒါမဲ့လဲ โอเคကျမတို့အခုပေါ့နော်ပေးလိုက်တဲ့ငွေတွေပေါ့နော်ဒီငွေတွေအကုန်လုံးပါဆိုလို့ရှိရင်เนาะမောင်လေးအကုန်ကြားတယ်เนาะဒါတွေအကုန်လုံးကိုကျမတို့မောင်လေးနေဆန်းစီကိုချက်ချင်းရောက်အောင်ကျမတို့အမြန်ဆုံးစူးစမ်းပြီးတော့မှတချို့ကကြတော့အလုတ်ထဲမှာမှုလို့မအားတဲ့အတွက်ကြောင့်မှုလို့ပေါ့နော်ဒီ face promise အနေနဲ့ကျွန်တော်ဒီလောက်ပါဝင်ပါမယ်ဆိုပြီးတော့မှစာလေးရေးပြီးပို့ပေးတဲ့လူတွေရှိပါတယ်အဲဒီလူတွေကလည်းအမြန်ဆုံးကျေးဇူးပြုပြီးအလုတ်အားပြီးဆိုတာနဲ့ချက်ချင်းပဲကျမတို့ဒီ Zelle number 682425069 8zolan@gmail.com ကိုအမြဲဆုံးပို့ပေးပါလို့ကျမတို့ဒီညတွင်းရှင်းမဲ့ဖြစ်ဒီမှာဦးလန်နိုးတို့ OMC ခိုင်နိုးကနေပြီးတော့မှကြိုးစားဆောင်ရွက်ပြီးတော့မှမြေပြင်ကိုအမြန်ဆုံးရောက်အောင်ကျမတို့ချက်ချင်းကိုဆောင်ရွက်သွားပြီးတော့မှမောင်လေးစီကနေတဆင့်ကျမတို့ဘုဒ္ဓလင်မှာရှိတဲ့ပြည်သူတွေစကိုင်းမှာရှိတဲ့ပြည်သူတွေရဲ့ဒီတရက်စာဖြစ်ပေါ့နော်ကျမတို့တလစာဖြစ်ပေါ့နော်ကျမတို့သူတို့ရဲ့ရင်ကိုအေးစေဖို့ရန်ပါဝင်မှာဖြစ်တယ်တကယ်လို့ဒီ live ပြီးသွားတဲ့အခါကျလို့ရှိရင်လည်းဘုဒ္ဓလင်ရဲ့စစ်ပွဲစကိုင်းရဲ့စစ်ပွဲကပြီးမှာမဟုတ်ပါဘူးလို့ဘာဖြစ်လို့လဲဆိုတော့စကိုင်းရဆိုလို့ရှိရင်စကြရယနေ့ချိန်ထိပေါ့နော်ပါဝင်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဆက်လက်ပြီးတော့မှစကိုင်းအတွက်ကိုလည်းအမြဲတမ်းပေါ့နော်ဆက်ပြီးတော့မှပါဝင်ပေးကြဖို့စကိုင်းရဲ့ fundraising တွေပဲဖြစ်ပေါ့နော်ဒီ OFP မှာလုပ်တဲ့ fundraising တွေပဲဖြစ်ဒီမှာရှိတဲ့အဘွေးထမြက်တို့ကအစပေါ့နော်စကိုင်းအတွက်ကိုအမြဲတမ်းသူတို့လှုပ်ဆောင်ပေးနေတာတွေရှိတယ်ကျမတို့ဒီ social media ပေါ်မှာတော်လိုင်းရေးစာမျက်နှာ page တွေမှာစကိုင်းတွေလုပ်ပေးတဲ့အရာတိုင်းမှာလည်းတိုင်းသူတိုင်းသားတွေအားလုံးကလည်းဆက်လက်ပြီးတော့မှပါဝင်ပေးပါလို့ပြောကြလိုပါတယ်ကျမတို့ဒါပြီးသွားလို့ရှိရင်ပေါ့နော်ခဏနေကြလို့ရှိရင်တော့အဆုံးသက်အနေနဲ့ပေါ့နော်ဆီယမဒေါ်လင်ကနေပြီးတော့အထူးပဲစကိုင်းသူစကိုင်းသားတွေအတွက်ယခုစစ်ဘေးရှောင်နေရတဲ့တရွာလုံးမီးရှို့ခံပြီးတော့မှပေါ့နော်အသက်လူပြီးပြေးနေရတဲ့မိသားစုထဲမှာလည်းဒီဒုက္ခပေါ့နော်ညှိမနှိပ်စက်ခံရတဲ့သူတွေစကိုင်းသူစကိုင်းသားတွေအတွက်ကိုအထူးပဲပေါ့နော်ဆူတောင်းပေးမယ်ဆူတောင်းပေးပြီးသွားတဲ့အခါကြလို့ရှိရင်တော့ဥခိုင်ရပေါ့နော်အဆုံးသက်ဒီကျေးဇူးတင်စကားပဲဖြစ်ပေါ့နော်ဥခိုင်ပြီးကပြင်ဆင်ပေးထားပါအခုချိန်မှာတော့ကျွန်မဆက်လက်ပြီးတော့မှဖိတ်ခေါ်လိုတာကတော့မောင်လေးနေရှမ်းကိုပြန်ပြီးဖိတ်ခေါ်ရှင်နဲ့ဒါကတော့မောင်လေးနေရှမ်းအနေနဲ့စကိုင်းမှာဖြစ်ပျက်နေတဲ့အရာတွေကိုပေါ့နော်အကုန်လုံးရှုံငုံပြီးတော့မှပြည်သူတွေကိုနောက်ဆုံးအနေနဲ့မှားရှင်တဲ့အရာတွေပြောရှင်တဲ့အရာတွေချီချောက်ပေါ့နော်စကိုင်းသူစကိုင်းသားတွေအနေနဲ့လိုအပ်တဲ့ဒီစီးဝါပိုင်းဆိုင်ရာပဲဖြစ်ပေါ့နော်ဒီရိတ်ခါပိုင်းဆိုင်ရာပဲဖြစ်နေတဲ့နေရာပေါ့နော်သူတို့ရဲ့အန်တရဲ့ဘလောက်ကြုံတွေ့နေရတယ်ဆိုတာတွေအစပေါ့နော်ပြည်သူလူထုကိုပြီးတော့နောက်ဆုံးဆုတောင်းတင်ပြရှင်တာတွေကအစပေါ့နော်အမတို့ကိုပြည်သူလူထုတွေကိုပြောပြပေးဖို့ရန်အတွက်မောင်လေးကိုနောက်ဆုံးအနေနဲ့ပြန်လဲပြီးတော့မှဖိတ်ခေါ်တယ်နော်ဟုတ်ကဲ့ပါအမစကိုင်းတိုင်းမှာအခုလက်ရှိဆိုတော်လန်ရေးသမားတွေရဲ့စစ်ဘေးရှောင်တွေရဲ့ကြုံတွေ့နေရတော့မွေးအန်နေရပါဒီဘက်ဒီမှာမွေးဘွေးတွေအရန်ပေါ်ပါတယ်
ရဲဘော်တွေခဏခဏမွေးကြိုက်ခံရပါတယ်မွေစိတ်ဖြည့်စည်းဆိုတာကလေကျွန်တော်ရေခဲတက်တာနဲ့တေချာထားတဲ့စေးတွေပေါ့နော်တစ်ခါဝင်ယာနဲ့ချီပြီးဝယ်ရပါတယ်ပြီးရင်ရေခဲတက်တာနဲ့တေချာဒီဘက်မီးလည်းမမှန်ပါဘူးစစ်တပ်ကလည်းလက်နက်ကြီးနဲ့ကြာရင်ကျွန်တော်ရက်တွေအကြာကြီးရှောင်ရတဲ့အခါမှာဒီမွေစိတ်ဖြည့်စည်းတွေပျက်စီးသွားတာမျိုးတွေရှိပါတယ်အဲ့ဒီတော့ဒီဘက်မှာစကိုင်းတိုင်းမှာဘာလို့လဲဆိုရဲဘော်တွေကမွေစိတ်ဖြည့်စည်းလည်းလိုကြပါတယ်ခြေထောက်ပြက်လက်ပြက်နေတဲ့ရဲဘော်တွေလည်းအများကြီးရှိပါတယ်စကိုင်းတိုင်းမှာသူတို့တွေကအခုဆိုဘာတွေလုပ်နေကြလဲဆိုရင်ဒီခြေပြက်လက်ပြက်နဲ့သူတို့မှာရည်ရွယ်ချက်တွေပြောင်းနေတာဒီဘက်မှာများများစားလှုပ်ရှားမရှိပါဘူးနီးပညာအချက်လက်လည်းအားနည်းကြရပေါ့နော်တခြားဘက်တွေမှာတောင်ပိုင်းတိုင်းတွေဘက်မှာရှောက်ပြက်လက်ပြက်တဲ့ရဲဘော်တွေဆိုလို့ရှိရင်သူတို့စိတ်ခွန်အားတွေအများကြီးရဖို့အတွက်နီလန်းတွေအများကြီးနဲ့လှုပ်ပေးနိုင်ကြရပေါ့နော်စကိုင်းတိုင်းမှာတော့အဲ့လိုရှိမနေပါဘူးကျွန်တော်တို့ဒီနေတဲ့ရွာမှာလည်းရဲဘော်တရားကကဏီတိုက်ပွဲကနေကဏီတိုက်ပွဲဆိုလင်းနဲ့အကျိန်ယာနဲ့ချီလာပြစ်တာပါMI35 နဲ့ပြလိုက်ဂျိုက်ဖာလာနဲ့ပြလိုက်နဲ့အကျိန်ယာပေါင်းများစွာလာပြီးကျဲချသွားပါတယ်အဲ့တိုက်ပွဲမှာပါလာတဲ့ရဲဘော်တွေကဆို6တောက်ပြတ်သွားပါတယ်အခုဆိုလို့ရှိရင် तू ဒီသူနေတဲ့ခုံလေးပေါ်ကနေမထပဲနဲ့အဲ့နားလေးမှာပဲထမင်းစားတယ်အဲ့နားလေးမှာပဲနေတယ်အဲ့တွိုင်းလက်သွားစရာရှိရင် तू သွားတယ်ဒီလောက်ပဲ तू လှုပ်တော့ပါတယ်လုံးဝ तू အပြင်လည်းထွက်မလာတော့ဘူးဒီခုံလေးပေါ်မှာ तू ရဲ့တနေ့တာကိုကုံဆုံးနေတာပါပေါ့အဲ့အတွက်ကျွန်တော်တို့ကသူ့ကိုဆိုဘယ်လိုစီစဉ်ပေးရလဲဆိုတော့မင်းဒီတိုင်းတော့မနေပါနဲ့မင်း walkie talkie လေးတွေနဲ့ဆက်ကလေးငါတို့ဝယ်ပေးပါမယ်မင်းသတင်းလေးတွေပြောပါဆိုပြီးတော့ तू ကျေနပ်အောင်လို့ကျွန်တော်တို့မှာ walkie talkie မှာ तू ကုတ်နံပါတ်ကလေးထည့်ပြီးတော့तू ကဟိုကနေអော်ပေးတယ်မြို့ကိုဌာနေမှာရဲဘော်များခင်ဗျာမကြမီမှာ MI35 ကဘယ်ကနေဘယ်တော့တက်လာပါပြီဆိုသူ့ရဲ့စိတ်ပြေတာလေးကိုဒီလိုမျိုးလေးပဲလုတ်ပေးနေရပါတယ်ပေါ့နော်ဒါကြောင့်မလို့အဆက်အသွယ်တွေအကူအညီတွေများရှိတယ်ဟဲ့ဆိုရင်ဒီဘက်တွေမှာလည်းတကယ်ကို6တောက်အတူတက်နိုင်တဲ့တကယ်တော်တဲ့တမားတော်တွေအရေးပြား specialist တွေဒီလိုဒေါက်တာတွေအများကြီးရှိပါတယ်ဒါပေမဲ့သူတို့ဒီငွေကြေးစည်းစိမ်မှုအားနေတဲ့အတွက်ဒီရေးဘော်တွေ6တောက်တွေကိုတက်ဆင်ပေးနိုင်ရင်မရှိကြပါဘူးဒါဟာစကိုင်းတိုင်းမှာလိုအပ်နေပါတယ်တခြားဘက်တွေမှာတော့တက်ဆင်ပေးနေကြတယ်ဒီဘက်မှာတက်ဆင်ပေးရကြတော့အရန်နည်းနေပါတယ်ဒီဘက်မှာဖြစ်တဲ့ရဲဘော်တွေကမီဇိုရမ်အထိတွားကူးဖို့ဆိုရဲလမ်းမဆက်သွယ်ရေးမကောင်းတာဖြစ်တဲ့အတွက်တုံတုံသူတို့တက်ဆင်နိုင်ခြင်းမရှိတဲ့အတွက်6တောက်ပြက်လက်ပြက်တွေနဲ့ဘာဆက်သွယ်ဘာအကူအညီမှမရဘဲနဲ့ဒီတိုင်းနေကြတဲ့ရဲဘော်တွေရှိပါတယ်အဲ့ဒီရဲဘော်လေးတယောက်ဆိုအကူအညီကသူတသိန်းပဲရပါတယ်လို့ပြောပါတယ်ဝန်ကြီးဌာနကနေသူ့တသိန်းထောက်ပံ့တယ်လို့တော့ပြောတယ်လို့တော့ပြောပါတယ်ကျန်တာသူဘာမှမရဘူးပေါ့နော်အဲ့လိုမျိုးဒီဘက်တွေမှာသတင်းစီးဆင်းမှုအားနေတယ်ဆက်သွယ်ရေးအခက်အခဲတွေကြောင့်တော်လှန်ရေးကနေဖိတ်စင်လာတဲ့အဖိတ်စင်တွေအများကြီးရှိနေပါတယ်ခင်ဗျဒါတွေကကျွန်တော်တို့အခုလက်ရှိမှာလည်းတက်နိုင်သမျှပြင်ဆင်ပေးဖို့လိုပါတယ်တော်လှန်ရေးပြီးတဲ့အခါမှာလည်းစကိုင်းတိုင်းကိုမေ့မနေပဲနဲ့တကယ်ကိုတခြားတိုင်းဒေသကြီးတွေတခြားပြည်နယ်တွေနဲ့အတူပေးဆက်နေတဲ့ဒီစကိုင်းတိုင်းလေးကိုတော့တတိယပေးကြဖို့တိုက်တွန်းပေးကြဖို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အခုလိုမျိုးကူညီပေးကြတဲ့ဘာသာတူတူမတူတူလူမျိုးတူတူမတူတူအသားအရောင်တူတူမတူတူဘလို့ပဲဖြစ်နေပါစေဘလို့လိန်စိမ့်ခံမှုပဲရှိနေပါစေတခုခုဖြစ်တဲ့ဆိုတာနဲ့တွေးချင်းတွေကတောင်တန်းပြည်မှမခွဲခြားပဲနဲ့ကူညီပေးတဲ့အတွက်စကိုင်းတိုင်းကဒီစစ်ပေးဆောင်ပြည်သူတွေကိုစားရောတော်လှန်ရေးသမားတွေကိုစားရောကျွန်တော်တဦးတယောက်ထဲကနေပြီးတော့ကျေးဇူးတကယ်တင်ရှိပါတယ်ခင်ဗျဒါကကျွန်တော်နောက်ဆုံးပိတ်စုပေးစကားစုကောင်းစကားလည်းပြောသလိုကျေးဇူးတင်စကားလည်းပြောခြင်းဖြစ်ပါတယ်ကျွန်တော်တို့စကိုင်းတိုင်းကိုမမေ့ပဲနဲ့ကူညီပေးတဲ့အတွက်တကယ်ကျေးဇူးတင်ပါတယ်ခင်ဗျMungkin na pen amau bang ke sampen hiam chile gul tam lo ma mo hin gul gu tha na za tui pen amawa dia ke sampen pen mo to hi na amawi om na sakai ta ya pen gul tam lo toi changa hi gul gu tha na za tui chi te pen mei pai den lo wina khadwe ve cha kep namun khong pan sa thei la chiran khong hi na to pen adi ka amawa ding na gamsunga gamtat na wa hi gul gu tha na pen nak pita ke sam to hina lampan ipan pi thei ding to jong om to ki chang ina hi gal ki do na hang ina khut ke tan ki tan te tampi takom ina india lampaya ki wahi ding wa ki boarding chang ala apa amau lampan ina gamla to ki chang ina asuma pai jong haksa hu na jong tam tung lo to hi manina eite na bang pan pi thei hiam che zatui za ha ki pan khut tu khetu te meteตัวแต่อากิปันนะอีปันปีเทนะดิ่งเป็นอามาวิสกายแต่ยังอากิสัมตัมปีตักอมอหิลำตัวองเกนเขียมอตัวอหิมันนี่นะองมังยิลเกยุนองปันปีอุ่นตัวน้องปันปีนาซาเตหางุนาจงนักปีตักินกัลุงดำฮีจิมออินอะตอมกิมอินะตัวอามาองเกนนาแต่งมออลุงดำนาทูเล่หมายละมาจงอีมังหิลโลดิ่งอามามาตัวอีมาอีปังขบดิ่งจะตุยจะหาอสุมาไปเมื่อแต่ตัมปีตักกิสามาหินาเล่ฮีgaldo na hangina khut kitan khe kitan te adingina lungsim chidam na zatui ki pan mate sewan sema te to omma ta sele asuma pai om lowai cha ki bol zo lo chini mo to hi na to i khutu khetu te jong tampi tak ki sam mo to hi manina ipan thena ding mun tampi ta om hi chi mo to ong gen khia ina to tenga ama to amao adingina ma ipan be lai na ding le tua i ma pan na te hangina nak pi takina alung dam na thu ong gen hi lung na mele
လဲလုံတာမေးလက်ဥခိုင်ပင်းတော့နာခုစno sorry ဆီယမနွေထုံညနာမထုံညနာမကိုက်ဆက်တီဆီယမကနေပြီးတော့မှကျမတို့စကိုင်းမှာယခုလက်ရှိခန်းစားနေရတဲ့ဒီပြည်သူလူထုရဲ့ဒုက္ခတွေနဲ့အတူတတိုင်းပြည်လုံးပေါ့နော်နေရာတကာဒီမှာကိုဗစ်ကိုစစ်ကျမတို့ရေဘေးလေဘေးစသဖြင့်ပေါ့နော်ဒုက္ခမျိုးမျိုးစီးပွားရေးကျန်းမာရေးရှင်နေနဲ့ကျမတို့ဒီအခုမြန်မာနိုင်ငံကဆိုလို့ရှိရင်တော့ပေါ့နော်ငူကျွေးတန်တွေတောက်ကတွေဒါတနိုင်ငံလုံးမှာရိုက်ခတ်နေတာဖြစ်တယ်ပေါ့နော်အထူးသဖြင့်စကိုင်းပြည်သူပြည်သားတွေကဆိုလို့ရှိရင်တော့ဒီစက်ကစကနေပြီးတော့မှပေါ့နော်တကယ်ကိုလူသက်ကွင်းလို့သဘောထားပြီးတော့မှပေါ့နော်ကျမတို့ဟိုတခြားတောင်ကုန်းတွေတောင်တောင်ပေါ်တွေထက်စားလို့ရှိရင်လူသက်ကွင်းလို့သဘောထားပြီးတော့မှသူတို့နေ့စဉ်လိုပေါ့နော်တက်ဖြတ်နေတာတွေရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့စကိုင်းအတွက်ကိုအထူးအနေနဲ့ဆီယမကနေပြီးတော့မှဆူတောင်းပြီးသွားတဲ့ခါကျရင်ဥခေါပြီးကနေပြီးတော့မှနောက်ဆုံးကျေးဇူးတင်စကားပြောကြပြီးတဲ့ခါကျလို့ရှိရင်တော့ကျမတို့ဒီကနေ့ပြုလုပ်တဲ့ဒီဘုဒ္ဓလင်အတွက် emergency fundraising live စီစဉ်လေးကိုရန်နာမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့အစီအစဉ်တွေဆက်ပြီးတော့မှနှစ်ခုကြံသေးတဲ့အတွက်ကြောင့်မို့လို့ဒီအစီအစဉ်တွေသွားနေတဲ့အခါမှာဆူတောင်းနေတဲ့အခါမှာပဲဖြစ်ဖြစ်ကျမတို့ပြုလုပ်နေတဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့နော်မိဘပြည်သူတွေကနေပြီးတော့မှဒီကနေ့ပြုလုပ်တဲ့ live fundraising စီစဉ်မှာပါဝင်ရှင်နေဆိုလို့ရှိရင်တော့682 420 05069 682 420 5069 zolan@gmail.com မှာပါဝင်လို့ရတယ်ဆိုတာကိုပြောပြရင်းနဲ့ပြောကြလိုပါတယ်ရှင်ဆီယမဒေါ်လန်ကိုဖိတ်ခေါ်ပါတယ်ဆီယမကျန်းစာတစ်ပိုက်အရင်ဖတ်ချင်ပါတယ်။တမကျန်းစာစာလံ126ခုမြောက်သောစာလံအပိုက်ငယ်4 5 6 126ခုမြောက်သောစာလံအပိုက်ငယ်4 5 6အိုထာဝရဘုရားဖန်တော်ချုပ်ထားခြင်းကိုခံရသောအကျွန်ုပ်တို့ကိုတောင်မျက်နှာချောင်းရည်ကဲ့သို့တဖန်ပြန်လာစေတော်မူပါမြေကြလျက်မျိုးစေ့ကျဲသောသူတို့သည်ရှင်လန်းလျက်စပါးရိတ်ကြလိမ့်မည်မြေကြလျက်မျိုးစေ့ကျဲသောသူတို့သည်ရှင်လန်းလျက်စပါးရိတ်ကြလိမ့်မည်မြေကြလျက်ကျဲရန်မျိုးစေ့ကိုဆောင်၍ထွက်သွားသောသူသည်ကောက်လိုင်းများကိုဆောင်လျက်ရှင်လန်းသောစိတ်နဲ့အမှန်ပြန်လာလိမ့်မည်ကျမတို့မြန်မာပြည်အတွက်အဆက်မပြတ်မြန်မာပြည်သူပြည်သားများအတွက်အဆက်မပြတ်ဆုတောင်းခဲ့တာ3နှစ်ကျော်ခဲ့ပါပြီဘုရားရှင်ကကျမတို့ဆုတောင်းတယ်ကိုလည်းအစင်နားညောင်းခဲ့တယ်လို့အခုလည်းနားညောင်းပါရဲ့ကျမတို့မျက်ရည်တွေကိုသူမြင်ပါတယ်ကျမတို့ရဲ့ခံစားချက်တွေဖြစ်ပျက်သမျှအားလုံးဘုရားရှင်မြင်ပါတယ်ကျမတို့နဲ့လည်းအတူရှိနေတဲ့ဘုရားယနေ့မနေ့နောင်ကာလမပြောင်းလဲသလိုသူ့ရဲ့ချစ်ချင်းမေတ္တာလည်းမပြောင်းလဲပါဘူးကျမတို့ဆုတောင်းတာကိုလည်းသူအယံနာညောင်းပါတယ်အလုံးမွန်မြတ်တဲ့ချစ်ချင်းမေတ္တာနဲ့ပြည့်စုံတဲ့ဘုရားစီမှာကျမတို့တဖန်အလုံးဆုတောင်းကြရအောင်ဆုတောင်းပါမယ်မေတ္တာတော်ရှင်ဖကိုရောရဲ့ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်မြန်မာပြည်နဲ့မြန်မာပြည်သူပြည်သားများအတွက်အသက်တဖန်ဆုတောင်းကြပါ၏ကိုရောထံသို့အော်ဟစ်ကြပါ၏စကိုင်းတိုင်းနဲ့စကိုင်းသားများအတွက်ဒီနေ့အထူးသတိရလျက်ဆုတောင်းကြပါ၏ရေဘေးစစ်ဘေးမီးဘေးတာမကမွေဘေးပါကြုံနေရသောဤစကိုင်းသားများအတွက်ဆုတောင်းပထနာပြုကြပါ၏ဟောကောင်းကင်ဘုံရှင်ဖျားစစ်ဘေးဒုက္ခ
တဲ့များအတွက်အထူးသတိရလည်းဆုတောင်းကြပါ၏အင်္ဂါမစုံလင်သောသာသမီတယောက်စီအတွက်လည်းဆုတောင်းကြပါ၏စေကုသရန်လိုအပ်သောသာသမီအတွက်လည်းအထူးဆုတောင်းကြပါ၏ပါဝင်ပေးလူသောလမ်းနည်းများစွာနဲ့လမ်းအဖုံဖုံနဲ့နည်းအဖုံဖုံနဲ့ပါဝင်ကူညီကြသောအရောက်စီတိုင်းနဲ့မိသားစုပေါ်မှာလည်းကောင်းကြီးပေးတော်မူပါခြေတုလက်တုမှအစဈေးဝါလိုအပ်နေသောသာသမီများကိုလည်းကောင်းကြီးပေးလည်းဆုတောင်းကြပါ၏ပါဝင်ကူညီပေးသောသာသမီအရောက်တိုင်းစီကိုလည်းကောင်းကြီးပေးတော်မူပါမြန်မာနိုင်ငံသားများအထူးသဖြင့်စကိုင်းတိုင်းမှာရှိတဲ့သာသမီများဝိညာဉ်တန်ဆွမ်းဖို့ဆုတောင်းပါ၏စိတ်ချမ်းသာဖို့ဆုတောင်းပါ၏ကိုယ်ချမ်းသာဖို့ဆုတောင်းကြပါ၏ဤနေရာ၌ပါဝင်သောသာသမီများတာမကတကဘာလုံးမှာရှိတဲ့သာသမီများဆုတောင်းတံကိုနားညောင်းတော်မူပါဤအရာအလုံးကိုဆုတောင်းတဲ့အခါကိုရောရဲ့တပါးတည်းသောသခင်ယေရှုခရစ်မဟာနာမကိုအမည်ပြုလျက်ဆုတောင်းဆက်ကသနာခံကြပါ၏အဖဖရာသခင်အာမင် ဆုတောင်းပေးတဲ့ဆရာမကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဖျားရှင်တာ၍အသုံးပြုပါစေဆက်လက်ပြီးတော့မှကျမတို့ဆရာမနုတော့ကြော်ညာဖို့ရှိလားရှင်ကျမ ဟုတ် ခို တယ် င်းပြီး နောက်ထပ်ဆီယမနင်ပီကနေပြီးတော့ဒေါ်လာ100ထပ်ထည့်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုတော့ဥခိုင်ပီကိုဖိတ်ခေါ်ပါတယ်နော်ဥခိုင်ပီကနေပြီးတော့မှကျမတို့ဒီကနေ့ပြုလုပ်ရတဲ့ဘုဒ္ဓလင်ရဲ့ဒီအရေးပေါ် fundraising နဲ့အတူပေါ့နော်ပါဝင်သားကြတဲ့ပြည်သူတွေlive share နဲ့ပါဝင်ပေးကြတဲ့သူတွေအရောက်စီတိုင်းပေါ့နော်ကျမတို့ဒီအစီအစဉ်ရဲ့အကုန်လုံးကိုခြုံငုံပြီးတော့မှကျေးဇူးတင်စကားပြောကြဖို့ရန်အတွက်ဥခိုင်ပီကိုဖိတ်ခေါ်ပါတယ် ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်တယ်ဒီနေ့ကျွန်တော်တို့ခုလိုဝိုင်းဝန်းပြီးတော့ပါဝင်ကြတဲ့အတွက်အရောက်စီတိုင်းကိုကျွန်တော်တရားနေကျေးဇူးတင်စကားပြောခြင်းနဲ့ကျွန်တော်တို့တယောက်ချင်းစီပါဝင်သွားတဲ့ငွေရေးကြေးရဖြစ်တော့လည်းကောင်းဒီ line ပေါ်ကနေအရောက်ချင်းစီဟိုမြန်မာပြည်မှာဖြစ်ပျက်နေတဲ့အရာတွေလူတွေကဖုံးဖိဖို့စူးစမ်းနေတဲ့အရာတွေမြေပြင်မှာတကယ်ဖြစ်ပျက်နေတဲ့အရာတွေလူတွေမသိသေးတဲ့အရာတွေကိုလူတွေရှင်းမောက်ချပြပေးတဲ့နေဆိုင်ဖြစ်ဖြစ်ကျွန်တော်တို့ဒီမှာထက်မြက်ကောက်ကိုမျိုးမြအောင်တော့ဖြစ်ဖြစ်အရောက်စီတိုင်းတရားနေhost လုပ်ပေးတဲ့လူတွေအကုန်လုံးကျွန်တော်တရားနေကျေးဇူးတင်စကားပြောခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီလိုမျိုး awareness မလုပ်လို့ရှိရင်တချို့တလေတွေရင်ထဲမှာတွေ့ရဖြစ်တဲ့အပိုင်းတွေလည်းရှိတယ်လို့တချို့တွေရင်ထဲမှာအားနည်းနေတဲ့အပိုင်းတွေလည်းရှိတတ်တယ်ဒီချက်တွေကျွန်တော်တို့ကတွေ့ရဖြစ်တဲ့လူတွေအမြင်မှန်ရောက်သွားအောင်ရယ်အားနည်းနေတဲ့လူတွေအတွက်အားတစ်ဖြစ်သွားအောင်ရယ်အားပြည့်နေတဲ့လူတွေအတွက်အောင်ပန်းကိုကျွန်တော်တို့တက်လန်းနိုင်အောင်ကျွန်တော်တို့ဒီကနေ awareness ယုံမဟုတ်ဘဲနဲ့အရောက်ချင်းစီကျွန်တော်တို့အမြင့်အမြင်မှာရှိတဲ့လူတယောက်ချင်းစီဒေတာအပြည့်အစုံမှာဖြစ်ပျက်နေတဲ့အရာတွေကိုကျွန်တော်တို့ပြည်သူတွေတရားချပြပေးတဲ့အတွက်ကျွန်တော်တို့အားလုံးကိုဒီကနေလေးစားတဲ့အကြောင်းကျေးဇူးတင်တဲ့အကြောင်းလည်းပြောခြင်းတယ်ပြီးတော့ကျွန်တော်ဒီလိုလုပ်ရချင်းရဲ့အကျိုးကျေးဇူးကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီစစ်ကောင်စီကဒေတာအပြည့်အစုံမှာဖြစ်ပျက်နေတဲ့အကုန်လုံးဒေတာမှာပဲပျောက်သွားအောင်ဟိုဘာသာရေးတရားနဲ့ဖြစ်ဖြစ်လူမျိုးရေးနဲ့ဖြစ်ဖြစ်အမျိုးမျိုးအဖုံဖုံလှည့်ပြပြီးတော့ဖုံးလက်ရှိတယ်ကျွန်တော်ချင်းကြားမှာဟိုတွေးကွဲအောင်ဒီကိစ္စတွေပေါ်အာရုံမရောက်အောင်နေရာအနှံ့နေမျိုးစုံနဲ့သူတို့လောက်ကြံနေကြဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအရာတွေလူတိုင်းမျက်စိမှောက်မရောက်ပါဘူးဒါကြောင့်ကျွန်တော်တို့ဒီနေ့လောက်သွားတဲ့အရာဟာဒါအရန်အရေးကြီးတယ်လို့ပြည်သူလူထုကလည်းဒါဒီလောက်ထိဖြစ်ပျက်နေတဲ့မြန်မာပြည်မှာဘုဒ္ဓလင်မှာဒီလောက်ထိဖြစ်ပျက်နေပါလားကျွန်တော်တို့အိမ်မက်တောင်မမဲ့ဖူးတာအသွေးထဲမှာတောင်တစ်စက်ကလေးမှမဝင်ရဲတဲ့ကိစ္စမျိုးကျွန်တော်တို့မိပြင်မှာဖြစ်နေပြီလားဆိုတာမျက်ဝါးတင်တင်မြင်ခဲ့ရတယ်သိခဲ့ရတယ်အဲ့ဒါလိုပဲကျွန်တော်တို့ဒီလိုမျိုးတခြားနေရာမှာဖြစ်နေပြီလားဆိုပြီးတော့ကိုတို့စဉ်းစားနေကြလောက်ပြီဆိုတော့ဒီနေ့ကျွန်တော်တို့ပေးလိုက်တဲ့ message ကအရန်အရေးကြီးတယ်လို့ကျွန်တော်တို့ရဲ့အောင်မြင်မှုရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်တယ်ကျွန်တော်တို့ဒေသမှာခါးစီခံနေရတဲ့ပြည်သူတွေအတွက်လည်းမပြည့်စုံတော့ညာလည်းပဲကျွန်တော်တို့ရဲ့ပံ့ပိုးမှုတစ်စိတ်တစ်ဒေသကျွန်တော်တို့ပံ့ပိုးကြတဲ့အတွက်လည်းကျွန်တော်ဒီကနေအရောက်စီတိုင်းကိုကျေးဇူးတင်တယ်ကျွန်တော်တို့ဒီငွေရေးကြေးဆိုတာက
ဟုတ်ပါတယ်ဒီလိုမျိုးတည်င်းစီစဉ်မှုနေတဲ့နေရာတွေမှာကျွန်တော်တို့အခက်အခဲပိုများပါတယ်အဲ့ဒါကြောင့်ဒီလိုမျိုးကျွန်တော်တို့အညာဒေတာတော်လကောင်တခြားဒေတာတော်လကောင်ကျွန်တော်တို့တည်င်းနေအမောင်ချရတဲ့နေရာတွေအများကြီးရှိပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့လောက်သွားတဲ့ဟာကဒီမြန်မာပြည်တော်လှန်ရေးရဲ့တစ်စိတ်တစ်ပိုင်းမှာကျွန်တော်တို့ရဲ့ဖုံးပစ်ခိုင်းနေရတဲ့လူတွေရဲ့အခက်အခဲတွေပြဿနာတွေရင်ဆိုင်နေရတဲ့ဒုက္ခတွေကျွန်တော်တို့ဖော်ပြတာဖြစ်တဲ့အတွက်အားလုံးကိုဒီမှာခေါင်းဆောင်သွားတဲ့လူတွေအကုန်လုံးကျေးဇူးတင်တယ်ပြီးတော့ထပ်လောင်းပြီးပြောချင်တာငွေကြေးနဲ့ပါဝင်သွားတဲ့လူတွေအရန်ကျေးဇူးတင်တယ်နောက်ထပ်ပြီးတော့ကျွန်တော်တို့ပါဝင်နိုင်အောင်လည်းစူးစမ်းကြရအောင်ကျွန်တော်မြန်မာမြေပြင်မှာအကုန်လုံးကအတိဒုက္ခရောက်နေကြတယ်အကုန်လုံးကဆာငတ်နေကြတယ်စစ်ဘေးမှာကျွန်တော်တို့စေဝါအခက်အခဲတွေအများကြီးရှိကြတယ်ကျွန်တော်တို့ဒီထက်စကားနဲ့စကလုံးနဲ့ရှာလို့မတွေ့နိုင်တဲ့အခက်အခဲတွေကျွန်တော်တို့မြေပြင်မှာရှိနေပါတယ်အဲ့လိုမျိုးကျွန်တော်တို့တခြားတနေရာနေကျွန်တော်တို့ကိုယ့်ရဲ့ဈေးဖို့ထက်ဖြစ်ဖြစ်ကျွန်တော်တို့ရဲ့တုံးဆွဲထက်ဖြစ်ဖြစ်ကျွန်တော်ထုံလို့ပြီးတော့ဝမ်ပန်ပိုချင်အဖြစ်တချို့ဒေတာကျွန်တော်တို့အခက်အခဲဖြစ်နေလို့အတွက်စေဝါအတွက်တော်လာကောင်တက်ကဲဖို့တော်လာကောင်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဆက်လက်ပြီးတော့ပံ့ပိုးကြရအောင်အားလုံးကိုကျွန်တော်ဒီကနေပြည့်စုံစုံမပြောနိုင်တော့ညာလဲဒီကနေပံ့ပိုးသွားတဲ့လူတွေအကုန်လုံးညံ့တော်လာကောင်နှုတ်တော်လာကောင်ဒီအကုန်လုံးကိုကျေးဇူးတင်တဲ့အကြောင်းပြောချင်တယ်အားလုံးဆက်လက်ပြီးတော့ဖျားသခင်တုံ့ပြုကြပါစေကျွန်တော်တို့မြန်မာပြည်ကြီးအောင်မြင်တဲ့အထိကျွန်တော်တို့တော်လှန်ရေးကြီးကိုကျွန်တော်တို့ဆက်လက်ပြီးတော့ခြေတက်ပြီးတော့ဆင်နွှဲကြရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ပဲဘာမလဲ我们是看能懂嘅，你讲来啲啊？见懂พัดเป่านังเย็นจอลิงนี่มั้งกดเป่าเทลุเตมากี่ขวานี่นะเป่านังเย็นนี่นะตัวนี้นะจันตากินนะฮิบุดาลินความมันทุกอย่างเตเกินจงอันมวยเงินนะปัสยานี่นะมิงเตียงเปียงสักนะโรบอทบางนังเปียงสักโลหิเด็กเตียวน้ำมั้งเด็กเตียวเทน่าเอาหอยอาเซียอาภาเตียวเทน่าตรงเปียงสักตุไลตะกินนักโกกัมบอยนาเป็นตุนินบุดาลินหัวทุเปียงเป็นจิงเชียงไทยเชียงอินเตดิมยำกอลปีมีปีเดตัมละเป็นอเปียงเทถูฮีตอนตักเสียงนะอีบอยตักเสียงนะถึงเด็กบอยล้านลงตุนฮิบุดาลินขัวของมีเต็งจะขอกินเตะไอ้ห่างปอลกิจงนะอามาตัวอิเสพบตักเสียงนะอามาจงองมกก็อิโลฮีอดียกินังเกนปักนิงนะจัวสกายดิวิชั่นสุงายูดิเฟนส์ฟอร์สเตะองค์กิปัจจิไลน์นักพิทักษ์บอยอยู่จะเทฟิวนะอินิมันฮิโลอิพามันฮิโลนะอามันล่างตะกินะโดลาตุงอาบังกิขาคิมตุนีนะยูดิเฟนส์ฟอร์สนะอินะเสพนาเข้มเปวะอาหุเทใบนะอัฐาจุงหุยปอลจงกิซัมอิงิมนักกิบัดนักเลยSCC ดูเปียกไม้นักเลยจะได้ฟิวหิน PDF โซเลนเตะมีปีต่อเฮนะมีปีเท่าโดยเตะต่อเฮโซนะกิปังคอมินนากิเสียมคอมดิ่งตอนตรงดิ่งหิมตุไลตะกินะต้นจางกำสุงของอบวยนะกิ้วๆเมตัวไรSCC เตียมน้องลูกปีอีบวยดิ่งเป็นบวยปีซนี่นะมั้ง SCC เตียโซมาสันนี่นี่ขัดนี่ตักเสียงนะอิตดิมกิลาดิงฟลามกิลาโตดิงจินสเจ็ดบุบกิลาโตดิงโกลปีกิลาโตดิงตัวนี้ตักเสียงนะอิมิปีอิสปิเตนอตัวเทลวะหิงตุนยาบุดิมานะอิเซเบอร์เบรียนโมตุมาคุมจะขัดคุมจันอิไลทุบยังเลยทุกขัดไหลไปมุลกิมหวยแล้วมาไม่ไปฮิตเตอิดาเทนาดิงนะตุนี่นะอีปันขบเทบังปังคมนี่กิเย็นเช็ดคุลตัวนี้นะฮีไลฟ์สตรีมมันเองคอมเมนต์หอยเราตามพี่ตะกมตัวเปโลติงสุไลบีหังโอคอมเมนต์เหม็นมั้ง
เปียกขัดส่งเป็นไฮโลเตฟเสียงเกตมานี่ US ส่งอ่ะ ZFU PDF โซเลนาดิ้งอ่ะซุ่มเปียเลยเปโลกว่าติงอมิมจิเลวเก็บังเปียวน่ะเทเป็นขมายเทไกเบกเกี่ยวน่ะเจียงมีอ่ะเปเตน่ะกิจัดน่ะเทน่ะอีดน่ะเวน่ะตกแล้วเม็ดน่ะในกิลกิโลน่ะเด็กกับเปเซียวไอ้อภิเขลูเต็งมาฮิบยาวโกลป้าวงกิจัดเลยซงอีเทกิเลได้หินเขียนลิงเนี่ยไอ้อินะเสพเป็นตุลาตัก national level เบกลูน international level ลักเซมนัวมิตายนะ township level ikota nun tak dan to ki vai pok to iki vai pok som le biang i lo ding to man ni na tu ni na hi bai na pang khom ding iki me pa ma ti to i pan the bang ding song khat som ki dong to leng tam bi khat phatwam tu nia isangam pan gen bang zato khong ki sam ma siawan ki sam indelam pok nang ham sam ma zolen te na zato ki ni bi i zato mi pina thadi apin on pia hil isato ti oi zato wang poko ko zato ne ngi tun isato bi ka zong ia ting be zong ki chi ko pheben iu thena ding lampi homi iu ngom ki lo gen se loading ko se loading da hi khe building to tak chang ina ko man hi zolen te hi pdf zolen te hin zet fin live stream tak chang ina ongen wo onge sakko china ông ki tang ko wa ana tong ki chiang ni lui tuam ne nom ki en lo le ding mi khat teu gen siat teu piang lo ding e to sanga ingim na bang hiya bang hanga nang ko gam nusia tuni na malay om hiya delhi om hiya us om hiya chi ngai sun za ding to hi na khwa ma pe mai la huna lungsim piching nei na mo i to ta lungsim te e pa hiya som ni moตัวมันนี่นะลำปีเบลฮักสมาห่างโซยเวเวดิงห่างอากวมาเปียวทาสันคอมดิงตัวไรตักเป็นอโนมีอโกมีจิอมโลอโกเตจิอมโลโออัฟลามเตฮัลคาเตจิอมโลเวกลุงซิมอกิบัตหนักเลยปังคอมดิงอิงิมนักกิบังหนักปังคอมดิงSCC ดูเปียวมาปังคอมดิงจิตมจิขัดยังเงินไงลุงดำเมဒါမေးလဲစမနုတိုင်စုံတယ်လား องยันนึงมาဒီနေ့အကောင်လုံးစုစုပေါင်းရတဲ့အလှူငွေတွေကျွန်မထပ်ပြီးတော့ကြီးညာပါမယ်American dollar ငွေ2400တီတီရရှိပါတယ်ပြီးတော့ Singapore dollar 300ရယ်မလေးရှား RM 200ရရှိပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်မအဲ့ဒါထပ်ပြီးတော့ကြီးညာချင်ပါတယ်ပေးကမ်းလှူဒါန်းတဲ့အရောက်စီတိုင်းကိုဖျာရှင်ကောင်းကြီးချပေးပါစေထက်လောင်းပြီးတော့လက်ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေများကိုလက်ဆင့်ကမ်းပြီးတော့လက်တို့ပြီးတော့အလှူဒန်းလေးတွေထပ်ပြီးတော့လုပ်ပေးဖို့ရန်အတွက်လည်းနှိုးဆော်ချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါဟာဆိုလို့ရှိရင်အခုကျမတို့ရတဲ့ငွေအမောက်ဟာဆိုလို့ရှိရင်သူတို့ရဲ့တနက်စာလည်းဖြစ်မယ်နှစ်နက်စာလည်းဖြစ်မယ်မပြောတတ်ဘူးပေါ့နော်။ကျမတို့ရဲ့အုတ်တစ်ချက်တဲတပွေအနေနဲ့ပါဝင်ရခြင်းဖြစ်ပါတယ်ဒါကပေါ့လေဆိုတော့တချို့ကပြောတယ်နင်တို့ကရှိလို့ပေးတာလားကိုလိုမျိုးလည်းမဟုတ်ဘူးတဲ့တချို့ကပြောတယ်ပေါ့နော်ဒါကကိုလိုမျိုးမြန်မာပြည်မှာဖွာတဲ့လူမှန်လို့ရှိတာလူမျိုးအတူတူပဲလုံးဝမခွဲမခြားနဲ့ကျမတို့ရက်တည်တာဖြစ်တယ်ကျမတို့ရဲ့ချစ်ချင်းကိုကျမတို့ပြတာဖြစ်တယ်ဆိုတော့ကျမတို့ရဲ့အေးအားဆိုတာလူအေးအားပေါ့နော်လူရဲ့ကျင်နာတနာတဲ့ကျမတို့ကလူသားဆန်တဲ့လူသားတယောက်ဖြစ်တဲ့အရာပြည်သူကပြည်သူတယောက်ဖြစ်တဲ့အရာကိုကျမတို့ပြသတာဖြစ်တယ်ကျမတို့ကဘယ်နေရာမှာပဲဖြစ်ပြည်သူတယောက်ဒုက္ခရောက်တယ်ဆိုလို့ရှိရင်အတူတူရက်တည်တယ်ဆိုတော့ကျမတို့ပြသတာပဲဖြစ်ပါတယ်ဆိုတော့အားလုံးထပ်လောင်းပြီးတော့လည်းပါဝင်ပေးစေချင်တယ်ပါဝင်ခဲ့တဲ့အရောက်စီတိုင်းကိုလည်းအလွန်ကိုကျေးဇူးတင်ကြောင်းကျမပြောချင်ပါတယ်အားလုံးဖျာရှင်ကောင်းချီးချပေးပါစေကျေးဇူးတင်ပါတယ်ဆီယမဦးလနိုငယ်နိုခုနကျွန်တော်တို့လူငွေရရှိတာ2380မှာပပီကနေပြီးတော့2400ပြည့်အောင်ဆိုပြီးတော့20ထပ်ထည့်ပြီးတော့2400အဲ့ထည့်နေတော့မှပဲ slide ချမ်းကနေပြီးတော့50ထပ်ပြီးတဲ့ထပ်ထည့်တဲ့ခါကျတော့ကျွန်တော်တို့2450ရရှိတော့ပါတယ်ကျွန်တော်တို့က ZFU PDF ဆိုလဲအဲ့အစေပိုင်းနေရာဒီတတ်တစ်ခုတည်းအတွက်မဟုတ်ပဲနဲ့တနိုင်ငံလုံး
2500ဖြည့်ပေးရှင်တဲ့လူတွေရှိတယ်ဆိုလို့ရှိရင်လည်းရပါတယ်လို့ တနိုင်ငံလုံးမှာအဲ့လိုဒုက္ခရောက်တဲ့နေရာတွေမှာကျွန်တော်တို့ကတတ်နိုင်တလောက်မပြောပါတော့ပြီမဲ့ရေပြီးအတွက်ပဲဖြစ်စေပြီးတော့ဟိုရင်ကဟိုကချင်ပြည်နယ်ကဟိုရောဘုံကျဲတဲ့တိုက်လျင်နဲ့ဘုံကျဲပြီးတော့အများကြီးအဆူလိုက်ပြုံလိုက်တေဆုံးတဲ့ချိန်မှာလဲကျွန်တော်တို့ကအဲ့လိုပဲအခုလှုပ်ပေးတယ်လို့ပဲလှုပ်ပြီးတော့တတ်နိုင်တလောက်ကိုညီပန်းပူးခဲ့တယ်ပြီးတော့ခုတိုင်းစီခိုင်ပြောတယ်လို့အစပိုင်းရလဲရောအတော်ဒုက္ခရောက်တဲ့ခါကျတော့ကျွန်တော်တို့ကဒေါ်လာ9000ပို့ပေးကိုညီပေးခဲ့တယ်ပြီးတော့ထန်ဒလန်မြို့အတွက်လဲကျွန်တော်တို့ကျူစားပြီးတော့အဲ့လိုကိုညီပြီးတော့ကျူစားပြီးတော့လှုပ်ပေးနိုင်တဲ့လောက်လှုပ်ပေးခဲ့တယ်ကျွန်တော်တို့ကတပြေလုံးအတိုင်းအတာနဲ့ဟိုတပြေလုံးအတိုင်းတာတခုတည်းမဟုတ်ပဲနဲ့နိုင်ငံတကာမှာလဲကျွန်တော်တို့လှုပ်နိုင်တာတတ်နိုင်တာဒီအစားကျွန်တော်တို့မြန်မာပြည်ကြီးအတွက်မြန်မာပြည်ကြီးလွတ်မြောက်ဖို့စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ကျွန်တော်တို့ကြိုးစားနေကြတာဖြစ်တယ်အဲ့တော့ ZFU PDF ဆိုလဲနာတော်လာကြီးအားလုံးနဲ့လက်တွဲပြီးတော့ခြေတက်တိုက်ပွဲဝင်နေတာဖြစ်တယ်ဆိုတာကိုကျွန်တော်နောက်ဆုံးပြောကြားခြင်းတယ်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါခုနပြောသလိုမျိုးကျမတို့2450ဆိုတော့2450ဆိုတော့2500ပေါ့နော်2500ဖြည့်ရှင်တဲ့သူရှိတယ်ဆိုရင်ကျမဖိတ်ခေါ်ရှင်ပါတယ် family စာသမားပြီပေါ့နော်2500ဖြည့်ရှင်တဲ့လူတွေရှိတယ်ဆိုရင်ကျမဖိတ်ခေါ်ပါတယ်လို့အချိန်ခဏလေးပေးပါမယ်လို့2500ဖြည့်ရှင်တဲ့သူရှိတယ်ဆိုလို့ရှိရင်တော့เนาะကျွန်မအချိန်ပေးပါတယ်လို့အဲ့ဒီအချိန်လေးမှာပဲမောင်လေးအနေနဲ့2500ဆိုတော့ထားလိုက်ပါတော့2500ဆိုတော့ရမယ်ဆိုတော့သိချတယ်တယောက်ယောက်ကဖြည့်ပေးလိမ့်မယ်ဆိုတော့ဒီငွေကအကုန်လုံးဆိုလို့ရှိရင်တော့အမားတို့ဒီ Okay နည်းနည်း loan စီဘုံကနေပြီးတော့50ပို့ပြီးတော့အခု2500ပြည့်သွားပါပြီ အဲ့ဆိုရင်2500ဆိုအမားတို့အခုလက်ရှိပေါက်ဈေးနဲ့ဆိုလို့ရှိရင်မောင်လေး300ပေါ့နော်300ကျော်နီးပါးရရှိတယ်အဲ့ဒီအတွက်ကြောင့်မို့လို့မောင်လေးအနေနဲ့ဒီနေ့ရှင်းပြည်နယ်မြောက်ပိုင်းမှာရှိတယ် ZFU PDF ဇိုလန်ကကမ္မကထပြုတ်လောက်တာနော်ပါဝင်တဲ့သူတွေကတော့မောင်လေးတွေ့တဲ့အတိုင်းနာမည်တွေကတော့လူမျိုးပေါင်းစုံရဲ့နာမည်တွေ့လိုက်ရတယ်နော်တတိုင်းပြည်လုံးကပါဝင်ပေးတာပေါ့နော်လက်လန်းမီတဲ့ live ကြည့်လိုက်ရတဲ့တတိုင်းပြည်လုံးကပါဝင်တာဖြစ်တယ်တခြားအနေနဲ့ရဲရမှာလဲဘူးတလင်အတွက်လုပ်ပေးမဲ့သူတွေလည်းရှိမှာပါဒါပေမဲ့လက်ရှိမှာတော့သွေးပူနေတော့အမားတို့ကတော့ရင်းထဲမှာဘလို့မှမပါဝင်ရရင်အမားတို့မရတော့ဘူးဘယ်လိုမှမခံစားနိုင်တော့တဲ့ကြောင့်မလို့အမတို့လည်းတက်နိုင်တဲ့လောက်လေးပေါ့နော်လုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခု300အမတို့ပို့ပေးမှာဖြစ်တယ်အဲ့အတွက်မောင်လေးအနေနဲ့ဒီပြည်သူများပါဝင်သွားတဲ့တိုင်းရင်းသားအားလုံးเนาะပါဝင်သွားတဲ့နာမည်အရတော့တိုင်းရင်းသားအားလုံးကပါဝင်တာဖြစ်တယ်မောင်လေးအနေနဲ့ဒီຢာတွေကိုဒီငွေတွေကိုဘယ်လိုလုပ်ပေးမယ်ဘယ်လိုလုပ်ဆောင်ပေးမလဲဆိုတာကိုဒါ safety ပြောလို့မရတာတော့မပြောနဲ့ပြောလို့ရတလောက်လေးကိုသူတို့မျက်လုံးထဲမှာမြင်အောင်စိတ်ကျဉ်နဲ့အောင်ပေါ့နော်ဒါလေးကိုပြောပြပေးဖို့ရန်အတွက်မြစ်တာရက်ခံပါတယ်ကျွန်တော်တို့အဲ့ဒါပြင်ချစ်ပို့ပေးပါမယ်နော် ဟုတ်ကဲ့ပါကျွန်တော်ကမနက်ဖြန်ညနေကိုတော့ကျွန်တော်တို့ဒီကနေတက်သွားမှာပါခင်ဗျတက်သွားပြီးတော့ကျွန်တော်တို့လမ်းတစ်ဝက်မှာကျွန်တော်တို့နောက်ထပ်ကျွန်တော်တို့လုံခြုံရေးလိုက်ပြီးမဲ့ရဲဘော်2ယောက်ထပ်ရှိပါတယ်အဲရဲဘော်2ယောက်ကိုခေါ်ပြီးတော့ကျွန်တော်တို့ဒီဘူးတလင်အနီးတုံးမှာရှိတဲ့ဒီဘက်စစ်ဆောင်တွေထွက်လာတဲ့ညောင်ကန်ထီကိုကျွန်တော်တို့ကတ်မှာပါညောင်ကန်ထီကပြီးပထမဆုံးညောင်ကန်မှာအခုလက်တလောရစစ်ဆောင်မိသားစုတွေရောက်နေပြီလို့ပြောပါတယ်စည်ရင်းတိကျမရှိပေမဲ့အဲ့ပတ်လေကမိသားစုတွေကိုအရင်စည်ရင်းယူပါမယ်စည်ရင်းယူပြီးတာနဲ့စံအိတ်ဈေးစုံစမ်းပါမယ်အရင်ဆုံးကျွန်တော်တို့ကရိတ်ခအဆိုတွေပေးလို့မရတာဖြစ်တဲ့အတွက်စံကတော့အဓိကပေးပါမယ်စံစီစခန်းမှန်သမျှအရင်ဆုံး average ချလိုက်ပါမယ်ပြီးတဲ့အခါမှာစံရစီရမဖြစ်မနေပါပါမယ်အဲ့ဒါကိုမှကျွန်တော်တို့တက်နိုင်တဲ့ပမာဏပေါ့စခန်းသူတို့ရောက်နေတဲ့နေရာ15ခုရှိတယ်ဆိုရင်ကျွန်တော်တို့ကစခန်း15စုကိုဒီစံတဘုံစီတဲ့စီတဘုံစံတဲ့အဲ့လိုမျိုးတွက်လိုက်လို့ရှင်ဘယ်လောက်ကြမလဲပေါ့အဲ့ဒါတစ်ခါပြန်တွက်မယ်အဲ့လိုမှတဖြည်းဖြည်းတိုးစံအောင်တိုးဝါပြီးဖြည့်ပြီးသွားပါမယ်ဗျအဓိကကတော့စံလိုတာပေါ့နော်ထမင်းရှိရင်ကျန်တာအဆင်ပြေလို့ရှာကြံပြီးစားလို့ရပါတယ်စံစီကိုမှပြော့ပေးပြီးလို့နောက်ထပ်ပိုလာခဲ့ရင်တော့ကျွန်တော်တို့ပဲထည့်ရင်လည်းထည့်မယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီဘက်ရွာတွေကနေရိတ်ခါတွေဝယ်လို့ရတယ်ဆိုရင်ရိတ်ခါတွေဝယ်ပါမယ်ဒီရွာတွေမှာအခုချိန်ဆိုသူတို့ပဲတောင်းရှည်စိုက်ကြရတယ်ဗျလက်တော်အဲ့လိုပဲတောင်းရှည်ကုံစိမ်းတွေပေါ့နော်ပဲတောင်းရှည်တွေရတာမျိုးတွေရတဲ့ကုံစိမ်းတွေအကုန်လုံးဝယ်ပြီးတော့စခန်းတွေကိုအိတ်လိုက်ပို့ပေးဖို့လည်းကြိုးစားပါမယ်ပထမဆုံးတော့ငွေစင်းရှင်းတန်းပို့ပေးပါမယ်ဒီစစ်ဆောင်စခန်းဘဏ္ဍခုတော့တွေ့တယ်အဲ့ဘဏ္ဍခုတော့ကိုစံဘဏ္ဍအိတ်ဝယ်ပေးလိုက်တယ်စီဘဏ္ဍပုံးဝယ်ပေးလိုက်တယ်ကုံစိမ်းဘိုးကဘလောက်ဆိုတာကို
ကျွန်တော်ကဝယ်လိုက်တဲ့ပစ္စည်းရယ်ကုန်ကြတဲ့ငွေရယ်ကို approximate တွက်ပေးပါမယ်တွက်ပြီးဒီလောက်ကုန်သွားပါတယ်ဒီမှာပစ္စည်းပါဆိုပြီးတော့ပစ္စည်းအလုံးပုံပြီးတစ်ခါကျွန်တော် report လုပ်ပေးပါမယ်ဒီ report ပြီးတဲ့အခါမှာတော့ကျွန်တော်တို့စခန်းတွေကိုဒီပစ္စည်းတွေကိုကျွန်တော်တို့ခွဲပြီးတော့ပို့ပေးပါမယ်အဲ့ဒါပို့ပြီးတဲ့အခါမှာတော့လုံခြုံရေးရပို့လို့ရတဲ့နေရာတွေကိုတော့ကျွန်တော်တို့ဓာတ်ပုံရိုက်ပြီးပို့ပေးပါမယ်ပို့လို့မရဘူးလုံခြုံရေးရအတင်းကျပ်နေတဲ့air strike ကြာလာနိုင်တဲ့နေရာတွေဆိုရင်တော့ကျွန်တော်တို့တနည်းနည်းစဉ်းစားပေးပါမယ်ဗျဒီလိုမျိုးတော့ကျွန်တော်စီစဉ်ပေးဖို့စဉ်းစားထားပါတယ်လုံလောက်ပါတယ်မောင်လေးကြာဟို safety ရပါတော့ဒါအားလုံးကယုံကြည်ရတယ်ကိုမျိုးမြအောင်လို့အစမောင်ညီမလေးထူလစ်တို့ကအစပေါ့နော်ဒါရှိတ်ဆက်ပြီးတယ်သူတို့တွေကဆိုလို့ရှိရင်လည်းတော်လိုင်းရေးမှာထဲထဲဝင်ပါဝင်နေတဲ့အတွက်ကြောင့်လို့အမားတို့နဲ့လက်တွဲထားတာကြာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အမားတို့အနေနဲ့တန်တရားတစ်စက်မှမရှိပါဘူးဒါပြောပြစီဒါကလည်းဒီမှာအခုပါဝင်တဲ့သူတွေရဲ့မျက်လုံးထဲမှာသူတို့ငွေပဲရောက်သွားပြီဘာလုပ်မယ်ဆိုတာပုံဖော်လို့ရအောင်ပြောခိုင်းတာပဲဖြစ်ပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ပါဝင်သွားတဲ့သူတွေရောက်စီတိုင်းကျေးဇူးတင်ပါတယ်စင်မနုသက်ရေဘာပဲဖြစ်ဖြစ်ပေါ့နော်အခုကြည်နေတဲ့လူတွေကတော့ဒီထောက်ဖို့ပြည်သူတွေကတော့အခုချိန်ထိပေါ့နော်ဘူးတလင်အတွက်ကိုအရန်ခံစားရတဲ့အတွက်ဒီ live လေးကိုကြည့်ချင်းအပြင်သူတို့ရင်ထဲမှာအရန်လဲပေါ့ပါသွားမယ်ကျင်းနေမယ်လို့လည်းခံစားရတယ်ပေါ့နော်ယုံကြည်တယ်ဒါကြောင့်မို့လို့သူပြည်သူတွေခွန်အားရအောင်ပေါ့နော်ဒီထောက်ဖို့ငွေတွေကိုဆင်မပင်မတော့ပင်မမယ်ဒါပေမဲ့အစအဆုံးတစ်ခါလောက်ပြန်ကြော်ညာပြီးကျမတို့လည်းလက်ခုပ်တီးချင်လို့လေနော်နောက်ဆုံးထိုးတယ်လေးပါပြောပြီးတော့မှနောက်ဆုံးအနေနဲ့ကျမတို့လက်သုံးချောင်းထောင်ပြီးတော့ရေးတော်ပုံအောင်ရမည်လို့ပြောပြီးရင်ဒီ live လေးကိုပိတ်ပါမယ်လို့ဆင်မဟုတ်ကဲ့ကျမဒီဟာကျင်ညာဖို့ကတော့တော်တော်လေးအားတက်တရောဖြစ်တယ်ပေါ့နော်ဒီဟာကောင်းတဲ့အရာဖြစ်တဲ့အတွက်ကျမဂုဏ်ယူစွာနဲ့တကယ်နောက်ထပ်တစ်ခေါက်ပြန်ကျင်ညာပါမယ်ZFU PDF Zolan Emergency Fundraising for Butalin ပေါ့နော်Nicholas MS Mung $50 ဒေါ်လာ50 Vamahu ဒေါ်လာ50လက်ခုပ်ကလေးတွေတီးပေးပါနောက်ပြီးတော့ Zwasiam ကဒေါ်လာ50အောက်ခါရနေပြီးတော့ဒေါ်လာ50ထန်းစွမ်းကနေပြီးတော့ဒေါ်လာ100တွန်ခါရနေပြီးတော့ဒေါ်လာ200ပြီးတော့ ZFU PDF ZFU Zomi Federal Union ကနေပြီးတော့ဒေါ်လာ300ပြီးတော့တန်ပူကနေပြီးတော့ဒေါ်လာ100ပါဘီကနေပြီးတော့ဒေါ်လာ90နုတ်ရန် family ကနေပြီးတော့50ပြီးတော့ခိုင် PN လူနာနေပြီးတော့ဒေါ်လာ100နောက်ပြီးတော့ညံဖုံကနေပြီးတော့ဒေါ်လာ100ဆမနညံကနေပြီးတော့ဒေါ်လာ100ပြီးတော့ပဒါလ်မလေးရှားနေပြီးတော့ဒေါ်လာ50ပြီးတော့တိန်တန်ဆိုးကနေပြီးတော့စင်ကာပူဒေါ်လာ300ပေးပါတယ်ရှင်ပြီးတော့ထန်မာကနေပြီးတော့ဒေါ်လာ50ထန်နုံကနေပြီးတော့ဒေါ်လာ50ပြီးတော့ပီတာမောင်လေးပီတာကနေပြီးတော့မလေးရှားငွေ100 RM 100ပြီးတော့အမြင်မဖော်လို့တဲ့မိသားစုတစုကနေပြီးတော့ဒေါ်လာ50နောက်ထပ်ပြီးတော့လျန်နူကနေပြီးတော့ဒေါ်လာ100နောက်ပြီးတော့ထန်လျန်ဇိုဗဖွာလာနေပြီးတော့ဒေါ်လာ100ပြီးတော့အမြင်မဖော်လို့တဲ့ချီကာဂိုက100ပါဒေါ်လာ100နောက်ပြီးတော့တွန်ဆီယမ်ကနေပြီးတော့ဒေါ်လာ100နောက်ပြီးတော့ပါတူလ်မုံကနေပြီးတော့ဒေါ်လာ50 8 ton power ကနေပြီးတော့ဒေါ်လာ50ပြီးတော့ဆီယမဒွန်လီယန်ကနေပြီးတော့ဒေါ်လာ30ပြီးတော့မုံနောကနေပြီးတော့ဒေါ်လာ50ပြီးတော့ SG မောင်လေးကနေပြီးတော့မလေးငွေ100ပြီးတော့ညာမာနာနေပြီးတော့ဒေါ်လာ50ပြီးတော့ John ခါရနေပြီးတော့ဒေါ်လာ50ပြီးတော့ဂျင်ကင်ကနေပြီးတော့ဒေါ်လာ50ဂျင်ထောင်းကနေပြီးတော့ဒေါ်လာ50နောက်ပြီးတော့ဆီယမနင်းပီကနေပြီးတော့ဒေါ်လာ100ပြီးတော့စလိုက်ထန်ကနေပြီးတော့ဒေါ်လာ50နောက်ဆုံးအနေနဲ့လွန်စီဝုံအနေပြီးတော့ဒေါ်လာ50အတီးတီးဖြစ်ပါတယ်အကောင်လုံးစုစုပေါင်းအနေနဲ့ဒေါ်လာ2500နဲ့စင်ကာပူဒေါ်လာ300ရဲ့မလေးရှားငွေ200ရရှိထားပါတယ်ရှင်အားလုံးကိုအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီအရေးတော်ပုံဟာတကယ်ကိုအောင်တော့မှာပါလို့เนาะအားလုံးတညီတဲ့ပေါ့เนาะကျမတို့ပါဝင်ရတာဟာဆိုလို့ရှိရင်အရင်ကိုလှပပါတယ်လို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဆင်မအခုဟိုကလေ90ထပ်ဝင်လာတာခုနဟိုစကျမထဲကိုပို့လိုက်တာဖြစ်တဲ့တမလို့ဒီမှာကျမပို့လိုက်တယ်အီမန်အဲ့ဒါဟိုကဦးလန်နိုအဘဲလာပင်ကွာရလဲအုံးဘဲလာပင်အမဟိလွန်စီဝုံတော့ဟိပင်ตัวမြင်တတ်တော့လဲနောက်ဆုံးကညာ90ထပ်ဝင်လာတယ်ဝင်တာတစ်ချက်ကြည့်ပေးပါဦးလားနာမည်တစ်ချက်
50ထက် ဒီမှာနောက်ဆုံးဝင်လာတာလွန်စီဘုံ ဟုတ်ပြီဟုတ်ပြီ လိုက်ထိုင်အဲ့ဒါပြီးမှလွန်စီဘုံ ဟုတ်ကဲ့ အဲ့နောက်ရှိမှဝင်လာတဲ့ဟာသူ့နာမည်ကပါလဲ ခဏတော့ကြည့်လိုက်မယ်နော် okay ညံမန် NINGMAN အော်ညမန်ပါတယ်လီ ပါပြီးသွားပြီခုနကျင်ညာ ပါပြီးတော့ ခုနကျင်ညာတဲ့ထဲပါပြီးသွားပြီဟုတ် အေး ဘယ်လို ည ဆို မန်ပါဝင်နေအဲ့မှာမဝင်သေးဘူးတော့ message ပို့တယ် okay အဲ့ဆိုညစီမှာဝင်ပြီးညံပုတ်ပေးလိုက်မယ်နော်အဲ့ဆိုပြီးသွားပြီနော် okay အေး ကျေးဇူးတင်ပါတယ်ဒါဆိုအားလုံးဒီ live ပေါ့နော်ဘုဒ္ဓလင်အတွက်ကျမတို့ဒီစကိုင်းတိုင်းမှာပေါ့နော်ဒီဘလူးစစ်ကြောင်းကနေပြီးတော့မှစစ်ကြောင်းထိုးပြီးတော့မှရွာတွေတော်တော်များများကိုမီးရွာလုံးကျုပ်မီးရှို့တဲ့အပြင်ကိုပေါ့နော်ကျမတို့ဒီရက်ဆက်လူမဆန်တဲ့ရက်ဆက်ရုံမှမှုကိုပြုတ်လုသွားတဲ့အတွက်ကြောင့်မို့လို့ပြည်သူလူထုကအခုချိန်မှာဆိုလို့ရှိရင်ပေါ့နော်နှလုံးနာပြီးတော့မှအိမ်မတန်မှကိုခံစားပြီးတော့မှဒီဘုဒ္ဓလင်နဲ့အတူတော်တော်လေးကိုပေါ့နော်ခံစားပြီးတော့မှကြေကွဲဝန်းနေနေရတဲ့အချိန်မှာပေါ့နော်ကျမတို့အနေနဲ့ဥဒချက်တဲ့တပြည့်မဲ့အဖြစ်ဖြစ်သူတို့အတွက်တရက်စာပဲဖြစ်ဖြစ်တပတ်စာပဲဖြစ်ဖြစ်သူတို့ရဲ့ရင်ကိုအေးစေဖို့ရန်အတွက်ပေါ့နော်ဝင်ရောက်ပြီးတော့မှပါဝင်ပြီးတော့မှအတူရှိကြောင်ယက်တီပြတာတဲ့အရာဖြစ်တယ်ဒီ live ကိုတွေးတဲ့သူတွေအရောက်စီတိုင်းကိုလည်းဒီခဏတာပေါ့နော်ကျမတို့စိတ်ဖြေဖြောက်မယ်လို့ယုံကြည်တယ်ဆက်လက်ပြီးတော့မှလည်းဒီ live မှာပဲမဟုတ်ပဲတခြားဘုဒ္ဓလင်အတွက်ပဲပေါ့နော်ဓာတ်ရိုက်ဆက်သွယ်လို့ရတဲ့နေရာတွေပေါ့နော်ဒီမောင်လေးနေချင်းတို့စီကနေပြီးတော့မှဓာတ်ရိုက်ဆက်သွယ်လို့ရတဲ့နေရာတွေကိုကျမတို့ဒီတင်ပေးသွားပါမယ်အဲ့နေရာတွေမှာလည်းဓာတ်ရိုက်ခေါ်ပြီးတော့မှဆက်သွယ်ပြီးတော့မှပေါ့ပေးပို့လို့ရတယ်ကျမတို့စီမှာလည်းတဆင့်ပေးပို့ပါဆိုလို့ဒီနေ့ပဲမဟုတ်ပါဘူးနောက်နေ့တွေမှာလည်းကျမတို့မဆက်သွယ်တက်လို့ဆက်သွယ်ပြီးတော့ပေးပို့ပါဆိုလို့ရှိရင်တစ်ကြက်တစ်ပြားမကြံရောက်ရှိဖို့အတွက်ကိုကျမတို့လုံးဝအာမခံပါတယ်လို့တော်လန်ရေးအတွက်တော်လန်သစ္စာနဲ့အတူကျမတို့ဒီ PDF ဇိုလန်ဇရက်ဖြူဟာရက်တီလာခဲ့တာဆိုလို့ရှိရင်လည်း3နှစ်ကျော်4နှစ်တာကာလမှာရှိပြီးတော့ကျမတို့ရဲ့ရှင်းပြည်နယ်မြောက်ပိုင်းအတွက်ပဲမဟုတ်ပဲနဲ့တိုင်းပြည်လုံးမှာရှိတဲ့ဒီတော်လန်ပြည်သူနဲ့အတူပေါ့နော်လိုအပ်ရင်လိုအပ်တယ်လို့တားတယ်ကျမတို့အကူအညီလိုတဲ့အခါမှာလည်းပြည်သူလူထုစီမှာအကူအညီတောင်းတယ်လို့မျိုးပြည်သူလူထုကလိုအပ်လာတဲ့အခါမှာလည်းကျမတို့အနေနဲ့ဥဒချက်သေးတပွင့်အမြဲတမ်းပါဝင်နေတာဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့ကျမတို့ကိုင်းကျွမင်ကျုံကိုင်းပြီပေါ့နော်ဒီဒေါ်လာရေးအဆုံးအထိကျမတို့ဒီမြေပြင်မှာရှိတဲ့ရဲဘော်တွေပြည်သူလူထုတွေအသက်ပေးသွားကြတဲ့တိုက်ပွဲဝင်သွားကြတဲ့ကျမတို့ရဲ့သူရဲကောင်းတွေရဲ့အသက်သွေးချွေးတွေကကျမတို့ဘယ်တော့မှမေ့ဖြောက်လို့လည်းရမှာမဟုတ်ဘူးအဆုံးထိကျမတို့တိုက်ပွဲဝင်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းဇရက်ဖြူ PDF ဇိုလန်ကိုစာပြောလိုပါတယ်ဒီမှာရှိနေတဲ့သူတွေပါဝင်ပေးသွားတဲ့သူတွေအခုဒီမှာ live ထဲမှာတွေ့နေရတဲ့သူတွေဟာဆိုလို့ရှိရင်လည်းတော်လိုင်းရေး day1 ကနေစပြီးဒီနေ့အထိမနာမနေပါဝင်ဆောင်ရွက်နေတဲ့ဆရာမတွေနဲ့ကျမတို့ဒီထောက်ဖို့ရဲဘော်ကြီးတွေဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့ဆက်လက်ပြီးတော့မှလည်းကျမတို့ပါဝင်သွားကြမယ်ရှင်းပြည်နယ်အတွက်ပေါ့နော်ကျမတို့ဒီချင်းညီနောင်အတွက်လည်းကျမတို့ရဲ့ဒီချင်းညီနောင်စစ်စင်ရေးအတွက်လည်းပေါ့နော် fundraising တွေပြုလုပ်တဲ့အရာတွေလည်းရှိပါတယ်အပတ်စဉ်တောက်ကြနေတိုင်းပဲဖြစ်ဖြစ်ကျမတို့ PDF ဇိုလန်ဆိုလို့ရှိရင်လည်းစနေနေ့ဖြစ်ပေါ့နော်ကျမတို့ပြုလုပ်နေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့မိဘပြည်သူများကိုင်းကျွမင်ကျုံကိုင်းမိဆိုသလိုကျမတို့မြေပြက်မှာဖြစ်ပြနေတဲ့အရာတွေလည်းကျမတို့တသားလေးရက်တည်သလိုတောင်ပေါ်မြေပြက်မှာကွဲခြားပဲနဲ့ကျမတို့ချင်းပြည်နယ်ကြီးလွတ်မြောက်ဖို့အတွက်လည်းကျမတို့နဲ့အတူပါဝင်ပေးဖွင့်ရန်အတွက်လည်းပြောကြရင်းနဲ့ဒီနေ့ပြုလုပ်တဲ့ဘုဒ္ဓလင်အတွက် emergency fundraising live season ကိုကျမဒီနေရာမှာရပ်နားလိုပါတယ်ရှင်ရေတော်ဘုံအောင်ရမည်ရေတော်ဘုံအောင်ရမည်ရေတော်ဘုံအောင်ရမည်